တရွာလုံးဖြတ်သိမ်းရေးစည်းရင်းနဲ့ပါသွားပေမဲ့ကျွန်တော်မိသားစုကတော့ပါမလာခဲ့ပါဘူးအိမ်နီးနားချင်းတွေကလောင်ပြောင်တရော်ကြပေမဲ့ကျွန်တော်ကတော့စီးပွားရေးခွင်လန်းကိုတစ်ချက်ကြည့်ုံနဲ့တန်းမြင်လိုက်ပြီးအိမ်ဟောင်းကိုပြုတ်ပြင်မှုမှန်ဖို့ငွေတွေကိုပြက်ပြက်သားသားပဲရင်းနှီးမြှုပ်နှံလိုက်တယ်အဝေးပြေးလမ်းမှာကြီးဖွင့်လှစ်ပြီးရင်ကျော်တွေဖြတ်တန်းသွားလာတဲ့အခါမှာတော့အဝေးပြေးလမ်းအထွက်နဲ့နီးတာကြောင့်ကျွန်တော်အိမ်ဟာတရှိန်ထိုးရေပန်းစားဆုံးနဲ့အမျက်ဆုံးများဆုံးနားနေဆောင်တစ်ခုဖြစ်လာခဲ့တော့တာပါပဲအိမ်နီးနားချင်းတွေကတော့လက်ထဲကအသေးကင်ထားတဲ့ရော်ကျေးငွေလေးတွေကိုပဲဖက်တွဲပြီးကျွန်တော်ရဲ့ရွှေတွင်းကြီးကိုမနာလိုကငေးကြည့်နေုံကလွဲလို့ဘာမှမတတ်နိုင်တော့ပါဘူးဖြတ်သိမ်းရေးစည်းရင်းကြေညာမင်းတွေကရွာတွေကလူတွေအားလုံးရွာထိပ်မှာစောစောစီးစီးစုယုံရောက်ရှိနေကြတယ်ရွာလူကြီးဝန်ချီကတစ်သားခုံတန်းရပေါ်တက်ရက်ပြီးလက်ကင်အတန်ချက်ဆက်အနီလေးနဲ့ဖြတ်သိမ်းရေးစည်းရင်းကိုဖက်ပြနေပါတယ်နာမည်တွေကိုတယောက်ပြီးတယောက်ဖတ်သွားတိုင်းလူတွေရဲ့အိတ်ထဲကိုရော်ကျေးငွေအမြောက်များဝင်သွားကြတာပေါ့စည်းရင်းတစ်ခုလုံးဖက်လို့ပြီးသွားတဲ့အထိကျွန်တော်နာမည်ပါမလာတဲ့အခါကျွန်တော်မိဘတွေရဲ့မျက်နှာကတော့မျောလင်းချက်ပြေးကနေစိတ်ပြအားငယ်မှုတွေစီပြောင်းလဲသွားခဲ့ရတယ်တရွာလုံးပျော်ပွဲရွှင်ပွဲဆင်နွှဲပြီးတဲ့နောက်အားလုံးရဲ့အကြည့်တွေကကျွန်တော်ရဲ့ပျက်စီးယိုယွင်းနေတဲ့အိမ်ဝင်းလေးစီကိုကြားရောက်လာကြတယ်ရွာလူကြီးဝန်ချီကတော့အခြေအနေရဲ့စိတ်မသက်မသာဖြစ်မှုကိုမရိပ်မိတယ်လို့မျိုးကျွန်တော်ကိုဝမ်းသာအားရလှမ်းခေါ်ပြီးအဝေးပြေးလမ်းမကြီးရဲ့မြေပုံအချင်းချုပ်ကိုဖြန့်ပြပါတယ်မြေပုံပေါ်ကမြင်းနီကြီးကရွာကိုဓာတ်နဲ့မှုန်းလိုက်တယ်လို့ဖြစ်သွားတာပါကျွန်တော်တို့အိမ်ကကန်ဆိုးကျင်တော့အဲ့ဒီမြင်းနီရဲ့အပြင်ဘက်3မီတာကွာလေးမှာကပ်ပြီးကြံခဲ့ပါတယ်လူပြည်နဲ့ငရဲပြည်တလန်းစာလေးပဲကွာတယ်လို့မျိုးပေါ့အိမ်နီးနားချင်းဝန်တော်ကြီးကနင်းကတော့ကန်ကိုဆိုးလုံးပါတယ်အေးလို့နှာခေါင်းရှုံပြီးကဲရပါတယ်အမေကတော့တကားပေါင်ကိုကင်ထားရင်းအားပြက်ပြီးလဲကျလူနီးပါဖြစ်သွားရှာတယ်ကျွန်တော်ကတော့မြေပုံကိုစိုက်ကြည့်ရင်အဝေးပြေးလမ်းအထွက်ကအိမ်သားတွေရှိနေတာကိုမြင်လိုက်ရတော့စိတ်ထဲမှာအတွေးတစ်ခုဖြတ်ခနဲလက်သွားတယ်ဒါဟာကောင်းကင်ဘုံကပေးတဲ့စီးပွားရေးအခွင့်အလမ်းပါပဲကျွန်တော်ဘာမှလည်းပြန်မရှင်းပြဘူးငိုလဲမငိုဘူးလှဲထွက်ပြီးအိမ်ထဲကိုပဲခက်တီတီပြန်ဝင်လာခဲ့တယ်နောက်ကနေတော့ကျွန်တော်ကိုအယူတယောက်လိုလှောင်ပြောင်တရော်တန်တွေကြံခဲ့တာပေါ့ဒါပေမဲ့ကျွန်တော်ဂရုမစိုက်ပါဘူးအုံနောက်ထဲမှာလုပ်ငန်းစီမံကိန်းတစ်ခုလုံးအမြန်ဆုံးပုံဖော်နေပြီလေအဲ့ဒီညကအိမ်မှာဘယ်သူမှထမင်းမစားနိုင်ကြဘူးအမေကတော့ကလင်ပေါ်မှာထိုင်ပြီးကံကြမ္မာမတရားတာကိုတွေးပြီးငိုနေရှာတယ်အဖေကတော့မြေပြင်ပေါ်မှာစောင့်ကြောင်ထိုင်ပြီးစစ်လိတ်တွေတောက်လျှောက်တောက်ရင်ဘာစကားမှမပြောနိုင်တော့အောင်စိတ်ညစ်နေခဲ့တယ်တရွာလုံးကရန်ညိုးထားတယ်လို့မျိုးအစိတ်တောက်တွေကဘာလို့ကျွန်တော်တို့အိမ်ကိုမှလာကွင်းချန်သွားရတာလဲဆိုတာသူတို့စဉ်းစားလို့မရဖြစ်နေကြတာကျွန်တော်ထမင်းမကန်တဲ့တူကိုချလိုက်ပြီးအေးအေးဆေးဆေးပဲကျွန်တော်ဘန်ကိုသွားပြီးပတ်စံထုံမလို့ပြောလိုက်တယ်မျက်လုံးဝိုင်းသားနဲ့ကြောင်ကြည့်နေတဲ့မိဘတွေကိုကျွန်တော်ဆက်ပြောလိုက်တာကကျွန်တော်10နှစ်လုံးအလုပ်ကျန်းလုပ်ပြီးစုထားတဲ့စုငွေ4သိန်းလုံးကိုထုတ်ပြီးဒီအိမ်ဟောင်းကြီးကိုအကြီးစားပြုပြင်မှုမှန်မှုတွေလုပ်မလို့ဆိုတော့မိဘနှစ်ပါးစလုံးထပေါက်ကွဲပြီးကျွန်တော်ကိုယူနေပြီဆိုပြီးဆဲဆိုကြပါတော့တယ်သူတို့အုံနောက်တွေလည်းရှုပ်ထွေးကုန်ကြပြီလေတရွာလုံးကမြို့ပေါ်တက်ဖို့ပြင်နေကြတာကိုကျွန်တော်ကရွာမှာပတ်စံအကုန်ခံပြီးအိမ်ပြင်မယ်ဆိုတော့အဆန်ခံရပြီပေါ့ဒီသတင်းကိုကြားတော့ဦးလေးကအိမ်ကိုအပြေးလွှားရောက်လာပြီးလူကောင်းကြီးလိုနဲ့မင်းအိမ်ကိုငါးစီပဲ9000နဲ့ဈေးလျှော်ရောင်းလိုက်ပါဘာမှမတန်တာထက်စားရင်တော်သေးတာပေါ့ဆိုပြီးမိဘတွေကိုဖြောင်းချတယ်မိဘတွေကလည်း9000ရရင်ပဲတော်လာပြီဆိုပြီးအဟုတ်မှတ်နေကြတာကျွန်တော်ကတော့ချက်ချင်းပဲညှင်းလွတ်လိုက်ပြီးဒီအိမ်ကိုဘယ်တော့မှမရောင်းပဲအကြီးစားပြုပြင်မှာဖြစ်ကြောင်းပြက်ပြက်သားပြောလိုက်တယ်ဦးလေးလည်းမျက်နှာပြက်သွားပြီးမင်းခွက်ခွက်လန်အောင်ရှုံးပါလို့ချိန်ဆဲသွားခဲ့ပေမဲ့ကျွန်တော်ဘာမှပြန်မရှင်းပြပါဘူးကျွန်တော်ကိုဒီတစ်ချိန်ပဲယုံပေးပါလို့မိဘတွေကိုတောင်းဆိုခဲ့တယ်မိဘတွေလည်းတက်ပြင်းချရင်ဘာမှမတတ်နိုင်တော့တဲ့အဆုံးကျွန်တော်သဘောတိုင်းပဲလွှတ်ထားလိုက်ရတယ်သူတို့မသိတာကကျွန်တော်မြင်နေရတာဟာရေရှည်ပုံမှန်ဝင်မဲ့ဝင်ငွေစည်းကြောင်းဆိုတာကိုပါပဲနောက်ရက်မနက်ခင်းမှာတော့ကျွန်တော်ပထမဆုံးကားနဲ့ဘန်ကိုထွက်လာခဲ့တယ်ဘန်က9နာရီမှဖွင့်မှာဆိုပေမဲ့ကျွန်တော်တကားဝါမှာစောစောစီးစီးထိုင်ဆောင်ရင်စိတ်ထဲကနေတွက်ချက်မှုတွေလုပ်နေမိတယ်အဝေးပြေးလန်းအထွက်300မီတာဆိုတာကျွန်တော်အိမ်အတွက်ရွှေကွက်ပါပဲကုန်ကားမောင်းတဲ့သူတွေထမင်းစားရမယ်နားရမယ်ကားရည်ဖြည့်ရမယ်ကိုပိုင်ကားတွေလည်းအိမ်သာတက်ရမယ်ခဏတစ်ဖြုတ်စားတော့ရမယ်ဒါဟာတရွာလုံးကလူတွေမျက်စိကန်းပြီးမမြင်နိုင်တဲ့အကြီးမားဆုံးစီးပွားရေးခွင့်လန်းပဲသူတို့ကတစ်ချိန်တည်းရမယ့်ရော်ကြေးငွေကိုပဲကြည့်ကြပေမဲ့ကျွန်တော်ကတော့ရေရှည်ကျိုးမြတ်ကိုမြင်မိတာပါဘန်ကနေငွေသား4သိန်းထုတ်ပြီးဒီဇိုင်းကုမ္ပဏီစီတန်းသွားခဲ့တယ်ဒီဇိုင်နာကအစကတော့ကြေးလက်ကအိမ်ပြင်နဲ့အလုပ်သေးမွှားလေးဆိုပြီးမလုပ်ချင်တယ်လို့လုပ်နေပါသေးတယ်ဒါပေမဲ့ကျွန်တော်ကစုစုပေါင်းဘတ်ဂျက်3သိန်းပေးမယ်လို့ပြောလိုက်ရောမျက်နှာကချက်ချင်းကိုဝင်းပါပြီးနှွေးထွေးပြူငါသွားတော့တာပဲကျွန်တော်ကအလှပကိုဂရုမစိုက်ဘူးအသုံးဝင်မှုကိုပဲအဓိကထားတယ်ကျွန်တော်ဆွဲလာတဲ့ပုံကျန်းကိုထုတ်ပြပြီးအိမ်ရှိဝင်းတစ်ခုလုံးကိုကွန်ကရစ်အပြည့်ခင်းပြီးကားစီးပေါင်းဒါဇင်ချီရက်လို့ရမယ်ကားပါကင်းလုပ်မယ်အရှိဘက်ဆောင်ကိုစပွဲဝိုင်း10ဝိုင်းစာဆက်မဲ့စားတောက်ဆိုင်ကြီးပြောင်းမယ်တောက်ပပနဲ့တန်ရှင်းနေရမယ်နောက်ဘက်ဆောင်ကိုတော့မီးဖိုချောင်နဲ့တိုးလောင်ယုံလုပ်မယ်မီးဖိုချောင်ကိုအပြင်ကနေအတိုင်းသားမြင်ရမယ်မှန်ကြီးတွေတက်မယ်အိမ်မကြီးကိုတော့နှစ်ချမ်းခွဲပြီးတစ်ချမ်းကိုဧည့်သည်နားနေဆောင်ကျန်တဲ့တစ်ချမ်းကိုတော့အများသုံးတန်းစင်ကန်လုပ်မယ်လို့ပြောလိုက်တော့ဒီဇိုင်နာတော်စွန့်သွားတယ်အိမ်ကိုဒီလိုပုံစံပြင်တာမျိုးသူတခါမှမမြင်ဘူးလေကျွန်တော်ကမြေပုံပေါ်ကနေရာတစ်ခုကိုထောက်ပြပြီးနောက်နှစ်နေရင်အဝေးပြေးလန်းအထွက်ကဒီနေရာမှာပေါ်လာမှလို့ပြောလိုက်တော့မှဒီဇိုင်နာလည်းဒီဇိုင်းရဲ့လျှို့ဝှက်ချက်ကိုတန်းသဘောပေါက်သွားပြီးကျွန်တော်ရဲ့အမျှော်မြင်ကိုမချီကျူးပဲမနေနိုင်ဖြစ်သွားတော့တယ်သူလည်းဝမ်းမြောက်ဝမ်းသာနဲ့ project ကိုလက်ခံပြီးစာချုပ်ချုပ်ပြီးစေရန်ငွေယူလိုက်တယ်ကျွန်တော်ကျန်တဲ့ပတ်စံတွေကိုအိတ်ထဲထည့်ပြီးနောက်ဆုံးထွက်တဲ့ကားနဲ့ရွာကိုပြန်လာခဲ့တယ်လမ်းမှာအဖေဖုန်းဆက်လာပြီးရွာကလူတွေအိမ်ရှိမှလာပြီးဝိုင်းလောင်နေကြတယ်ဝန်တော်ကြီးကလူတွေကိုစုပြီးဒီကောင်ယူသွားပြီးအိမ်ကိုပတ်စံအကုန်ခံပြီးပြင်နေတယ်ဆိုပြီးတရွာလုံးလျှောက်ပြောနေတယ်တဲ့အဲ့ဒါနဲ့ကျွန်တော်လည်းအဖေကိုမနှက်ပြန်အလုပ်စားလုပ်တော့မယ်လို့သာအားလုံးကိုပြောလိုက်ပါလို့ပြန်ပြောလိုက်တယ်အိမ်ပြန်ရောက်တော့အိမ်ရှိမှလူတွေပြည့်ပါပဲဝန်တော်ကြီးကရှေ့ဆုံးကနေတရွေးတစ်ဖြန်းဖြန်းနဲ့ကျွန်တော်ကိုဖြုံးတီးသူကြီးဆိုပြီးဆဲဆိုနေပါတယ်မင်းပင်ပန်းခံရှာထားတဲ့ပတ်စံတွေကိုရေထဲမျောပစ်နေတာပဲလို့လူပုံအလဲမှာလှောင်ပြောင်းနေမိဘတွေကအရှက်ရလုံးလို့အမေဆိုရင်ငိုယိုပြီးဆက်မလုပ်ပဲရက်လိုက်ပါတော့လို့တောင်းပန်ရှာတယ်ကျွန်တော်ကတော့အေးအေးဆေးဆေးပဲစာချုပ်ချုပ်ပြီးစေရန်ငွေလည်းပြန်မရတော့ဘူးလို့ပြောလိုက်တယ်ဝန်တော်ကြီးကဆက်ပြီးမီးလောင်ရလေးပင်လုံနေတော့မှကျွန်တော်ကသူ့ကိုတဲ့စိုက်ကြည့်ပြီးကျွန်တော်ပတ်စံကျွန်တော်သုံးတာခင်ဗျားတို့နဲ့ဘာမှမဆိုင်ဘူးလို့ပြောပြီးလူစုခွဲခိုင်းလိုက်တယ်အားလုံးလူစုခွဲသွားပေမဲ့ဝန်တော်ကြီးကတော့အိမ်ပြင်ကနေဆက်ပြီးအော်ဆဲနေတော့မှာပဲကျွန်တော်တကားကိုပိတ်လိုက်ပြီးလှောင်ပြောင်းတန်တွေကိုဖျက်တောက်လိုက်တယ်အမေကတော့တရွာလုံးမှာမျက်နှာပြစရာမရှိတော့ဘူးဆိုပြီးကြေကွဲဝန်းနေစွာငိုကြွေးနေပြီးအဖေကတော့နှုတ်ဆက်နေရင်ညဝန်းထဲမှာစိတ်ပြအားငယ်မှုတွေနဲ့ပြည့်နေနေခဲ့တယ်ကျွန်တော်မိဘတွေကိုနှစ်သိမ့်ပေးပြီးရလက်ကိုသာစောင့်ကြည့်ဖို့ပြောလိုက်တယ်နောက်ရက်မနက်မူးမလင်းခင်မှာပဲမြေတူးဆက်နဲ့ဆောက်လုပ်ရေးအဖွဲ့အိမ်ရှိကိုရောက်လာပြီးဝုန်းကနေအတန်ကြီးနဲ့အတူအိမ်ဝင်းတိုင်းကြီးပြိုကျသွားကဖုန်တစ်ထောင်းထောင်းထသွားတော့တယ်
ရွာကလူတွေကတော့ဒီကောင်ကတော့ကဲလို့မရအောင်ယူသွားပြီလို့ထပ်ပြီးလှောင်ကြပြန်တယ်ကျွန်တော်ကတော့ပျက်စီးတွေရှိမှရက်နေရင်ဒါဟာနောက်ဆုတ်လို့မရတဲ့လမ်းဆိုတာသိနေတယ်ဒီပျက်စီးနေတဲ့အိမ်ဝင်းလေးကိုတရွာလုံးမှာအမျက်ဆုံးနေရဖြစ်အောင်ကျွန်တော်ဖန်တီးပြရမယ်စောက်လို့ရေးလုပ်ငန်းခွင်ကတော့နေရောညပါလျှက်စစ်လုံပူတန်တွေထူရိုက်တန်တွေနဲ့စူညံနေခဲ့တယ်အိမ်ရှိဝင်းတစ်ခုလုံးကိုတူးဆွပြီးကားပါကင်အတွက်တန်ကူကွန်ကရစ်တွေလောင်းတယ်အဆောင်တွေရဲ့အခန်းကန့်တွေကိုအကုန်ဖြိုချပြီးဧရိယာအကျယ်ကြီးဖြစ်အောင်ပုံစံအသစ်ပြောင်းလဲလိုက်တယ်ရွာသားတွေကတော့နေတိုင်းလာကြည့်ပြီးကျွန်တော်အိမ်ကိုပြက်လုံးတစ်ခုလိုဟာတာလုပ်နေကြတာပေါ့ဒီကောင်ပတ်စံတွေအကုန်ရှုံးပြီးယူသွားပြီဆိုပြီးကောလာဟာလာတွေထွက်လာတယ်မိဘတွေကဒီလိုပြောဆိုတွေကိုမခံနိုင်ရှာဘူးအမေဆိုရင်စိတ်ဒုက္ခရောက်ပြီးဖျားပါဖျားသွားတယ်ဒင်းပေါ်မှာလှဲနေရင်ထမင်းမစားရေမတောက်ပဲလုပ်ငန်းတွေရပ်တန့်ဖို့ပဲငိုပြီးတောင်းပန်နေခဲ့တယ်ဒါပေမဲ့ကျွန်တော်သိတာကအခုမှရက်လိုက်ရင်အားလုံးဆုံးရှုံးပြီးရေစရာဖြစ်နေပဲကြံခဲ့တော့မှာပါကျွန်တော်အမေကိုစံပြုတ်တိုက်ရင်ဒီအချိန်လေးကိုတီးခံကြော်ဖြတ်နိုင်ရင်အားလုံးအဆင်ပြေသွားမှာပါလို့ကြေပေးခဲ့တယ်ဦးလေးကလည်းလူမမာမေးတယ်လို့နဲ့လက်ဆောင်တွေယူပြီးအိမ်ကိုထက်ရောက်လာပြန်တယ်မိဘတွေကိုငဲ့ညာပြီးခေါင်းမမာပါနဲ့တော့လို့လာဖြောင်းချပါတယ်ကျွန်တော်ကတော့သူ့ကိုရင်ကြေးပဲပြန်လွတ်လိုက်ပြီးအစီအစဉ်ကိုဘယ်တော့မှပြောင်းလဲမှာမဟုတ်ကြောင်းပြက်ပြက်သားသားပြောလိုက်တယ်ဦးလေးကစိတ်ပြက်လက်ပြက်နဲ့အလျင်မြန်ပြန်လှည့်ထွက်သွားတာကိုကြည့်ရင်ကျွန်တော်စိတ်ထဲမှာဘာလိုင်းတပူးမှမထားခဲ့ပါဘူးအားလုံးရဲ့အမြင်ကတိုးတောင်းလွန်းနေခြေဘဝအောက်ကမြေကွက်လေးလောက်ကိုပဲကြည့်တတ်ကြတာပါကျွန်တော်ကတော့မကြခင်ဖွင့်တော့မဲ့အဝေးပြေးလမ်းမကြီးကိုမြင်နေရပြီလေဒါဟာကျွန်တော်ဘဝအလှည့်ပြောင်းအတွက်တခုတည်းသောမျှော်လင့်ချက်ပဲဘလို့မှအရှုံးမပေးနိုင်ဘူးအခုဆိုရွာသားတွေလည်းအပြင်ပန်းမှာတော့လာမရှုပ်ရဲကြတော့ဘူးဝန်တော်ကြီးလည်းအိမ်ရှိမှလာမပိတ်ရဲတော့ဘူးလမ်းသွားလမ်းလာတွေကစောက်လို့ရေးလုပ်ငန်းခွင်ကိုအဝေးကနေပဲလှမ်းကြည့်နေကြတော့တယ်ဒီဇိုင်နာကလည်းအရေးသွေးစံချိန်မိဖို့အတွက်လုပ်ငန်းစဉ်တစ်ခုလုံးကိုတေချာကြည့်ချက်ပေးနေတယ်ဒါပေမဲ့လူရုပ်မာတွေရဲ့ရန်ကိုတော့ကာကွယ်ဖို့ခက်တယ်ဆိုတာကျွန်တော်သိတာပေါ့သူတို့ညီနေကြမှာမဟုတ်ဘူးတပတ်အကြာမှာပဲစောက်လို့ရေးလုပ်ငန်းခွင်မှာရေနဲ့မီးတွေရုတ်တရက်ပြတ်တောက်သွားပြီးအလုပ်တွေလုံးဝရပ်ဆိုင်းသွားခဲ့ရတယ်သွားစစ်ကြည့်တော့တရွာလုံးမှာကျွန်တော်အိမ်တအိမ်တဲတင်ရေနဲ့မီးဖြတ်ခံထားရတာပါဒါဟာတေချာပေါက်တမင်တက်တက်လောက်ကျန်တာပါပဲကျွန်တော်ရွာကော်မတီရုံးကိုတန်းသွားပြီးရွာလူကြီးဝန်ချီကိုအကျိုးအကြောင်းမေးတော့ဝန်ချီကလိုင်းတွေဟောင်းနှွမ်းနေလို့ရေးပြအားမနိုင်လို့ပါဆိုပြီးစင်ကြေတွေပေးပြီးတမင်တက်တက်အချိန်ဆွဲနေခဲ့တယ်ဝန်ချင်းနဲ့တခြားလူတွေကလည်းတကားအပြင်ကနေခိုးပြုံးနေကြပါတယ်ကျွန်တော်ဘာမှရံမဖြစ်ခဲ့ပဲလှည့်ထွက်လာခဲ့ပြီးရွာလူကြီးဝန်ချီရဲ့အာဏာအလွဲသုံးစားလုပ်မှုကိုမြို့နယ်အုပ်ချုပ်ရေးရုံးစီမိမိနာမည်ရင်းနဲ့တိုင်ကြားစာပို့လိုက်တယ်ဒါပေမဲ့အထက်ကနေစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ပြုပြင်ရေးသမားတွေဆင်းလာဖို့ဆိုတာအနည်းဆုံးရက်ပိုင်းလောက်ကြာအောင်ပါပါစောက်လို့ရေး project ကတော့လူကိုစောင့်နေမှာမဟုတ်ဘူးလေအဲ့ဒါကြောင့်ကျွန်တော်ချက်ချင်းပဲဆုံးဖြတ်ချက်ချပြီးရွာရဲ့ရေနဲ့မီးကိုအားမကိုးတော့ပဲကိုပိုင်မီးဆက်ဝင်မယ်ကိုပိုင်အဝီစီတွင်းတူပြီးလုပ်ငန်းကိုဆက်လုပ်မယ်လို့ဆုံးဖြတ်လိုက်တယ်ဒါဟာတကယ်ကိုအကြက်တဲဖြစ်လို့မတက်တာပဲလုပ်ရတာဖြစ်တယ်လို့အခြေအနေကိုဖောက်ထွက်ဖို့တခုတည်းသောနီလန်းလေးဖြစ်တယ်နောက်ရက်မှာတော့စွမ်းအားမြင့်ဒီဇယ်မီးဆက်ကြီးရောက်လာပြီးတဒုံဒုံညီတန်နဲ့အတူအလုပ်တွေပြန်ဆနိုင်ခဲ့ပါတယ်တွင်းတူပွဲလည်းအိမ်ဝင်နဲ့ဝင်လာပြီးမြောက်ရည်ရရှိဖို့တွင်းတူကြတာပေါ့ဒီလိုအပိုကုန်ကြစရိတ်နှစ်ခုကြောင့်ဘတ်ဂျက်9000နီးပါးထပ်ကုန်သွားခဲ့ရတယ်အမေကတော့ပတ်စံတွေကုန်တာကိုနှမျောပြီးတစ်နေ့လုံးတက်ပြင်းချပြီးစိုးရိမ်ပူပန်နေရှာတယ်အဖေကအကြာကြီးနှုတ်ဆက်နေပြီးမှကျွန်တော်ကိုပထမဆုံးအကြိမ်ဖြစ်ငါသားပတ်စံကော်လောက်ရဲ့လားလို့လှမ်းမေးလာခဲ့တယ်အဲ့ဒါနဲ့ကျွန်တော်လည်းငွေကြေးစီးဆင်းမှုလုံးဝပြတ်တောက်လူနီးပါးဖြစ်နေပြီးအကြက်တဲအဆုံးစုံထိရောက်နေပြီဖြစ်ကြောင်းအခြေအနေမှန်ကိုအရှိအတိုင်းပြောပြလိုက်တယ်အဖေကဒါကိုကြားတော့စောက်လို့ရေးလုပ်ငန်းခွင်ကစုညံတန်တွေနဲ့ဖုံမှုတွေအတွက်ရော်ကြေးငွေသွားတောင်းဖို့ဖြတ်သိမ်းရေးရုံးစီသွားလျှောက်ထားမယ်လို့ဆုံးဖြတ်လိုက်တယ်။သူဟာသူ့နီးသူ့ဟန်နဲ့ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကိုတိတ်တဆိတ်ပံ့ပိုးကူညီဖို့စူးစမ်းရှာတာပါ။ဒါပေမဲ့ကျွန်တော်ကအဖေကိုတားလိုက်တယ်။ရွာသားတွေနဲ့ထပ်ပြီးအငင်းပွားမှုတွေမဖြစ်ချင်တော့ဘူးလေ။ကျွန်တော်တို့အတွက်တခုတည်းသောထွက်ပေါက်ကဒီ project ကိုအမြန်ဆုံးပြီးအောင်ဆောက်ပြီးစီးပွားရေးစတင်လေဘက်ကပတ်စံရှာဖို့ပါပဲ။အဖေကကျွန်တော်ကိုစိုက်ကြည့်နေရင်သူ့မျက်ဝန်းတွေကစိတ်ပြအားငယ်မှုကနေယုံကြည်ကိုးစားမှုစီပြောင်းလဲသွားခဲ့တယ်။သူကောင်းနေပြီးကျွန်တော်ဘက်ကရက်တည်ပေးခဲ့တယ်။ကျွန်တော်ရဲ့အဆုံးဖြတ်ကိုသူယုံကြည်ပေးလိုက်ပြီလေ။ကိုပိုင်ရင်းနဲ့မီးရသွားပြီးတဲ့နောက်မှာတော့စောက်လို့ရေးလုပ်ငန်းခွင်ရဲ့အရှိန်ကတဟုန်ထိုးတက်လာပြီးတရက်ကိုမိုင်1000လုံးလောက်ခရီးပေါက်လာတော့တယ်။မီတာ30အနက်အထိတူးလိုက်တဲ့အခါမှာတော့ချုံမြိန်လာတဲ့မြောက်ရည်တွေပန်းထွက်လာပြီးရေလဲအလုံးလောက်ရသွားခဲ့တယ်။တလအကြာမှာတော့အဆောက်အုံရဲ့အမိုးပြီးသွားခဲ့ပြီးအပြင်ပန်းတံကရိုးရှင်းပြီးလက်တွေ့ကျတဲ့ပုံစံမျိုးထွက်လာခဲ့တယ်။ရွာသားတွေကတော့ဒီကောင်3သိန်းအကုန်ခံပြီးမိစ္ဆာကိုတောင်ကြီးတစ်ခုစောက်ထားတာပဲလို့ထပ်ပြီးလှောင်ကြပြန်တယ်။သူတို့မသိတာကနားနေဆောင်တစ်ခုရဲ့အဓိကတန်ဖိုးကအလှပမဟုတ်ပဲလက်တွေ့သုံးဝင်မှုဆိုတာကိုပါပဲ။မိုးပြီးတဲ့နောက်အလှဆင်တဲ့အပိုင်းထဲဝင်လာတော့ပတ်စံတွေကရေလိုပဲစီးစင်းကုန်มาတော့တယ်။ကြမ်းကင်းများတွေတကားတွေသတင်းပေါက်တွေနဲ့ကရိယာတန်စာပလာတွေကနေရာတိုင်းမှာပတ်စံကိုမိရှို့နေတယ်လို့မျိုးပဲ။ဘန်ကတ်ထဲကလက်ကျန်ငွေကလည်းကုန်ကန်နီးထိအလင်းအမြန်ကျဆင်းလာခဲ့တယ်။မိဘတွေဟာချွေတာလွန်းလို့အဝတ်တစ်ထည်ကိုတစ်ခုဖြစ်နေရှာပြီးကျွန်တော်ကတော့အပြင်ပန်းမှာတည်ငြိမ်အောင်ဟန်ဆောင်ထားရပေမဲ့စားစရာရိတ်ခါတွေအကုန်ပြက်လူနီးပါဖြစ်နေပြီဆိုတာကိုအတိဆုံးပဲဒီအချိန်မှာပဲဦးလေးကအိမ်ကိုထက်ရောက်လာပြန်ပါတယ်ကောင်းတဲ့အရက်ပလင်းတွေကိုတည်လာပြီးဟန်ဆောင်မှန်ဆောင်နဲ့တောင်းပန်တိုးရှိုးလို့ပေါ့ကျွန်တော်မှအမျှော်မြင်ရှိပါတယ်ဆိုပြီးချီးမွမ်းခန်းတွေဖွင့်နေပေမဲ့တကယ်တော့သူကကုန်ပစ္စည်းထောက်ပံ့ရေးကွင်းဆက်ကိုချုပ်ကင်ချင်နေတာပါကျွန်တော်ဆိုင်ကိုဆွေမျိုးတွေစီကနေပဲကုန်ပစ္စည်းတွေတွင်းခိုင်းပြီးဈေးကွက်ကိုတူးရဲလက်ဝါးကြီးအုပ်ဖို့ကြံစီနေတာပါကျွန်တော်ကလည်းသူ့ရဲ့လှည့်ကွက်ကိုတစ်ချက်ကြည့်ုံနဲ့တန်းမြင်လိုက်တာမို့သူ့ရဲ့စေတနာကိုရင်ကြေးပဲညှင်းပယ်လိုက်တယ်ဦးလေးရဲ့မျက်နှာကြီးချက်ချင်းမှောင်သွားပြီးစိတ်ထဲကနေရန်ညိုးခွဲကလက်စားချေဖို့ချောင်းနေပါတော့တယ်အိမ်ပြင်ဆင်မှုတွေအားလုံးပြီးသွားတဲ့အချိန်မှာတော့ရွာထဲကဖြတ်သိမ်းရေးစရင်ပါတဲ့အိမ်အောင်စုတွေအားလုံးမြို့ပေါ်ကိုပြောင်းရွှေ့သွားကြပါပြီကျေပြောလာတဲ့ရွာကြီးထဲမှာကျွန်တော်တို့အဆောက်အုံတစ်လုံးတဲတင်အထီးကျန်စွာကြံရိတ်ခဲ့တော့တယ်ဝန်တော်ကြီးကနောက်ဆုံးအချိန်ဖြစ်လာကြည့်ပြီးမီးတွေပြက်လူတွေမရှိနဲ့အဆောက်အုံကြီးပြိုကျတော့မှာပဲလို့တယောပါတယ်ဆိုင်ဖွင့်ပြီးရင်ကောင်တောင်လာမှာမဟုတ်ဘူးလို့လဲဆိုသေးတယ်ကျွန်တော်ဂရုမစိုက်ပါဘူးအခုဆိုလက်ထဲကငွေတွေအကုန်ထုတ်သုံးပြီးဆိုင်ဖွင့်ဖို့ပဲပြင်ဆင်နေတော့တယ်စုစုပေါင်း4သိန်းလုံးကုန်သွားခဲ့ပြီးကက်ထဲမှာပတ်စံ3000အောက်ပဲကျန်ပါတော့တယ်စားတောက်ဆိုင်ထဲကလည်းဗလာချင်းနေပြီးစပွဲကလာထိုင်ပကံခွဲရောက်နဲ့ချက်ပြုတ်စရာကုန်ကျန်းဘာတစ်ခုမှမရှိသေးပါဘူးကျွန်တော်3မိကားကိုမောင်းပြီးခရိုင်မြို့နယ်
နယ်ထဲကအတုံးဆောင်ဟောင်းရောင်းနေစည်းစီတန်းမောင်းခဲ့တယ်ပတ်စံ2000နဲ့တပတ်ရဲ့စပွဲနဲ့ကလတ်ထိုင်စေစုံကိုဝယ်ခဲ့ပြီးတေးသေးချာချာတိုက်ချွတ်စေးကြောလိုက်တော့သုံးလို့ရသွားတာပေါ့ပတ်စံ300နဲ့စတီးပကံခွဲရောက်ဟောင်းတွေကိုဝယ်ပြီးပြောင်းလဲနေအောင်တိုက်ချွတ်လိုက်တယ်နောက်ဆုံးမှာတော့ပတ်စံနှင်းငယ်နဲ့ပိတ်စာနီတွေနဲ့ရွှေရောင်စက်ကူတွေကိုဝယ်ပြီးဆိုင်းဖို့အတွက်ပြင်ဆင်လိုက်တယ်မိဖို့ကြောင့်ထဲမှာအမေကဟင်းတွေချက်ပြုတ်ပြင်ဆင်နေပြီးအဖေကတော့အိမ်ရှိဝင်းကိုတေးသေးချာချာထိန်းသိမ်းဆောင်ရှောက်နေတယ်မိသားစုတစ်ခုလုံးစီးစီးလုံးလုံးနဲ့နောက်ဆုံးဆိုင်ဖွင့်ပွဲအတွက်ပြင်ဆင်နေကြပါတယ်ကျွန်တော်တညလုံးမအိပ်ပဲဆိုင်းဖို့ကိုယ်တိုင်လုပ်ခဲ့တယ်အနီရောင်နောက်ခံပေါ်မှာရွှေရောင်စာလုံးတွေနဲ့ရိုးရှင်းပြီးထင်သာမြင်သာရှိအောင်ရေးလိုက်ပါတယ်ကျေးလက်လက်ရာစားတော့ဆိုင်အိမ်သာတက်ခ2ရွမ်ရေဖြည့်ခ10ရွမ်ဆိုပြီးပေါ့စမ်းပြတဲ့အလှဆင်မှုတွေမပါဘူးအရှင်းလင်းဆုံးနဲ့အလိုအပ်ဆုံးဝန်ဆောင်မှုကိုပဲပေးမှာပါမိုးလင်းတော့ဆိုင်းဘုတ်ကိုအထင်ရှားဆုံးနေရာမှာချိတ်ဆွဲလိုက်ပြီးဟာလာဟင်းလင်းဖြစ်နေတဲ့ကားပါကင်ကျဲကြီးထဲမှာရရင်အဝေးပြေးလမ်းမကြီးဘက်ကိုလှမ်းကြည့်နေမိတယ်အရာအလုံးအစင်သင်းဖြစ်နေပြီးအဝေးပြေးကားတွေကိုပဲစောင့်ရပါတော့မယ်မိဘတွေလည်းတကားဝမှာကျွန်တော်နဲ့အတူရက်နေကြတယ်ခေတ်တည်းရဲ့မျောလင်းချက်တွေရောက်ရှိလာတော့မှဖြစ်ပေမဲ့ရင်ကြောပိတ်ဆို့မှုဖွင့်လှစ်မဲ့ရက်ကိုစောင့်ဆိုင်းရတဲ့အချိန်တွေကတော့စက္ကန့်တိုင်းနှိမ့်ဆက်ခံနေရတယ်လို့ပါပဲသတင်းတွေထဲမှာတော့ဘယ်လာပိုင်းဆိုပြီးဝေဝေဝါးဝါပဲကြီးညာနေပြီးအတိအကျဖွင့်မဲ့အချိန်ကိုမသိရသေးပါဘူးကျွန်တော်တို့နေ့တိုင်းစောစောထားပြီးတန်ရှင်းရေးလုပ်တယ်ရေနွေးတွေကိုမနက်ကနေညအထိကြိုထားတယ်ဒါပေမဲ့လမ်းဆောင်လမ်းခွာကတော့ဟာလာဟင်းလင်းပါပဲတောခွေးအချို့ပဲဖြတ်သွားကြပါတယ်အမေဆိုရင်အဝေးပြေးလမ်းအထွက်ဝစီမံကိန်းပြောင်းလဲသွားမှာကိုစိုးရိမ်လွန်းလို့ကြောင်ကရမ်းတွေတောင်ဖြစ်နေရှာပါပြီအဖေကတော့မျက်မှောင်ကုတ်ထားရင်းမိသားစုစိတ်သက်သာရအောင်တည်ငြိမ်ချင်းအောင်ဆောင်နေခဲ့တယ်ကျွန်တော်လည်းနေတိုင်းကရိယာတွေကိုစစ်ဆေးပြီးဒီဇယ်စီကဘယ်နှရက်စာခံဦးမလဲဆိုတာတွက်ချက်နေရတာပေါ့နောက်ဆုံးတော့ခရိုင်ရေဒီယိုကနေအဝေးပြေးလမ်းမကြီးကိုတရားဝင်ဖွင့်လှစ်လိုက်ပြီးဖြစ်ကြောင်းကြေညာချက်ထွက်လာခဲ့တယ်မိဘနှစ်ပါးစလုံးချက်ချင်းစွန့်အားသွားပြီးအဖေလက်ထဲကစစ်လိတ်တောင်ပြုတ်ကျသွားခဲ့တယ်ကျွန်တော်တို့လက်တွေကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားရင်းအဝေးပြေးလမ်းအထွက်ဝဘက်ကိုစိုက်ကြည့်နေမိကြတယ်အချိန်တွေမိနစ်နဲ့အမျှကုန်းဆုံးသွားပေမဲ့ကားတစ်စီးမှဆင်းမလာသေးပါဘူးခေါင်းထဲမှာဝန်တော်ကြီးရဲ့လှောင်ပြောင်တန်တွေကဂါထာမန်တန်လိုပြန်မဲ့တင်ထက်လာတယ်မိဘတွေရဲ့မျက်နှာကတီးတက်နေပြီးအားငယ်စိတ်ပြတ်မှုတွေကမိသားစုတစ်ခုလုံးကိုတဖြည်းဖြည်းလွှမ်းမိုးလာခဲ့တယ်အားလုံးကလက်လျှော့တော့မဲ့အချိန်မှာပဲအဝေးကနေအနီအောင်ကုန်ကားကြီးတစ်စီးပေါ်လာပြီးလမ်းစဉ်အတိုင်းတဖြည်းဖြည်းမောင်းမြင်လာခဲ့တယ်ပြီးတော့ကျွန်တော်အိမ်ဝင်းတကားဝမှာဆိုက်ရက်လိုက်ပါတော့တယ်ကားမောင်းသမားကကားပေါ်ကဆင်းပြီးဒီမှာထမင်းစားလို့အိမ်သာတက်လို့ရလားလို့လှမ်းမိတယ်ကျွန်တော်စိတ်လှုပ်ရှားစွာနဲ့ခေါင်းညိပြီးရပါတယ်ခင်ဗျာလို့ပြန်ပြေးလိုက်တယ်အမေကိုလည်းအမြန်ချက်ပြုတ်ဖို့အချက်ပြလိုက်ပြီးအငွေတစ်ထောင်ထောင်းထနေတဲ့ဝတ်သားစုပ်ပြုတ်ခောက်ဆွဲကိုချပေးလိုက်တယ်ကားမောင်းသမားကတော့ငန်းငန်းမှုမှုနဲ့ငန်းမရစားတော့ရင်ဒီထမင်းကတကယ်ကိုတန်ဖိုးရှိပြီးစားလို့ကောင်းလိုက်တာလို့တောင်ချီးကျူးသွားသေးတယ်ပထမဆုံးဝင်ငွေဖြစ်တဲ့ပတ်စံ30ရွမ်ကိုလက်ထဲစုပ်ကင်ထားရင်ကျွန်တော်လက်တွေအနှဲငယ်တုံရင်နေခဲ့တယ်ဒီ30ရွမ်ဟာဖြတ်သိမ်းရေးရော်ချင်းငွေ3တန်းထက်တောင်ပိုပြီးတန်ဖိုးကြီးမှလှပါတယ်သူဟာကျွန်တော်ရဲ့ရွေးချယ်မှုအစကနေအဆုံးထိမှန်ကန်ကြောင်းတက်တည်ပြလိုက်တာပါပဲပထမဆုံးကုန်ကားကြီးကနေတဆင့်ကွင်းဆက်တုံးပြန်မှုတွေဖြစ်လာပြီးရင်ကြောတွေတတိတန်းကြီးလိုက်ပါလာခဲ့တော့တယ်အဖွဲ့တူကုန်ကားတွေဟာတစည်းပြီးတစည်းဆိုက်ရောက်လာကြပြီးထမင်းစားရေးဖြစ်အိမ်သာတက်ကြတာပေါ့အဖေကတော့ကားပါကင်နေရာချပေးတာနဲ့ကုန်ကားတွေကိုရေးဖြစ်ပေးတဲ့တာဝန်ကိုယူရတယ်အမေကတော့မိဖို့ကြောင့်ထဲမှာလက်လည်မတက်ဟင်းပွဲတွေကိုစပွဲပေါ်အမြန်ချပေးနေရပါတယ်ကျွန်တော်ကတော့အော်ရာမာတာဟင်းပွဲပြင်တာနဲ့ငွေကင်အလုပ်ကိုလုပ်ရတယ်အလုပ်များလွန်းလို့နားတော်မနားရပါဘူးမကြခင်မှာပဲကားပါကင်ကျဲကြီးလည်းပြည့်ရှံသွားခဲ့ပြီးစားတော့ဆိုင်တွေကကြောက်စားပွဲတွေမှာလည်းအရက်ရက်ကလာကြတဲ့ဧည့်သည်တွေနဲ့ပြည့်နှက်သွားခဲ့တယ်အိမ်ဝင်းလေးထဲမှာဟင်းချက်တဲ့မိခိုးငွေတွေနဲ့ရေမောတန်တွေလွှမ်းမိုးသွားခဲ့ပြီးဝင်ငွေတွေကလည်း10ကနန်းရာကနန်းကနေထောင်ကနန်းအထိဝင်လာတော့တာမို့စိတ်ကတကယ်ကိုအေးချမ်းပြီးစိတ်ချသွားစေခဲ့တယ်ဒီလိုအလုပ်ရှုပ်နေတဲ့အချိန်မှာပဲရွာလူကြီးဟောင်းဝန်ချီကကိုပိုင်ကားကိုမောင်းပြီးအိမ်ရှိမှလာရက်ပါတော့တယ်ကျွန်တော်မိသားစုဒီလောက်အထိပတ်စံတွေအများကြီးရှာနိုင်လိမ့်မယ်လို့သူဘယ်တော့မှထင်မှတ်မထားခဲ့ဘူးလေဝန်ချီကားပေါ်ကဆင်းပြီးစားတော့ဆိုင်ထဲဝင်လာတဲ့အခါသူ့မျက်နှာကအနေခက်ပြီးတဘာဝမကျတဲ့ပုံစံမျိုးဖြစ်နေခဲ့တယ်ကျွန်တော်ကတော့သူ့ကိုတာမန်ဧည့်သည်တယောက်လိုပဲသဘောထားပြီးအေးအေးဆေးဆေးနှုတ်ဆက်လိုက်တယ်ငွေရှင်းတဲ့အချိန်မှာတော့ဝန်ချီကအတိတ်ကကိစ္စတွေအတွက်တောင်းပန်စကားနဲ့ရှင်းပြဖို့စူးစမ်းပေမဲ့ကျွန်တော်ကချက်ချင်းပဲစကားဖြတ်လိုက်တယ်ကျွန်တော်တောင်းပန်တာတွေကိုလက်မခံပါဘူးထမင်းပိုးပဲရှင်းပေးပါလို့ပြောပြီးသူ့ကိုအေးအေးဆေးဆေးပဲပြန်လွှတ်လိုက်တယ်အတိတ်ကအခက်အခဲတွေနဲ့လှောင်ပြောင်မှုတွေဟာအခုအချိန်မှာဘာမှမသက်ဆိုင်တော့ဘူးလေဝန်ချီဟာအကျွေးစိတ်နှစ်စိတ်ကိုကင်ထားရင်းမျက်နှာကြီးပြက်ပြီးရက်နေခဲ့တယ်နောက်ဆုံးတော့ဘာမှမပြောတော့ပဲလှည့်ထွက်ပြီးတယောက်တည်းထွက်ခွာသွားခဲ့ပါတော့တယ်ကားအိုကြီးတဲ့သူဝင်သွားတာကိုကျွန်တော်ငေးကြည့်နေမိတယ်အဖေကတော့အခုဆိုကားပါကင်စီမံခန့်ခွဲသူနဲ့ရေပိုက်သမားအဖြစ်လုံးဝပြောင်းလဲသွားခဲ့ပြီးအပြာရောင်လုပ်ငန်းခွင်ဝစ်စုံကိုဝစ်ဆင်ပြီးရင်မောင်းတွေကိုကျွမ်းကျင်စွာနေရာချပေးနေတယ်အမေကလည်းစပို့မှုအပြင်ဘဏ္ဍာရေးမန်နေဂျာဖြစ်ပါမိဖို့ဘေးမှာတက်တောင့်တက်တာနဲ့တာဝန်ယူနေခဲ့တယ်အားလက်တဲ့အချိန်တွေမှာတော့မျက်မှန်ကိုတက်ပြီးနေ့စဉ်ဝင်ငွေစည်ရင်းတွေကိုတစ်ခုချင်းစီတေးသေးချာချာမှတ်တမ်းတင်နေရှာတယ်မိသားစု3ယောက်စလုံးဟာတိကျတဲ့ဆက်သွားတွေလိုမျိုးဒီစီးပွားရေးကဘာငယ်လေးကိုပံ့ပိုးလည်ပတ်နေကြတာပေါ့နေ့စဉ်လှည့်ပတ်ငွေဟာ3000ကနေ9000ကြားမှာတည်ငြိမ်နေပြီးအကျိုးမြတ်ကလည်းအတော်လေးများပြားလှပါတယ်ရက်ပိုင်းတွင်းမှာတင်မီးစက်နဲ့အဝီးစီတွင်းတူတုံးကကုန်ကြခဲ့တဲ့ရင်းနှီးမြှုပ်နှံမှုတွေအားလုံးကိုပြန်ရခဲ့ပါပြီကျွန်တော်အောင်မြင်နေတဲ့သတင်းဟာခရိုင်မြို့နယ်တွေကဟေကြားရွာကဖြတ်သိမ်းရေးအိမ်အောင်စုတွေရဲ့နားထဲကိုအလင်းမြန်ပြန့်နှံ့သွားခဲ့တယ်အစားကတော့ဘယ်သူမှမယုံကြဘူးအလကားလျှောက်ပြောနေတာလို့ပဲထင်ကြတယ်ကျွန်တော်နေရာကဝေးလံခေါင်တီလုံးလို့ဘယ်သူမှလာမှာမဟုတ်ဘူးလို့စောရကတက်ကြတယ်တရက်ကိုထောင်ချီဝင်နေဆိုတာကျွန်တော်ဘာသာလိန်ညာဝါကြွားနေတာလို့လှောင်ပြောင်ကြပါသေးတယ်ဒါပေမဲ့တယောက်ယောက်ကကျွန်တော်ကုန်ကျန်းတွေကိုအမြောက်များဝယ်ယူနေတာကိုကိုယ်တိုင်မြင်လိုက်ရတဲ့အချိန်ထိဆွေမျိုးတွေကဟဲကြားရွာကလူစီကားနေတဲ့အခြေအနေကိုကိုယ်တိုင်မြင်တွေ့သွားတဲ့အချိန်မှာတော့ပြောင်းရွှေ့သွားတဲ့လူတွေရဲ့လိုင်းပေါ်တွေထဲမှာဘုံတလုံးပောက်ကွဲသွားသလိုလုံးဝအုပ်အော်တောင်းတင်းဖြစ်သွားခဲ့ပါတော့တယ်သူတို့ကိုယ်တိုင်မျက်မြင်တွေ့လိုက်ရတဲ့ခန်းနာတဲ့အခြေအနေကြီးကလူတိုင်းရဲ့ကန်ဆန်းလိုစိတ်နဲ့တန်တရားတွေကိုအစုလိုက်ပုံလိုက်ချေမှုန်းပစ်လိုက်တယ်ကျွန်တော်ကိုလှောင်ပြောင်ခဲ့ဘူးသူတွေအားလုံးတညီတညွတ်ထဲနှုတ်ဆက်သွားကြတော့တယ်ဝန်တော်ကြီးဟာ120စတုရန်မီတာကျယ်ဝန်းတဲ့သူ့ရဲ့အိမ်တစ်ကြီးထဲမှာထိုင်ရင်းဒီသတင်းကိုကြားတော့တကူလုံးစွန့်အားပြီးစိတ်ရှုပ်ထွေးသွားခဲ့ရတယ်ငွေစိုးတကောင်ကသူ့နှလုံးသားကိုကိုက်ခဲနေတယ်လို့မျိုးပြင်းထန်လာတဲ့မနာလိုဝင်တိုမှုတွေကြောင့်သူ့မျက်နှာကြီးမဲမောင်သွားခဲ့ရှာတယ်တရွာလုံးကဆုံးဖြတ်ထားခဲ့တဲ့ကျွန်တော်ကဘာဖြစ်လို့ဒီလောက်အထိအလုံးစုံရုံထွက်ပြီးအောင်မြင်သွားရတာလဲဆိုတာသူဘလို့မှစဉ်းစားလို့မရဖြစ်နေတာပါကျွန်တော်တို့တွေနေပူမိုးရွာထဲမှာရုန်းကန်နေရပေမဲ့သူ့ထက်ပိုပြီးလှပတင်နေတာကိုသူဘလို့မှမခံမရနိုင်ဖြစ်နေရှာပါတယ်ဒီအရာအလုံးဟာလိမ်လည်လှည့်ဖျားမှုတစ်ခုဒါမှမဟုတ်ကျွန်တော်ပတ်စံပေးပြီးလူငါးပြီးကပြနေတဲ့ပြဇက်တစ်ခုလိုပဲသူအခိုင်အမာယုံကြည်နေခဲ့တယ်သူ့အနေနဲ့ကျွန်တော်ရဲ့လိမ်ညာမှုတွေကိုဖော်ထုတ်ပြီး
ပြီးကျွန်တော်ကိုမူလအယူဘဝပြန်ရောက်သွားအောင်လုပ်ဖို့အတွက်ကိုယ်တိုင်သွားရောက်စစ်ဆေးဖို့ဆုံးဖြတ်လိုက်တယ်။ဒါကြောင့်မို့လို့သူဟာလိုင်းပေါ်ကအမကြီးအတော်ကြီးတွေကိုမြောက်ထိုးပင်ကော်လုပ်ပြီးအခြေအနေမှန်ကိုစုံစမ်းဖို့အတွက်ရွာကိုတူတူပြန်သွားကြဖို့လှုံ့ဆော်လိုက်ပါတော့တယ်။အဲဒီနေ့မနေ့စောစောမှာပဲဝန်တော်ကြီးဟာအမျိုးသမီး9ယောက်ပါတဲ့အဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ပြီးကားတစ်စီးစင်းလုံးကဟဲကြားရွာစီတန်းမောင်းလာခဲ့ကြတယ်။တက္ကစီကရွာထိပ်မှာရပ်လိုက်တဲ့အခါသူ့ရှေ့မှာမြင်တွေ့လိုက်ရတာကတော့ရိုးရီနေပြီးသားဖြစ်ပေမဲ့တမျိုးကြီးဖြစ်နေတဲ့အပျက်အစီးတွေပါပဲ။ကျွန်တော်တို့ရဲ့ထင်ရှားလာတဲ့အဆောက်အုံကြီးစီကိုပဲဦးတည်နေတဲ့မြေသားလမ်းတစ်ကြောင်းပဲရှိတော့တယ်။အဝေးကနေလှမ်းကြည့်လိုက်ရင်ကားပါကင်တစ်ခုလုံးရင်မျိုးစုံနဲ့ပြည့်နေနေပြီးစားတောက်ဆိုင်တွေကိုလည်းဧည့်သည်တွေအဆက်မပြတ်ဝင်ထွက်နေကြတာပေါ့။အဖေကရင်တွေကိုနေရာချပေးနေပြီးကျွန်တော်ကတော့ရင်းပွဲတွေချပေးဖို့ပိုပြေးတီပြေးလုပ်နေရတယ်။အနီအောင်နောက်ခံနဲ့ပြည့်ရမစ်ပုံစံဆိုင်းဘုတ်ကြီးကအထူးပဲပြောင်းလက်တောက်ပြောင်းနေခဲ့တယ်။တန်တရားတွေနဲ့ကန်ဆန်းလိုစိတ်တွေအားလုံးဟာလက်တွေ့ဘဝရဲ့ရိုက်ခတ်မှုကြောင့်အပိုင်းပိုင်းအဆအဆကြေးမွသွားခဲ့ရပါပြီ။ဝန်တော်ကြီးရဲ့မျက်နှာကြီးဟာအဲ့ဒီနေရာမှာတင်ချက်ချင်းမဲမောင်သွားခဲ့ပြီးတေးသေးချာချာပြင်ဆင်လာတဲ့မိတ်ကပ်တွေကလည်းသူ့ရဲ့အရှိရမှုကိုဖုံးကွယ်မပေးနိုင်ခဲ့ပါဘူး။သူဂုံယူဝင်းကြွားနေခဲ့တဲ့ရော်ချင်းငွေတွေနဲ့အိမ်အစ်ကြီးဟာကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းကြီးရှေ့မှာတော့ပြက်လုံးတစ်ခုလိုဖြစ်သွားခဲ့ရပြီလေ။သူရှေ့မှာရောက်နေတာပြက်လုံးတစ်ခုလိုပဲ။သူခံစားလိုက်ရတာကအရှိန်ရှိန်ပူထူသွားပြီးလူပုံအလဲမှာပါရိုက်ခံလိုက်ရတာထက်တောင်ပိုပြီးအရှိရဖို့ကောင်းနေခဲ့တယ်။ဝန်တော်ကြီးကအရှုံးမပေးချင်သေးပဲအဖွဲ့ကိုဦးဆောင်ပြီးနားနေဆောင်တဲ့ကိုဝင်လာခဲ့တယ်။ကျန်တဲ့မျိုးသမီးတွေကလည်းမျိုးသားတွေရဲ့အထက်စီးဆန်တဲ့အငွေသက်တွေကိုပြသဖို့စူးစမ်းရင်းနောက်ကနေကတ်လိုက်လာကြတာပေါ့။ဒါပေမဲ့ကားသမားတွေဘယ်သူမှသူတို့ရဲ့တရှိမှုကိုဂရုမစိုက်ကြပါဘူး။သူတို့ရဲ့မာနနဲ့လေလုံးတွေအတွက်ဒီနေရာမှာနေရာမရှိပါဘူး။စားတောက်ဆိုင်နဲ့ခြေချလိုက်တာနဲ့စားတောက်ဖွယ်ရာတွေရဲ့ငွေရနက်နဲ့လူနေမှုအငွေသက်တွေကစီးကြိုနေခဲ့တယ်။စပွဲဆယ်ဝိုင်းစလုံးဟာလူတွေအကြိမ်ကြိမ်အလှည့်ကျစားတောက်သွားကြတာတော့အခုထိအပြည့်ဖြစ်နေတော့မှာပဲ။ကျန်းမြင်ကလည်းညစ်ပတ်တာတွေမရှိပဲတန်ရှင်းနေပြီးစပွဲနဲ့ကလထိုင်တွေကလည်းတောင်လက်နေတာပဲ။ပကံနဲ့တူတွေကလည်းတေးသေးချာချာစီရီထားတာပေါ့။အမေကတော့အိတ်ခံခုံမှာချက်ပြုတ်စရိတ်တွေကိုတွက်ချက်နေပြီးသူ့ရဲ့ပြုံးကကျင်းနာမှုနဲ့စိတ်ကျဉ်နှံ့မှုတွေပြည့်နေနေခဲ့တယ်။အရာအလုံးဟာစနစ်တကျရှိနေပြီးအသက်ဝင်လှုပ်ရှားမှုတွေနဲ့ပြည့်နေနေတာပေါ့။ဝန်တော်ကြီးကအပြစ်ရှာဖို့စူးစမ်းပေမဲ့ဘယ်ကနေဆက်ရမှန်းမသိဖြစ်နေခဲ့တယ်။သူကနိုင်ငံပေါ်ကဟင်းစည်းကပြားကိုကြည့်ပြီးအမုန်းမြင်စိမ့်နဲ့မြို့ပေါ်ကစားတောက်ဆိုင်ထက်တောင်ဈေးသက်သာနေပါလားလို့တွေးနေပါသေးတယ်။သူကဈေးပေါ်တာကောင်းတာမဟုတ်ဘူးဆိုပြီးတိုးတိုးလေးမကြေမနက်ရေရွတ်လိုက်ပေမဲ့ကားမောင်းသမားတယောက်ရဲ့ချက်ချင်းတုံ့ပြန်ရင်းဆိုခြင်းကိုခံလိုက်ရတယ်။ကားသမားကအတိအကျပဲဟင်းတွေကအများကြီးပဲဗျ။အရသာကလည်းကွက်တီကုန်ကျန်းတွေရဲ့အရေးသွေးကလည်းမြင့်နေလို့ပြောလိုက်တယ်။ပြီးတော့ကားသမားကတန်ရှင်းတဲ့အိမ်သားကိုပါချီးကျူးပြီးဒီမှာဝန်ဆောင်ခယူတာကတကယ်ကိုချင်းစာတရားရှိတာဗျ။အဝေးပြေးလန်းကတခြားနားနေဆောင်တွေထက်အများကြီးတာတယ်လို့ပြောလိုက်တော့အွန်လိုင်းသုံးသက်ချက်တွေလိုပဲအတော်ကြီးတို့မှာမျက်နှာပြက်ပြီးအစွမ်းကုန်အရှက်ရသွားကြတော့တာပေါ့။အဖေကသူတို့နဲ့တိုးမိတဲ့အခါဒီငိမ့်တဲ့အကြည့်တွေနဲ့အလုံးရှုံနေလို့ပါဆိုတဲ့သဘောမျိုးနဲ့ပဲခေါင်းညစ်ပြပြီးလူပိုတွေကိုဂရုမစိုက်ပဲကြော်သွားခဲ့တယ်။ဒီလိုအရေးမလုပ်ပဲလစ်လူရှုလိုက်တာကပိုတောင်နာကျင်ဖို့ကောင်းသေးတယ်။ဝန်တော်ကြီးကကိုလေးတဲကလူတယောက်လိုဒါမှမဟုတ်လူရှင်တော်တယောက်လိုခံစားလိုက်ရပြီးမခံမရနိုင်ဖြစ်သွားခဲ့ရတယ်။သူကအတန်ကိုမြင့်ပြီးကျွန်တော်နာမည်ကိုလှမ်းအော်ကရန်စားဖို့စူးစမ်းပြန်တယ်။ကျွန်တော်လက်ကိုတုပ်လိုက်ပြီးအနားကိုချင်းကပ်ကဘာကိစ္စရှိလို့လဲဆိုတာကိုအေးအေးဆေးဆေးပဲမေးလိုက်တယ်။ဝန်တော်ကြီးကကျွန်တော်ကိုကြီးပွားသွားတော့မှအိမ်နီးနားချင်းအဟောင်းတွေကိုလစ်လူရှုပြီးဟန်ဆောင်နေတယ်ဆိုပြီးဆွဆွဲတော့တာပဲ။ကျွန်တော်ကတော့လုပ်ငန်းကအလုပ်ရှုပ်နေလို့အိမ်မခံနိုင်တာပါ။တမင်တက်တက်လစ်လူရှုတာမဟုတ်ပါဘူးလို့အမှန်တိုင်းပြောလိုက်တယ်။သူကအတန်ကိုထပ်မြင့်ပြီးကျွန်တော်ကိုလူမှုရေးအရာအကြက်ကင်ဖို့စူးစမ်းရင်းဧည့်သည်တွေကိုထမင်းကျွေးရေးတိုက်ရမှာပေါ့လို့ပြောတယ်။အတူပါလာတဲ့အမျိုးသမီးတွေကလည်းမြောက်ပေးရင်းနင်ကအချင်းချင်းတွေကိုမေ့နေပြီလားလို့ဆွဆွဲကြတာပေါ့။ကျွန်တော်ကတော့အေးဆက်ဆက်ပဲပြန်ဖြေလိုက်တယ်။ခင်ဗျားတို့ထမင်းစားရေတောက်ကြိုက်တာလုံးနိုင်ပါတယ်။ကိုယ့်ဘာသာကိုပဲယူသုံးကြပါ။ကျွန်တော်ရဲ့စီးပွားရေးတေးမွှားလေးကစမ်းပြတာမဟုတ်တလို့ဧည့်သည်တွေကိုလည်းအလကားမကြွေးပါဘူး။စီကန်းကတော့ရှင်းရှင်းလေးပါပဲလို့ပြန်ပြောလိုက်တယ်။ဘေးပတ်လေကကားသမားတွေမှလည်းစေးမင်ကြောင်တွေနဲ့ဆိုတော့သူတို့ကလူမိုက်ပုံစံမျိုးနဲ့ကြည့်နေကြပါတဲ့အခါဝန်တော်ကြီးရဲ့မျက်နှာကြီးပြနှမ်းသွားခဲ့တယ်။ကျွန်တော်ကဘာမျက်နှာမှမထောက်ပဲဒီလောက်အထိပြက်ပြက်သားသားလုပ်လိုက်မယ်လို့သူမထင်ထားခဲ့ဘူးလေ။သူဒေါသတွေထွက်ပြီးအတန်တွေတုံကစကားတွေတောင်ဖြစ်ကုန်ပါတော့တယ်။ဒီလိုရေးကြီးတဲ့အချိန်မှာပဲဦးလေးကဟန်ပါပါနဲ့တဖြည်းဖြည်းရောက်လာပြီးအခြေအနေကိုဖြန့်ဖြေဖို့ကြိုးစားတယ်။သူကအဝတ်စားအသစ်တွေကိုဝတ်ထားပြီးသပင်တွေကလည်းပြောင်းလဲနေတာပဲ။သတင်းကြားလို့အပြေးလွှားလာခဲ့တာသိချပါတယ်။ဦးလေးကစားတောက်ဆိုင်ကိုတစ်ချက်ဝေးကြည့်လိုက်တဲ့အခါသူ့မျက်ဝန်းထဲမှာလောဘနဲ့တွက်ချက်မှုတွေပြည့်နေနေခဲ့တယ်။သူကျွန်တော်အနားကိုချင်းကပ်လာပြီးရင်းနှီးလာကြည့်ရဲဆိုတဲ့ပုံစံမျိုးနဲ့ငါကမင်းကိုအငြင်းအကောင်းမြင်ပြီးအားပေးခဲ့တာပါလို့ဟန်ဆောင်ပြောဆိုတော့တာပါပဲ။တကယ်တော့သူကျွန်တော်ရဲ့ညီပွဲကို9000နဲ့လိမ်လေဝယ်ယူဖို့စူးစမ်းခဲ့တာကိုလုံးဝမေ့ပြစ်လိုက်တဲ့ပုံစံမျိုးနဲ့ပေါ့။ဦးလေးကဟန်ဆောင်ပန်ဆောင်နဲ့ဝန်တော်ကြီးကိုနှစ်သိမ့်ပေးပြီးခေါင်းလေကကျွန်တော်ကိုကုန်ပစ္စည်းထောက်ပံ့ရေးလမ်းကြောင်းတွေအကြောင်းမေးမြန်းတော့တယ်။ဆွေမျိုးတွေကိုကုန်ပစ္စည်းသွင်းခိုင်းပြီးအကျိုးမြတ်ထဲကနေအပိုင်းစားတစ်ခုလောက်နှိုက်စားဖို့စူးစမ်းတာပေါ့။သူ့ရဲ့မြေခွေးအမိကတော့အကျိုးစီးပွားရှိမှအတိုင်းသားပေါ်လာခဲ့ပါပြီ။ကျွန်တော်ဦးလေးရဲ့ပါနဲ့ပြီးတွက်ချက်တတ်တဲ့မျက်နှာကြီးကိုကြည့်ရင်တကယ်ကိုရေကျင်မိသွားတယ်။အခုအချိန်ထိသူကကျွန်တော်ကိုသူ့အလိုတိုင်းအသုံးချလို့ရမယ့်လူငယ်လေးတစ်ယောက်လို့ထင်နေတော့ပဲ။ကျွန်တော်ရင်ကြေးကြေးပဲသူ့ရဲ့ပိုတီပိုတက်လုံးမှုကိုရှောင်ရှားလိုက်ပြီးသူ့ရဲ့စေတနာဆိုတာကြီးကိုညှင်းပယ်လိုက်တယ်။ကျွန်တော်မှလူရင်အားအလုံးလောက်ရှိပါတယ်။အပိုအကူညီမလိုပါဘူးလို့ပြောလိုက်တယ်။ပြီးတော့ကျွန်တော်မှတင်းငိမ့်နဲ့ကုန်ပစ္စည်းပေးသွင်းသူရှိပြီးသားပါလို့ပြက်ပြက်သားသားပြောပြီးဆွေမျိုးတွေဝင်ပါမှာကိုပယ်ချလိုက်တယ်။ကျွန်တော်ရဲ့ညှင်းပယ်မှုကပြက်သားပြီးလူရင်းမဲမှုပြန်လှည့်ဖို့လမ်းစာလုံးဝမရှိခဲ့ပါဘူး။ဦးလေးရဲ့မျက်နှာပေါ်ကအပြုံးကချက်ချင်းတောင့်တင်းသွားပြီးမျက်နှာမူရာကအကြိမ်ကြိမ်ပြောင်းလဲသွားခဲ့တယ်။သူကလူကြီးတစ်ယောက်အနေနဲ့ဆုံးမစကားပြောဖို့စူးစမ်းရင်းနောက်ရေးအတွက်လမ်းချန်ထားပါ။လူမှုဆက်ဆံရေးတွေပိုဆောက်ပါလို့ဖြောင်းဖြတယ်။ကျွန်တော်ကတော့ခေါင်းညစ်ပြီးရပါတယ်လို့ပဲပြောလိုက်ကကျွန်တော်လမ်းကိုကျွန်တော်ဆက်လျှောက်မှာဖြစ်ကြောင်းပြက်ပြက်သားသားပြောလိုက်တယ်။အဲဒီနောက်မှာတော့ကျွန်တော်လှည့်ထွက်ပြီးဧည့်သည်တွေကိုပဲဆက်လက်အိတ်ခံနေခဲ့တယ်။အလုံးရှုံနေခြင်းအပြင်သူတို့နဲ့ကျွန်တော်ကြားမှာမမြင်နိုင်တဲ့အကာအကွယ်တိုင်းကြီးတစ်ခုကိုတိစောက်လိုက်တာပေါ့။ဦးလေးနဲ့ဝန်တော်ကြီးတို့အဖွဲ့ဟာလုံးဝကိုပြင်ပလူတွေဖြစ်သွားခဲ့ရပြီ။
ဝမ်တော်ကြီးကကျွန်တော်လက်ထဲကငွေလဲလှယ်မှုတွေကိုစိုက်ကြည့်ရင်အဆုံးစွန်ထိမနာလိုဖြစ်နေခဲ့တယ်။ဦးလေးကလည်းဧည့်သည်တွေကိုကြည့်ရင်ကိုယ့်ပတ်စံတွေကိုဆုံးရှုံးလိုက်ရတယ်လို့မျိုးရင်ကွဲမတက်ခံစားနေရရှာတာ။တခြားလူတွေအားလုံးလည်းစိတ်မသက်မသာဖြစ်ပြီးအရှက်ရကနောက်ဆုံးမှလာတော့အရှက်တကွဲနဲ့ပြန်လှည့်ထွက်သွားကြရတော့တယ်။ဒီပြဆက်ဆိုးကြီးပြီးဆုံးသွားတဲ့အခါနားနေဆောင်လေးဟာအလုရှုပ်တဲ့လမ်းကြောင်းပေါ်ကိုပြန်ရောက်လာခဲ့တယ်။ဒါပေမဲ့ဒီကိစ္စဟာဘုံတလုံးလိုပဲဟဲ့ကြားရွာကပြောင်းရွှေ့သွားတဲ့အိမ်အောင်စုတွေကြားထဲမှာလုံးဝပေါက်ကွဲသွားခဲ့တော့တာပဲ။ဝမ်တော်ကြီးတို့အဖွဲ့ပြန်ရောက်သွားတဲ့အခါကျွန်တော်ကဆွေမျိုးသားချင်း6ပါးစလုံးကိုအရေးမလုပ်တဲ့လူဆိုပြီးရှောက်ပြောကြပေမဲ့ဒီတစ်ချိန်မှာတော့သူတို့ကိုထောက်ခံတဲ့သူအလွန်နှဲပါသွားခဲ့ပြီးလူတွေကတိတ်တဆိတ်ပဲပို့ပြီးဆွေးနွေးလာကြတယ်။ကျွန်တော်ရဲ့နေ့စဉ်ဝင်ငွေဟာသူတို့စိတ်ကူးထားတာထက်အများကြီးတာလွန်နေတာကိုသူတို့တစ်ချက်ကြည့်တာကတော့ကျွန်တော်ရဲ့တစ်လဝင်ငွေဟာသိန်းချီရှိနိုင်ပြီးတစ်နှစ်အတွင်းမှာတင်ချက်သိန်းရေးရော်ချင်းငွေထက်ကျော်လွန်သွားလိမ့်မယ်ဆိုတာပါပဲ။သူတို့သဘောပေါက်သွားတာကချက်သိန်းရေးရော်ချင်းငွေဆိုတာသုံးရင်ကုန်မဲ့ငွေတွေဖြစ်ပြီးတပြားသုံးရင်တပြားလျော့သွားမှာပါ။ကျွန်တော်ရဲ့စီးပွားရေးကတော့အဆက်မပြတ်စီးဆင်းနေမဲ့ငွေရှင်ဖြစ်ပြီးရွှေဥပေးမဲ့ကျမကြီးလိုမျိုးပါပဲ။သူတို့တွေအစကကျွန်တော်ကိုမနှောင်ပြောင်ခဲ့တင်ဘူးဆိုပြီးစတင်နှောင်တိုက်ရလာကြတော့တယ်။အခုဆိုသူတို့ဝင်ပါဖို့လမ်းစာလုံးဝမရှိတော့ဘူးလေ။သူတို့ကနှမ်းစိတ်လေးကောက်ပြီးဖျဲဒီကြီးကိုလွှင့်ပစ်လိုက်မိတယ်။ကဘာပေါ်မှာအတုံးဆုံးလူတွေဖြစ်သွားပြီဆိုပြီးကိုပြောဆိုနေကြတော့တယ်။နောင်တရမှုတွေနဲ့ဆုံးရှုံးမှုခံစားချက်တွေကလူကြားထဲမှာကူးဆက်ရောဂါလိုပြန့်နှံ့သွားခဲ့တယ်။သူတို့လက်ထဲမှာရော်ကြေးငွေတွေရှိတယ်။အိမ်အစ်ကြီးတွေမှာနေရတယ်။ဒါပေမဲ့ဘလို့မှမပျော်ရွှင်နိုင်ကြတော့ဘူး။တစ်ချိန်ကကောင်းကင်ဘုံကကိန်းကနန်းတွေလို့ထင်ခဲ့တဲ့ရော်ကြေးငွေတွေဟာကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းကြီးရှေ့မှာတော့အယောင်ဝါမှိမ့်မိန်သွားခဲ့ရပြီ။သူတို့ဟာအမြင်တိုခဲ့ကြတာကိုတယောက်နဲ့တယောက်အပြစ်တင်ကြရင်လင်မယားချင်းရန်ဖြစ်အိမ်နီးနားချင်းမသိမမြတ်ဖြစ်ကုန်ကြပါတော့တယ်။ချက်သိန်းရေးကြောင့်စီးလုံးခဲ့တဲ့ရွာကြီးဟာပထမဆုံးအကြိမ်ဖြစ်ပြန်လည်မပြုတ်ပြင်နိုင်တော့မဲ့အကြောင်းတွေထင်ကြံရစ်ခဲ့တော့တယ်။ဒါတွေအားလုံးကကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူး။ည10နာရီမှာနောက်ဆုံးဧည့်သည်အုပ်စုကိုပြန်လွှတ်လိုက်ပြီးကျွန်တော်တကားကိုဆွဲချလိုက်တဲ့အခါကဘာကြီးဟာချက်ချင်းငြိမ်သက်သွားခဲ့တော့တယ်။မိသားစုရဲ့ပင်ပန်းနှွမ်းနယ်မှုနဲ့စိတ်အေးသက်သာမှုတွေပဲကြံရစ်ခဲ့တာပေါ့။အဖေကတောင်းတင်းနေတဲ့သူခါကြီးကိုနှိမ့်နေရင်အလုရှုပ်ခဲ့တဲ့နေ့ရက်တွေရဲ့ပင်ပန်းမှုကိုပြသနေခဲ့တယ်။အမေကတော့ကောင်တာနောက်ွယ်မှာမီးအောင်ကိုအမိပြုပြီးဒီနေ့ရဲ့ဝင်ငွေတွေကိုစိတ်လှုပ်ရှားစွာနဲ့ရည်တွက်နေတယ်။ငွေသားထုတ်ကြီးကတောင်ပုံရပုံဖြစ်နေခဲ့ပြီးအမေကတုံရင်နေတဲ့အတန်နဲ့ပမာဏကိုအော်ပြောရှာတယ်။ဒီနေ့တရက်ထဲတင်ဝင်ငွေ6000ကျော်ရခဲ့ပါတယ်။ဒါဟာလင်မယားနှစ်ယောက်စလုံးတစ်နှစ်လုံးစုရင်တော့မရနိုင်တဲ့စုငွေမျိုးပဲ။အဖေကပတ်စံတွေကိုတင်စင်ရင်အဲ့ဒီငွေပုံကြီးကိုကြည့်ပြီးကလေးတစ်ယောက်လိုပျော်ရွှင်စွာပြုံးနေခဲ့တယ်။ကျွန်တော်မိဘတွေအတွက်ရေနွေးနွေးလေးညှက်ပေးရင်ပင်ပန်းသွားကြပြီလို့တိုးတိုးလေးပြောလိုက်တယ်။မိဘတွေရဲ့သပင်တွေကတော့တစ်ခါထက်တစ်ခါပိုပြီးဖြူဖွေးနေခဲ့ပြီးသူတို့ကလုပ်ငန်းကိုစိုက်ကြည့်ရင်ကျွန်တော်ရဲ့တကူလုံးကိုပြန်ကြည့်ကြတယ်။အမင်းမျက်ဝန်းထဲမှာတောင်းပန်မှုတွေနဲ့ဂုဏ်ယူမှုတွေပြည့်နေနေခဲ့တာပေါ့။အစကကျွန်တော်ပေါ်မယုံကြည်ခဲ့မိတာတွေအတွက်ပါ။ကျွန်တော်ကတော့ပြုံးပြလိုက်ပြီးအတိတ်ကအရာအလုံးဟာပျောက်ကွယ်သွားခဲ့ပြီဖြစ်ကြောင်းပြောပြီးစိတ်သက်သာရာရစေခဲ့တယ်။ကျွန်တော်တကားဝါကိုရှောက်သွားပြီးသတင်းပေါက်လေးကိုတွန်းဖွင့်လိုက်တယ်။ညအေးလေလေးကအေးများလာပေမဲ့လူကိုတော့စိတ်ကြည်လင်းဝေဖန်ပိုင်းခြားနိုင်စွမ်းရှိစေပါတယ်။အဝေးပြေးလမ်းပေါ်ကကားမီးအောင်တွေဟာစီးဆင်းနေတဲ့နင်းလက်တောက်ပတဲ့မြစ်ကြီးတစ်စင်းလိုပဲအဆက်မပြတ်ရှိနေပြီးစီးပွားရေးခွင့်လန်းတွေနဲ့ပြည့်နေနေခဲ့တယ်။ဒီနားနေဆောင်အသေးစားလေးဟာကျွန်တော်အတွက်စတင်ရအမှတ်သားတစ်ခုပဲဆိုတာကျွန်တော်ကောင်းကောင်းသိပါတယ်။ဒီလင်းလက်တောက်ပတဲ့မြစ်ကြီးထဲမှာမရေတွက်နိုင်တဲ့အခွင့်လန်းတွေဖုံးကွယ်နေပြီးကျွန်တော်ကိုပုံမူကျပြန့်တဲ့အနာဂတ်စီဆောင်ကျင်းပေးဖို့စောင့်ဆိုင်နေခဲ့တာ။ကျွန်တော်ရဲ့စီးပွားရေးအင်ပါယာဟာခုမှစတင်တာပါ။စီးပွားရေးကတစ်နေ့ထက်တစ်နေ့ပုံမူကောင်းမွန်လာခဲ့ပြီးမိသားစု3ယောက်စလုံးရဲ့အလုပ်ရှုပ်မှုကလည်းအဆုံးစွန်ထိရောက်ရှိလာခဲ့ပြီးကျွန်တော်မူးမလင်းခင်ကလေးကထပြီးကားပါကင်ကိုစစ်ဆေးတယ်။အိမ်ရှိဝင်းကိုတန်ရှင်းရေးလုပ်တယ်။အမေကတော့မိဖို့ချောင်းထဲမှာအမြင့်တွေနေပြီးအရသာပိုကောင်းအောင်ဟင်းလျာအစ်တွေကိုအမြဲတမ်းချက်ပြုတ်နေခဲ့တယ်။ကျွန်တော်ကတော့နေတိုင်းခရိုင်မြို့နယ်တွေကိုကားမောင်းသွားပြီးကုန်ပစ္စည်းတွေကိုကားအပြည့်ဝယ်ယူကာနားနေဆောင်စီကိုပြန်လဲတဲယူပို့ဆောင်နေရတာပေါ့။ကျွန်တော်တို့တွေဟာလုံးဝရက်တန့်ဖို့အချိန်မရှိတဲ့အဝေးပြေးဆက်ရန်တရားကြီးတွေလိုဖြစ်နေခဲ့ပြီးကျွန်တော်အသားတွေကိုတိုးလောင်ဖို့အတွက်ရေခဲတစ်တာအသေးစားလေးတစ်ခုဝယ်ခဲ့ပြီးကုန်ပစ္စည်းတွေတဲယူဖို့အတွက်လည်းတပတ်ရေကားလေးတစ်စီးကိုအသုံးပြုခဲ့ပါတယ်။ပတ်စံ2000မဲတန်နဲ့ဒီကားစုပ်လေးဟာရွာသားတွေရဲ့မျက်လုံးထဲမှာတော့ဇိမ်ခံကားတစ်စီးထက်တောင်ပိုပြီးကြည်ကောင်းနေခဲ့တာပေါ့ဒါဟာကျွန်တော်တလကြော်လေးနဲ့ကိုယ်တိုင်ရှာဖွေပြီးရရှိလာတဲ့ရလမှန်သူတို့ကောင်းကောင်းသိကြတယ်ဒီအချက်ကဖြတ်သိမ်းရေးရော်ချင်းငွေ3တန်းထက်တောင်လူတွေကိုပိုပြီးတုံးလို့ခြောက်ချားစေတယ်လို့စိတ်မလုံးမလဲဖြစ်စေခဲ့တယ်ဖြတ်သိမ်းရေးပတ်စံတွေအဖက်မတင်ပဲမကုန်ခင်မှာတင်ကျွန်တော်ရဲ့ဝင်ငွေကတော့တိုးပွားတစ်ထက်တိုးပွားနေတဲ့ငွေဖြစ်နေပြီလေဒီလိုသိမြင်နားလည်မှုပြောင်းလဲသွားတာကပြောင်းရွှေ့သွားတဲ့အိမ်အောင်စုတွေကိုထိတ်လန့်တုန်လှုပ်မှုနဲ့နောင်နာတရားတွေလည်းကြားရောက်သွားစေတော့တာပဲသူတို့တွေအိမ်အစ်တွေအကြောင်းမကြွားရဲကြတော့သလိုခရီးသွားမယ့်အကြောင်းလိုင်းပေါ်မှာလည်းပြောရဲကြတော့ဘူးညနေတစ်ခေါင်ရအချိန်ထိကျွန်တော်အတိတ်ကအမှတ်တရတွေကိုတွေးတောနေတော့ရုတ်တရက်အိမ်တကားကိုအသေးအတန်လာထုတဲ့အတန်ကြောင့်အတွေးစာတွေတက်တောက်သွားခဲ့ရတယ်အပြင်ကနေငိုယိုပြီးအားကိုးတကြီးနဲ့ကျွန်တော်နာမည်ကိုခေါ်ပြီးကဲပါအောင်လို့အော်ဟစ်နေကြတာကျွန်တော်စိတ်ထဲကနေသတိထားလိုက်ရင်အဖေကိုတစ်ချက်ကြည့်ပြီးတကားကြားကနေအပြင်ကိုလှမ်းကြည့်လိုက်တယ်တကားအပြင်မှာရောက်နေတာကတော့တစ်ချိန်ကရေစီးကြောင်းအတိုင်းလိုက်ပြီးကျွန်တော်ကိုနှောင်ပြောင်ခဲ့ရခဲ့ဘူးတဲ့အပြင်အဆိုးဝါးဆုံးအပြောဆိုကြမ်းတမ်းခဲ့သူတွေကတယောက်ဖြစ်တဲ့ဟဲအိုတုံးဖြစ်နေခဲ့တယ်ကျွန်တော်တကားပွင့်ပြီးဘာဖြစ်တာလဲလို့အကျိုးအကြောင်းအချင်းချုပ်မေးလိုက်တော့အိုတုံးကဝုန်းကနေထခုန်ပြီးကျွန်တော်လက်မောင်းကိုလှမ်းဆွဲကသူ့သားလေးကိုကဲပေးဖို့ငိုယိုတောင်းပန်တော့တာပဲသူ့သားလေးကအဖျားကြီးပြီးတက်နေတာပါညနေတကောင်ကြီးဆိုတော့ကားကလည်းလုံးဝခေါ်လို့မရဘူးတဲ့နေရာအနှံ့လိုက်ပြီးအကူအညီတောင်းပေမဲ့အားလုံးကလစ်လျူရှုထားကြတာမို့အသေးအတန်ဖြစ်နေတဲ့အချိန်မှာကျွန်တော်ကိုတတိယသွားတာကျွန်တော်စီမှာနေတိုင်းရင်ကြောတွေအဆက်မပြတ်ဝင်ထွက်နေတဲ့နားနေဆောင်ရှိတာကိုတွေးမိပြီးဒီနေရာရောက်မှပဲအကူအညီရနိုင်တော့မယ်လို့တွေးမိခဲ့တာပေါ့ကျွန်တော်အပိုစကားတွေအများကြီးမပြောတော့ပဲကလေးပင်မလဲလို့ချက်ချင်းမေးလိုက်တယ်ကောင်လေးကိုသူ့မိမကအိမ်မှာစောက်ရှောက်ထားရပြီးအခြေအနေကအလွန်စိုးရိမ်ရတယ်လို့ပြောတာနဲ့ကျွန်တော်သူ့ကိုဒီနေရာမှာတင်စောင့်နေဖို့ပြောလိုက်ပြီးကားပါကင်ထဲကကားကြီးတွေစီတန်းလျှောက်သွားခဲ့တယ်ကားပါကင်ထဲမှာကုန်တင်ကားကြီး10စီးကျော်ရပ်ထားပြီးကားသမားအများစုကတော့ကားကောင်းခန်းထဲမှာအိပ်ပျော်နေကြပြီးကျွန်တော်သုံးဆွဲသူပုံမှန်ဧည့်သည်ဖြစ်တဲ့ဝမ်ကိုကြီးရဲ့ကားပတင်းပေါက်ကိုသွားခောက်လိုက်တယ်သူကစိတ်သဘောထားပြေဝပြီးတရားမျှတမှုကိုမျက်နှိုးတဲ့လူတစ်ယောက်ပါ
ဝမ်းကိုကြီးနိုးလာပြီးအခြေအနေကိုကြားရတဲ့အခါဘာစကားမှမဆိုပဲကားဆက်ကိုချက်ချင်းနိုးတော့တာပဲကျွန်တော်လှမ်းអော်ပြီးအိုတုံးကိုကားပေါ်အမြန်တက်ခိုင်းလိုက်တယ်ပြီးတော့စီဘိုးအတွက်ပတ်စံကိုလှမ်းပေးပေမဲ့ဝမ်းကိုကြီးကညင်းပယ်ခဲ့တယ်သူကလူကယ်ဖို့ကပထမဆုံးအရေးကြီးဆုံးပဲလို့ပြက်ပြက်သားသားပြောပြီးလီဗာကိုတစ်ချက်တည်းနင်းကခရိုင်ဆေးရုံစီကိုဝူခနဲမောင်းထွက်သွားခဲ့တော့တယ်ကျွန်တော်အဲ့နေရာမှာတင်ရက်နေရင်ဝေးကွာသွားတဲ့ကားမီးရောင်တွေကိုငေးကြည့်နေမိတယ်စိတ်ထဲတော့ဘလို့မှဖြစ်မသွားပါဘူးလူကယ်ရဲဆိုတာလူသားချင်းစာနာတဲ့ကိုကျင့်တရားပဲလေအတိတ်ကရန်ညိုးရန်စတွေနဲ့ဘာမှမဆိုင်ပါဘူးနောက်ရက်မှာတော့ကျွန်တော်အနောက်မီးဖိုချောင်ထဲမှာစည်ရင်းစစ်နေတုန်းအိုတုံးကလက်ဆောင်ပစ္စည်းတွေတဲပြီးအိမ်ကိုရောက်လာခဲ့တယ်သူကကျွန်တော်ကိုစားအိတ်ညီလေးကမ်းပေးတဲ့အခါသူ့မျက်ဝန်းထဲမှာမျက်ရည်တွေဝိုင်းနေပြီးတဖွာဖွာကျေးဇူးတင်စကားဆိုရှာတယ်ညီလေးသာမရှိရင်ငါသားလေးဘာဖြစ်သွားမလဲမသိဘူးဆရာဝန်ကပြောတယ်နောက်ထပ်နိုင်ဝက်လောက်သာနောက်ကျရင်အသက်အန္တရာယ်ရှိတယ်လို့အရှိကိုအရှိတိုင်းပြောပြတယ်ပြီးတော့သူ့သားလေးရဲ့အသက်ကယ်ကျေးဇူးရှင်အဖြစ်ဒီစာအိတ်ညီကိုမရမကလက်ခံဖို့အတင်းပေးတော့တာပဲကျွန်တော်ကစာအိတ်ညီကိုပြန်တွန်းထုတ်လိုက်ပြီးအကိုအဲဒီညကကားကကျွန်တော်ကားမဟုတ်ဘူးအကိုကြီးဝမ်ရဲ့ကားပါတကယ်လို့ကျေးဇူးတင်ခြင်းအကိုကြီးဝမ်ကိုပဲသွားပြီးကျေးဇူးတင်လိုက်ပါကျွန်တော်ကတော့ဂျားတွေကနေလက်တို့ပေးုံပဲတက်နိုင်တာပတ်စံကိုတော့ဘလို့မှလက်မခံနိုင်ပါဘူးလို့ပြောလိုက်တယ်အိုတုံးတယောက်ကြောင်အန်းသွားပြီးကျွန်တော်ကိုကြည့်တဲ့အကြည့်တွေထဲမှာကျေးဇူးတင်မှုနောင်တရမှုနဲ့ခံရယိုသေးမှုတွေပြည့်နှက်သွားခဲ့တော့တယ်သူလဲထပ်ပြီးအတင်းမပေးတော့ပဲလက်ဆောင်တွေကိုချထားကအကြိမ်ကြိမ်ကျေးဇူးတင်စကားဆိုပြီးပြန်လှည့်ထွက်သွားခဲ့တယ်ဒီအကြောင်းအရာကရွာသားတွေကြားထဲမှာချက်ချင်းပြန့်နှံ့သွားခဲ့ပြီးဆွေးနွေးပွဲအတိတ်တစ်ခုထပ်မံဖြစ်ပေါ်လာပြန်တယ်အချို့ကဟဲအိုတုံးကတော့ခွင့်ကောင်းနဲ့တိုးတာပဲလို့ပြောကြသလိုအချို့ကလည်းကျွန်တော်ရဲ့အတိတ်ကအာဃာတတွေကိုမထားဘဲကူညီတတ်တဲ့ဖြောင့်မတ်မှန်ကန်မှုကိုချီးကျူးကြတယ်အချို့ကတော့မြို့ပေါ်ကအိမ်သစ်ကြီးတွေကကောင်းပါတယ်ဆိုဒါပေမဲ့ဒုက္ခရောက်တဲ့အခါအားကိုးစရာမရှိဘူးဆိုပြီးညီးတွားကြပြန်တယ်သူတို့တွေအိမ်နီးနားချင်းအဟောင်းတွေကိုလွမ်းနေကြပေမဲ့ကျွန်တော်ကိုရွာထဲကနေဝိုင်းတွန်းထုတ်ခဲ့ကြတာကိုတော့မေ့နေကြပုံပဲတကယ်လို့ဒါကျွန်တော်ကရန်ညိုးဖွဲ့ပြီးတကားမခွင့်ပေးခဲ့ရင်အကျိုးဆက်ကဘလောက်အထိဆိုးရွားသွားမလဲဆိုတာသူတို့မတွေးရအောင်ဖြစ်နေကြတာထိတ်လန့်တုန်လှုပ်မှုတွေကပြောင်းရွှေ့သွားတဲ့အိမ်အောင်စုတိုင်းရဲ့နှလုံးသားထဲမှာလွှမ်းမိုးသွားခဲ့တယ်သူတို့တွေဆုံးရှုံးလိုက်ရတာဟာချမ်းသာမဲ့အခွင့်အလမ်းတင်မဟုတ်ပဲဒီမြေပြင်ပေါ်ကနောက်ဆုံးအားကိုးစရာနဲ့နှွေးထွေးမှုပါဆုံးရှုံးသွားခဲ့ရပြီဆိုတာပထမဆုံးအကြိမ်သဘောပေါက်သွားကြတာပေါ့။အိုတုံးရဲ့ကိစ္စပြီးတဲ့နောက်မှာတော့ကျွန်တော်ဟာရွာသားတွေရဲ့ဗဇက်ဖျားမှာလူကောင်းကြီးဖြစ်သွားခဲ့ပြီးအဝေးကဆွေမျိုးတွေပါရောက်လာကြကသူတို့ရဲ့သားသမီးတွေကိုကျွန်တော်ဆိုင်မှာအလုပ်သွင်းဖို့လာရောက်တောင်းဆိုကြတော့တာပဲ။ဒီလိုတောင်းဆိုမှုမျိုးကိုတော့ကျွန်တော်ရင်ရင်ကျေးပဲအကုန်ညှင်းပယ်လိုက်တယ်။ကျွန်တော်သိတာကဒီလိုလူမှုရေးမျက်နှာပေးမှုမျိုးကိုတစ်ချိန်ပဲစောက်ဖွင့်ပေးလိုက်ရင်နောက်ွယ်မှာဒုက္ခတွေတတိတန်းကြီးလိုက်လာလိမ့်မယ်ဆိုတာကိုပဲကျွန်တော်ရဲ့စီးပွားရေးအင်ပါယာဟာစင်ကြယ်တဲ့စီးပွားရေးစည်းကမ်းချက်တွေအတိုင်းပဲသွားရမယ်။မိသားစုတန်ရောစင်တွေရွာသားချင်းစာနာမှုတွေနဲ့လူမှုရေးအကြက်ကိုင်မှုတွေရဲ့တားကောင်ဖြစ်တော့ဘယ်တော့မှအဖြစ်မခံနိုင်ဘူး။ကျွန်တော်ရဲ့ဒီလိုလူမဆန်ဘူးလို့ထင်ရတဲ့ပြသမှုကလူအများပြားကိုဒေါသထွက်စေခဲ့တယ်။ဦးလေးကတော့တုံ့ပြန်မှုအပြင်းထန်ဆုံးပါပဲ။သူကမင်းဟဲအိုတုံးကိုတောင်ကူညီနိုင်သေးတာပဲ။လူကြီးတွေကိုတော့မျက်နှာပေးတင်တာပေါ့လို့တွေးနေကြတယ်။တကယ်တော့သူကကုန်ပစ္စည်းပေးသွင်းတဲ့လမ်းကြောင်းကိုချုပ်ကင်ပြီးအကျိုးအမြတ်အမြောက်များရယူခြင်းနေတော့ပဲလေ။ကျွန်တော်ကဒါကိုထပ်ပြီးညှင်းပယ်လိုက်တယ်။ကျွန်တော်ကဖြန့်ချီရေးကုမ္ပဏီကြီးတစ်ခုနဲ့ရေရှည်စာချုပ်ချုပ်ဆိုထားပြီးပြီဆိုတာကိုသိသွားတဲ့အခါဦးလေးကလုံးဝဒေါသပေါက်ပွဲသွားတော့တာပဲ။သူကျွန်တော်အိမ်တကားဝမှာလာပိတ်ပြီးနှာခေါင်းကိုလက်ညှိုးထိုးကမင်းကအတောင်လက်ဆောင်လာတော့ဆွေမျိုးသားချင်းအားလုံးကိုအေးမလုပ်တော့ဘူးပေါ့။ဒီစီးပွားရေးမျိုးကိုတခြားလူတွေလည်းလုပ်နိုင်တာပဲလို့အော်ဟစ်ဆဲဆိုတယ်။ပြီးတော့သူ့ဘာသာချမ်းသာအောင်လုပ်မဲ့နည်းလမ်းရှိတယ်။ကျွန်တော်ကိုအားကိုးစရာမလိုဘူးလို့ချင်းချောက်ပြီးဒေါသတကြီးထွက်ခွာသွားခဲ့တော့တယ်။ရက်နှင်းငယ်ကြတဲ့အခါမှာတော့ကျွန်တော်ရဲ့နားနေဆောင်ကနေမီတာ900အကွာလမ်းဘေးမှာရိုးရှင်းတဲ့တဲဆုပ်လေးတစ်ခုပေါ်လာခဲ့တယ်။အဲ့ဒီတဲဆုပ်ကိုအမြင့်တက်ပြားတွေနဲ့တက်တရာဈေးပိတ်စတွေနဲ့စောက်ထားတာပါ။အပေါ်မှာလည်းကျေးလက်လက်ရစားတောက်ဆိုင်ဆိုပြီးရိုးရှင်းတဲ့ဆိုင်းပုတ်လေးတစ်ခုကိုချိတ်ဆွဲထားသေးတယ်။ဦးလေးတယောက်ကျောင်းကပညာတွေကိုအသုံးချပြီးကျွန်တော်ဆိုင်ကိုအတုခိုးတဲ့နားနေဆောင်တစ်ခုဖွင့်လိုက်တာပေါ့။သူကစပွဲနဲ့ကလတ်ထိုင်တွေချတယ်။ရေပုံးတွေချထားတယ်။ပြီးတော့အိမ်သာအကျန်းစားလေးလုပ်ထားပြီးဈေးနှုန်းချိုသာစွာနဲ့ဧည့်သည်တွေကိုလူယူဖို့စူးစမ်းတော့တာပဲ။ခင်းပွဲဈေးနှုန်းတွေကိုကျွန်တော်ဆိုင်ထက်2ရွမ်3ရွမ်လောက်ရှော့ချထားပြီးတစ်ချိန်နဲ့အနိုင်ရလိမ့်မယ်လို့စိတ်ကူးရင်နေတာပါ။သူကအရာအလုံးကိုလွယ်လွယ်လေးလို့ထင်နေပြီးကားသမားတွေရဲ့အဓိကလိုအပ်ချက်ကိုလုံးဝနားမလည်ခဲ့ဘူး။ခရီးဝေးမောင်းတဲ့ကားသမားတွေဟာပတ်စံအနေငယ်ကွာဟာတာထက်ဘေးကင်းလုံခြုံမှုအဆင်ပြေမှုနဲ့တက်တောင့်တက်တာရှိမှုကိုအလေးထားဆုံးပါကျွန်တော်မှာကွန်ကရစ်အပြည့်ခင်းထားတဲ့ကားပါကင်ရှိတာမို့ကားသမားတွေစိတ်အေးချမ်းသာစွာနဲ့ကားရက်နားနိုင်တယ်ဦးလေးရဲ့နေရာကတော့ရွှွမြေပြင်ကြီးမို့ကားရက်ရတာအဆင်မပြေတဲ့အပြင်ဘာလုံခြုံရေးအာမခံချက်မှလည်းမရှိဘူးကျွန်တော်မှာတန်ရှင်းတက်ရက်ပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့စားတောက်ဆိုင်နဲ့အိမ်သားတွေရှိတာမို့ဝန်ဆောင်မှုအပြည့်ရတယ်သူတို့နေရာမှာတော့ရင်ကောင်တွေတဝဲဝဲပြန်နေပြီးအိမ်သားကလည်းနန်းစုံတွေကပတ်ဝန်းကျင်ကအစွမ်းကုန်ဆိုးရွားလွန်းလာတယ်ဆိုင်ခွင့်နဲ့ပထမဆုံးနေ့မှာတော့ဈေးပေါ်တာမဲ့တဲ့ကားသမားအနေငယ်ကလွဲလို့သူ့ဆိုင်ကိုလာသူလုံးဝမရှိတဲ့လောက်ပါပဲကျွန်တော်ရဲ့နားနေဆောင်ကတော့အခုထိရင်ကြောတွေစီကားနေစေဖြစ်ပြီးထိုင်ကုန်တွေလည်းအပြည့်ပါပဲကားသမားတွေကသူ့ရဲ့တဲဆုပ်လေးကိုဖြတ်မောင်းသွားပြီးအခြေအနေကိုကောင်းကောင်းသဘောပေါက်တဲ့သူတွေကကျွန်တော်ဆိုင်စီပဲတန်းမောင်းလာကြတယ်သူတို့ကအဲ့ဒီတဲဆုပ်ကဒုက္ခတဲ့စခန်းတွေကဆိုင်တုလိုပဲဗျာဘာယုံကြည်စိတ်ချရမှုမှမရှိဘူးဆိုပြီးကျွန်တော်ကိုလာနေကြပါသေးတယ်ဦးလေးရဲ့ဈေးလျှော့တဲ့မဟာဗျူဟာကလုံးဝကြရှုံးသွားခဲ့ပြီးရှေ့ရန်ကနေတိုက်ရိုက်ရှင်ပြိုင်လို့မရတော့တဲ့အခါသူကနောက်ွယ်ကနေရုပ်မာတဲ့လှည့်ကွက်တွေကိုစတင်အသုံးပြုလာတော့တယ်တဲဆုပ်ဆိုင်ဖွင့်ပြီးတတိယမြောက်နေ့မှာတော့ကုန်တင်ကားမောင်းသမားတွေရဲ့အဖွဲ့ထဲမှာမဟုတ်မမှန်ကောလာဟာလာတွေထွက်ပေါ်လာခဲ့တယ်ကျွန်တော်ရဲ့နားနေဆောင်မှာအစားအသောက်အစိတ်သိမ်းမှုတွေဖြစ်နေတယ်စားမိလို့လူသေးသွားပြီးဆိုင်ရှင်ကျွန်တော်ကအဖမ်းခံလိုက်ရပြီဆိုပြီးတော့ပေါ့ကောလာဟာလာတွေထဲမှာစားသားတွေတွေမကပဲဓာတ်ပုံတွေပါအစုံလင်ပါနေတာဗျာကျွန်တော်လက်အိတ်ဆွတ်ထားတဲ့ပုံတွေကိုပါတမင်တက်တက်ဖြက်ညက်ပြီးဓာတ်ပုံတူတွေလုပ်ထားတာနှာခေါင်းရောမျက်စိရောအစုံလင်နဲ့အဟုတ်မရအောင်လုပ်ထားတာပေါ့တငယ်ချင်းတယောက်ကပို့ပေးလိုက်တဲ့အဲ့ဒီမက်ဆေ့ကိုမြင်လိုက်ရတဲ့အချိန်မှာပဲကျွန်တော်မျက်ဝန်းတွေချက်ချင်းပြောင်းလဲသွားခဲ့တယ်ဒီနောက်ွယ်ကကျိုးကင်သူကဘာတူလဲဆိုတာကျွန်တော်စိတ်ထဲမှာအတိအကျသိနေတာပေါ့
ဒါဟာဝန်တော်ကြီးရဲ့လက်ချက်ပဲသူကဦးလေးရှုံးနေသွားတာကိုမြင်တော့ကောလာဟာလာတွေကိုသုံးပြီးကျွန်တော်ရဲ့ဂုဏ်သိက္ခာနဲ့နာမည်ကိုဖျက်ဆီးပစ်ဖို့ကြံစီတာဒီကောလာဟာလာတွေကအလျင်မြန်ပဲပြန့်နှံ့သွားခဲ့ပြီးနောက်ရက်ဆိုင်ကိုရောက်လာတဲ့ကားစီးရီဟာသုံးပုံတစ်ပုံလောက်အထိချက်ချင်းကျဆင်းသွားခဲ့ရတယ်ပုံမှန်လာနေကြကားသမားတွေတောင်ကျွန်တော်ကိုကြည့်တဲ့အခါတန်တရားတွေနဲ့ပြင်းနေနေပြီးနှလုံးချင်းရှောင်လွှဲနေကြတာပေါ့အဖေဆိုရင်စိုးရိမ်လွန်းလို့နှက်ခမ်းတွေမှာအရေးကြီးမှုတွေတောင်ထွက်လာပြီးကနာမငြိမ်ဖြစ်နေရှာတယ်ဘလို့ကင်တွေဖြည့်ရှင်းရမှန်းလည်းမသိဖြစ်နေတာအဖေကဒီအတိုင်းသာဆိုရင်စီးပွားရေးလုံးဝပျက်စီးသွားလိမ့်မယ်အမြန်ဆုံးရှင်းလင်းချက်ထုတ်ပါအောင်ဆိုပြီးကျွန်တော်ကိုအသေးအတန်တိုက်တွန်းရှာတယ်ဒါပေမဲ့စိတ်ကူးကြံဉဏ်တွေထုတ်ပြီးလိုက်ရှင်းပြနေလဲဘယ်သူမှယုံမှာမဟုတ်ဘူးလေအမှုသွားတိုင်ရင်လဲအွန်လိုင်းကကောလာဟာလာတွေကိုလိုက်လံစုံစမ်းဖို့ကအချိန်ယူရမှာမို့တက်တဲ့အထောက်ထားတွေအမြန်ရဖို့ကခက်ခဲလာပါတယ်စုံစမ်းလို့သိရမယ့်အချိန်ကျရင်ဆုံးရှုံးမှုတွေကပြန်လည်မပြုတ်ပြင်နိုင်လောက်အောင်ဖြစ်သွားပြီလေအဖေကတော့အလောတကြီးဖြစ်နေပေမဲ့ကျွန်တော်ကတော့ဘာမှမတတ်နိုင်တယ်လို့မျိုးတီတီငိမ့်ငိမ့်ပဲနေလိုက်တယ်ကျွန်တော်စရင်စာအုပ်ကိုချလိုက်ပြီးစားတော့ဆိုင်တကားဝါကိုရှောက်သွားကလမ်းပေါ်မှာဝေးခွဲမရလှည့်လည်မောင်းနေတဲ့ကားတွေကိုအကဲခတ်ကြည့်လိုက်တယ်ကျွန်တော်စိတ်ထဲမှာတုံ့ပြန်မဲ့နီးပြူဟာရှိပြီးသားပါဒီလိုသတင်းအမှားတွေကိုကင်တွယ်ဖို့အကောင်းဆုံးနည်းလမ်းကလက်တွေ့အမှန်တရားနဲ့ခြေမုံပစ်ဖို့ပဲကျွန်တော်အနီရောင်စာရွက်ကြီးတစ်ရွက်ကိုရှာလိုက်ပြီးစုပ်တံကိုကင်ကပြတ်သားလာတဲ့ဂတိကဝတ်တွေကိုရေးသားပြီးအထင်ရှားဆုံးနေရာမှာကတ်လိုက်တယ်ကျွန်တော်တို့ဆိုင်ရဲ့ဟင်းချက်ကုန်ကျန်းတွေအားလုံးကိုတရားဝင်ကုမ္ပဏီကြီးတွေစီကနေပဲဓာတ်ရိုက်ယူတာဖြစ်ပြီးပြေးစားထောက်ထားအပြည့်စုံရှိပါတယ်အကယ်၍အတူအပတစ်ခုခုပါဝင်ခဲ့ပါကရော်ချင်းငွေအမြောက်များပေးပါမယ်လို့ဂတိပြုလိုက်တယ်ပြီးတော့ကျွန်တော်တို့ရဲ့မိဖို့ချောင်းကိုလည်း24နာရီပတ်လုံးဖွင့်လှစ်ထားမှာဖြစ်လို့သုံးဆွဲသူမိဘပြည်သူများအနေနဲ့အချိန်မရွေးဝင်ရောက်စစ်ဆေးကြီးကြပ်နိုင်ပါတယ်လို့ရေးလိုက်တယ်ဒါအပြင်ဧည့်သည်အသစ်အဟောင်းတွေအားလုံးကိုကျေးဇူးဆက်တဲ့အနေနဲ့ဒီဇိုင်းလုံးကို20%ဈေးလျှော့ပေးမယ်အပြင်စွပ်ပြုတ်တွေကိုလည်းအလကားတိုက်ကျွေးသွားမှာဖြစ်ကြောင်းဂတိပြုလိုက်တယ်နောက်ဆုံးအနေနဲ့ဒီလိုကောလာဟာလဖြန့်ဝေသူတွေကိုဥပဒေကြောင်းအရအပြည့်အဝတရားစွဲဆိုအရေးယူဖို့အတွက်ရှေ့နေတအူးကိုတေးသေးချာချာအနံပြီးတက်တေထောက်ထားတွေစုဆောင်းနေပြီဖြစ်ကြောင်းကိုပါပြက်ပြက်သားသားရေးသားကြေညာလိုက်ပါတော့တယ်ဒီလိုစာရွက်ညီကြီးနဲ့ဂတိကဝတ်ပြုလိုက်တာကဘုံတလုံးပောက်ကွဲလိုက်တယ်လို့ပဲကားသမားတွေရဲ့စိတ်ထဲကတန်တရားတွေကိုချက်ချင်းပဲအကုန်အစင်မောင်းထုတ်ပစ်လိုက်နိုင်တယ်။နောက်မီးဖိုချောင်းကိုပါအများပြည်သူဝင်ရောက်စစ်ဆေးဖို့ရဲရဲဝံ့ဝံ့ဖွင့်ပြရဲတဲ့စားတောက်ဆိုင်မျိုးမှာဘာပြဿနာမှရှိစရာအကြောင်းမရှိဘူးလေ။အဲ့ဒီလိုဈေးလျှော့ပေးတာတွေလက်ဆောင်ပေးတာတွေနဲ့ထက်ဆင့်ဆွဲဆောင်လိုက်တော့တတိရှိတဲ့ကားသမားအချို့ကအရင်ဆုံးဆိုင်ထဲဝင်ပြီးအားပေးကြတော့တာပေါ့။အချို့ဆိုရင်တကယ်ပဲနောက်မီးဖိုချောင်းတဲ့အထိလမ်းလျှောက်ဝင်ကြည့်ကြတယ်ဗျ။တန်ရှင်းတက်ရက်နေတဲ့မီးဖိုတွေလက်ဆက်နေတဲ့ကုန်ကျန်းတွေနဲ့စံချိန်စံညွှန်းမီတေးသေးချာချာချက်ပြုတ်နေတဲ့အမေရဲ့လက်ရာတွေကိုမြင်လိုက်ရတော့တန်တရားတွေအားလုံးလုံးဝကင်းစင်သွားခဲ့ရပြီ။သူတို့ကအပြင်ထွက်ပြီးဒီဆိုင်ကမီးဖိုချောင်းကငါတို့အိမ်ကမီးဖိုချောင်းထက်တောင်အများကြီးပိုတန်သေးတယ်ဗျဆိုပြီးလိုက်လံကြော်ညာပေးကြပါတော့တယ်။ဒီသတင်းကအလျင်မြန်ပြန့်နှံ့သွားခဲ့ပြီးနိုင်ဝက်မပြည့်ခင်မှာတင်လုပ်ငန်းကပုံမှန်အတိုင်းပြန်လည်စီကားလာရုံတင်မကပဲအရင်ကထက်တောင်ပိုပြီးရေပန်းစားလာခဲ့ပါသေးတယ်။ကားသမားအတော်များများကဒီမန်ကြီးတက်ထားတဲ့မိဖို့ချောင်းကိုကိုယ်တိုင်လာကြည့်ဖို့အတွက်တင်လမ်းကြုံဝင်လာကြပြီးကြည့်ပြီးတဲ့အခါမှာတော့စိတ်အေးချမ်းသာစွာနဲ့သုံးဆောင်ကြတဲ့အပြင်ကျွန်တော်ရဲ့တတိနဲ့ပွင့်လင်းမြင်သာမှုအပေါ်ကိုပါပိုပြီးလေးစားအထင်ကြီးသွားကြတော့တာပေါ့။ကောလာဟာလာတွေကအလိုလျောက်ပြည့်ပြည့်သွားခဲ့ပြီးကျွန်တော်အတွက်တော့အစိုးရကအကောင်းဖြစ်သွားကအကောင်းဆုံးဈေးကွက်ရှာဖွေရေးကိုရရှိသွားခဲ့တာပါပဲ။လမ်းဘေးကတဲဆုပ်လေးထဲမှာတော့ဦးလေးတယောက်ကျွန်တော်ဆိုင်ဘက်မှာလူတွေတန်းစီနေတာကိုကြည့်ပြီးမျက်နှာကြီးတစ်ခုလုံးမဲနေတော့တာပေါ့။ခရိုင်မြို့နယ်ထဲမှာလည်းဝန်တော်ကြီးတယောက်ကျွန်တော်ဆိုင်ရဲ့မိဖို့ချောင်းကိုလူတွေတက်ပုံရိုက်ပြီးလိုင်းပေါ်တင်နေကြတာကိုမြင်တော့ဒေါသထွက်လွန်းလို့လက်ထဲကဖုန်းကိုတောင်အဲ့နေရာတင်ရိုက်ခွဲပစ်လိုက်တပါတော့တယ်။သူတို့တွေအစွမ်းကုန်ရုံမာခဲ့ကြပေမဲ့ကျွန်တော်ရဲ့အောင်မြင်မှုအတွက်အကြိမ်ကြိမ်အခါခါခြေနှင်းတုံးဖြစ်ပေးခဲ့ကြတာပါပဲ။ဒီကောလာဟာလာမုံတိုင်းကြီးပြီးဆုံးသွားတဲ့နောက်မှာတော့ကျွန်တော်ရဲ့စီးပွားရေးဟာမကြုံစဖူးထူးခဲ့တဲ့ပောက်ကွဲမှုကာလတွေကိုဝင်ရောက်သွားခဲ့ပါပြီ။ပွင့်လင်းမြင်သာတဲ့မိဖို့ချောင်းပွင့်လင်းရိုးသားတဲ့ဆိုင်ရှင်ဆိုတာဟာကျွန်တော်ရဲ့အကျယ်လောင်ဆုံးအသက်ဝင်ဆုံးဆိုင်းပုတ်ကြီးဖြစ်လာခဲ့တာပေါ့။နေ့စဉ်လှည့်ပတ်ငွေဟာရွမ်1000ကိုအလွယ်တကူကျော်လွန်သွားခဲ့ပြီးပတ်စံတွေကအကောင့်ထဲကိုဒီလိုမျိုးလှိမ့်ဝင်လာခဲ့တယ်။ဒါပေမဲ့ပြဿနာအစ်စ်ကနောက်ကနေထက်ချက်မကွာလိုက်လာပြန်တယ်။မိသားစု3ယောက်စလုံးဟာအလုတ်တန်ကိုပြင်းပြင်းထန်ထန်ခံနေရပြီလေ။အဖေဆိုရင်ခါနာတဲ့ယောဂဟောင်းပြန်ထလာလို့ညတိုင်းနာကျင်မှုကိုတက်တာအောင်ဆေးပလာစားတာတွေကတ်နေရရှာတယ်။အမေလည်းစကားတော်မပြောနိုင်လောက်အောင်ပင်ပန်းနေပြီးမိဖို့ရှိမှတင်မူးလဲမလို့အကြိမ်ကြိမ်ဖြစ်ခဲ့ရတယ်။ကျွန်တော်ကိုယ်တိုင်လည်း10 ပေါင်လောက်ဝေးကျသွားပြီးတရက်ကို4 နာရီအောက်ပဲအိပ်ရတာကြောင့်ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါအစွမ်းကုန်ပင်ပန်းနွမ်းနေခဲ့ပြီးဒီလိုအခြေအနေမျိုးနဲ့ဆက်သွားလို့မဖြစ်တော့ဘူး။လူတစ်ခေါ်ယူဖို့ကပဲတခုတည်းသောဖြည့်ရှင်းရေးဖြစ်လာခဲ့တာပေါ့။ကျွန်တော်မိဘတွေကိုကျွန်တော်ရဲ့အတွေ့ကိုပြောပြလိုက်တော့သူတို့လည်းဘာမှမဆိုင်မတွပဲချက်ချင်းသဘောတူကြတယ်။ငါတို့လည်းအသက်ထွက်မတက်ပင်ပန်းနေပြီ။ပတ်စံတွေဒီလောက်ရှာနေလဲခန္ဓာကိုယ်ပျက်စီးရင်ဘာမှအထိပ္ပယ်မရှိဘူးလို့အရှိတိုင်းပြောရှာတယ်။အမေကလူခေါ်ရတာခက်မှာကိုစိုးရိမ်နေပြီးနောက်ကြောင်းတည်တယ်။စိတ်ချရတဲ့ရွာတွေကလူတွေကိုပဲခေါ်ရင်မကောင်းဘူးလားလို့မေးတယ်။ဒါပေမဲ့အဖေကချက်ချင်းကန့်ကွက်ပြီးရွာတွေကလူတွေကိုတော့ဘယ်တော့မှအလုပ်မပေးနိုင်ဘူး။သူတို့ကိုအိမ်ထဲခေါ်သွင်းတာကမြေခွေးကိုအိမ်ဖိတ်ကျွေးတယ်လို့မျိုးဖြစ်ပြီးနောက်ဆုံးဒုက္ခတွေအဆုံးမရှိဖြစ်လာလိမ့်မယ်လို့ပြောလိုက်တယ်။ကျွန်တော်လည်းအမေကိုစိတ်အေးအေးထားဖို့နှစ်သိမ့်ပေးရင်ကျွန်တော်မှစိတ်ကူးထားတဲ့တင့်တော်တဲ့လူတွေရှိပြီးသားမို့မပူပါနဲ့လို့ပြောလိုက်တယ်။နောက်ရက်မှာတော့ကျွန်တော်ခရိုင်မြို့နယ်တွေကအလုပ်ကိုင်ရှာဖွေရေး website တွေနဲ့အလုပ်သမားဈေးကွက်မှာအလုပ်ခေါ်စာကြေညာလိုက်တယ်။အဓိကကတော့စပို့မှုတစ်ယောက်စပွဲထိုး2ယောက်နဲ့တခန်းစီအတော်ကြီးတစ်ယောက်ခေါ်မလို့ပါပဲ။ကျွန်တော်ပေးတဲ့လစာကခရိုင်မြို့နယ်ထဲမှာအမြင့်ဆုံးအဆင့်ဖြစ်တဲ့ပြင်စားစရိတ်နေစရိတ်ငိမ့်ပါစပို့မှုကိုလစာ8000ပေးပြီးစပွဲထိုးနဲ့တခန်းစီအတော်ကြီးကိုလစာ4000ပေးမယ်ဆိုတော့ခံစား권တွေကအတော်လေးကောင်းမွန်တာပေါ့။အလုပ်ခေါ်စာတင်ပြီးတာနဲ့ဖုန်းတွေစက်တိုက်ဝင်လာပြီးလာရောက်လျှောက်ထားသူတွေအဆက်မပြတ်ရှိနေခဲ့တယ်။ကျွန်တော်တရက်လုံးလူပေါင်း30ကျော်ကိုလူတွေ့စစ်ဆေးပြီးတဲ့နောက်ဆုံးမှလာတော့စိတ်ချရတဲ့လူ4ယောက်ကိုအတီးပြုတ်ရွေးချယ်လိုက်တယ်။စပို့မှုမာစတာလူကအသက်40ကျော်50နီးပါးရှိပြီဖြစ်ပြီးဟိုတယ်ကြီးတွေမှာအတွေ့အကြုံ230ရှိတဲ့ပြင်ရင်းချက်လက်ရာကလည်းအထူးပြောင်မြောက်လာသူပါ။သူကအလုပ်ရှင်ဟောင်းနဲ့အဆင်မပြေလို့အလုပ်ထွက်လာတာတဲ့စပွဲထိုးကောင်မလေး2ယောက်ကတော့ကျမ်းမာရေးကြောင်းစင်းတွေဖြစ်ပြီးလက်ဆွဲလက်စတော့လက်ယုံတင်မကပဲရုပ်ရည်လေးတွေကလည်းတန်တန်ပြန့်ပြန့်နဲ့ပေါ်ရည်ပြူနာကြတယ်
ပကံဆေးတဲ့အတော်ကြီးကတော့ကျေးလက်ကလာတဲ့အတော်ကြီးဖြစ်ပြီးရိုးသားအေးဆေးကအလုပ်ကိုတေးသေးချာချာစစ်စစ်ဆက်ဆက်လုပ်တတ်တာမို့စိတ်ချရတာပေါ့ကျွန်တော်အဆောက်အုံရဲ့ဒုတိယထပ်ကိုရိုးရိုးရှင်းရှင်းလေးပြင်ဆင်လိုက်ပြီးဝန်ထမ်းအိတ်ဆောင်တီးတန့်လုပ်ပေးကနေထိုင်ရေးပြဿနာကိုဖြေရှင်းပေးလိုက်တယ်အသက်ပညာရှင်ဝန်ထမ်းအဖွဲ့ရောက်ရှိလာပြီးတဲ့နောက်မှာတော့နားနေဆောင်ရဲ့လေပတ်မှုဟာပုံစံအသစ်စတင်သွားခဲ့တော့တာပါပဲမာစတာလူရဲ့ဟင်းချက်လက်ရာကအမေကိုမိဖို့ချောင်းအလုပ်တွေထဲကနေလုံးလုံးလျားလျားလွတ်မြောက်သွားစေခဲ့တယ်သူကဟင်းချက်တာတကယ်ကိုတော်တာမို့တယောက်တည်းနဲ့လူနှစ်ယောက်စာအလုပ်ကိုအေးအေးဆေးဆေးတာဝန်ယူနိုင်တယ်ကောင်မလေးနှစ်ယောက်ကလည်းညီညီညာညာဝတ်စုံတွေဝတ်ဆင်ထားပြီးနှုတ်ချိုလက်တွက်တာမို့စားတောက်ဆိုင်ကိုစနစ်တကျထိန်းသိမ်းထားနိုင်တယ်ပကံဆေးတဲ့အတော်ကြီးကလည်းတိတ်တဆိတ်ပဲညစ်ကြေးတွေကိုစေးကြောပေးပြီးဘာနည်းညူတမ်းမှမရှိရှာဘူးမိဘနှစ်ပါးလည်းနောက်ဆုံးတော့နားနာနေနိုင်ခဲ့ကြပြီးပေမန်းနဲ့အလုပ်ကျန်းတွေကိုလုပ်เสียရမလို့တော့ဘူးပေါ့အဖေကတော့အခုဆိုကြီးကြပ်ရေးမှုလို့ဖြစ်သွားပြီးနေတိုင်းလမ်းလျှောက်ရင်းရင်းနှီးတဲ့ကားသမားတွေနဲ့စကားဆက်မိပြောကစိတ်ပန်းဖြေနေခဲ့တယ်အမေကတော့ဗန္နာရေးမှုဖြစ်သွားပြီးစည်ရင်းစရာတွေကိုပဲအာယုံဆိုင်တွက်ချက်နေတာမို့မျက်နှာပေါ်ကအပြုံးတွေကတနေ့ထက်တနေ့ပိုပြီးတောက်ပလာခဲ့တယ်ကျွန်တော်ကိုယ်တိုင်လည်းဆိုင်တွင်အသေးအမွှားအလုပ်တွေထဲကနေလွတ်မြောက်သွားခဲ့ပြီးအနာဂတ်ရဲ့ဖွံ့ဖြိုးတိုးတက်မဲ့လမ်းကြောင်းတွေကိုပဲအာယုံဆိုင်စီမံကိန်းချနိုင်ခဲ့တော့တယ်ကျွန်တော်အထွေထွေမန်နေဂျာရုံးခန်းကိုတိစောက်လိုက်ပြီးကိုယ်ပိုင်ရုံးခန်းနေရာတစ်ခုပါရရှိခဲ့ပြီလေဒီလိုပြောင်းလဲမှုကြီးကဟဲ့ကြားရွာကပြောင်းရွှေ့သွားတဲ့အိမ်အောင်စုတွေကိုနောက်တစ်ကြိမ်ထပ်မံလှုံ့ဆော်လိုက်ပြန်တယ်သူတို့ကကျွန်တော်ဝန်ထမ်းတွေကိုလစာအများကြီးပေးတယ်ဆိုတာကြားတော့ပတ်စံရှိတိုင်းရိုးရိုးမူမူသုံးပြုံးနေတာပဲလို့စောရကတက်ကြပါသေးတယ်လစဉ်လစာကုန်ကြစရိတ်တွေကိုစတင်တွက်ချက်ကြည့်ရင်ကျွန်တော်အနေနဲ့ဒီလောက်မြင်မာတဲ့ကုန်ကြစရိတ်ကိုတောင်းခံနိုင်မှာမဟုတ်ဘူးလို့တန်တရားဝင်ခဲ့ကြပေမဲ့ကျွန်တော်လူသစ်တွေခေါ်ပြီးတဲ့နောက်မှာစီးပွားရေးကပိုတောင်ကောင်းလာပြီးတရက်ကိုလှည့်ပတ်ငွေရွှန်1000ခွဲကျော်သွားတယ်ဆိုတာသိလိုက်ရတဲ့အခါမှာတော့သူတို့တွေထပ်ပြီးနှုတ်ဆက်သွားကြပြန်ပါတယ်သူတို့ရဲ့စိတ်သက်တွေလုံးဝပျက်စီးသွားခဲ့ပြီးမာနတွေလည်းဘာမှမကြံတော့ဘူးသူတို့အလွန်ကုန်ယူခဲ့တဲ့ဖြတ်သိမ်းရေးရော်ချင်းငွေ3တန်းဟာအခုဆိုသူတို့မျိုးလုံးထဲမှာဘာမှမတန်တော့တဲ့အရာဖြစ်သွားခဲ့ရပြီးအချို့လူတွေနောင်တရလာကြပြီးအစကတည်းကဆက်ဆံရေးကောင်းကောင်းထားပြီးသူ့ဆိုင်မှာအလုပ်ဝင်လုပ်ရရင်အလကားထိုင်နေတာထက်စာရင်အများကြီးပိုကောင်းတာလို့ပြောလာကြတော့တယ်သူတို့တွေဟာအမှားအလုံးကိုဝန်တော်ကြီးနဲ့ဦးလေးတို့စီပုံချကြပြီးအဲ့ဒီနှစ်ယောက်မီးလောင်ရလေးပင်လှုံ့ဆော်ခဲ့လို့ဖြစ်ရတာဆိုပြီးအပြစ်တင်ကြီးတွားကြတော့တာပေါ့ဝန်တော်ကြီးနဲ့ဦးလေးတို့ရဲ့နေ့ရက်တွေကလည်းတကယ်ကိုတနာစရာကောင်းလာပါတယ်ဝန်တော်ကြီးရဲ့သားကအင်တာနက်ဂိမ်းတွေဆွဲလန်းပြီးရော်ချင်းငွေတွေက3သိန်းကိုတိတ်တဆိတ်သုံးပြုံးပစ်လိုက်တာကိုဝန်တော်ကြီးတည်သွားတဲ့အခါစိတ်ထိခိုက်လွန်းလို့ရုတ်တရက်လေးဖြတ်သွားခဲ့ရှာတယ်အသေးအတန်ကဲတင်လိုက်ရပေမဲ့နောက်ဆက်တွဲအနေနဲ့ပရွေ့မျက်စိဆောင်တဲ့ဝေဒနာကြီးကြံရစ်ခဲ့ရရှာတယ်ဦးလေးရဲ့ဆိုင်လူကြီးကတော့ဆိုင်ဖွင့်ပြီးတလမပြည့်ခင်မှာတင်ဒေဝါလီခံသွားခဲ့ရတယ်တပြားမှမမြတ်တဲ့အပြင်ကုန်ပစ္စည်းတွေဝယ်ယူစုဆောင်းဖို့အတွက်စိုက်ထုတ်ခဲ့ရတဲ့ပတ်စံထောင်ပေါင်းများစွာပါဆုံးရှုံးသွားခဲ့ရတာပေါ့တရက်တော့ကျွန်တော်ခရိုင်မြို့နယ်တွေကိုကုန်ပစ္စည်းသွားဝယ်ဖို့ကားမောင်းထွက်လာခဲ့တယ်ရွာဟောင်းရဲ့ပျက်စီးယိုယွင်းနေတဲ့နေရာတွေကိုဖျက်သွားတဲ့အခါအသုံးမလိုတဲ့ပစ္စည်းဟောင်းတွေကိုလိုက်ရောက်နေတဲ့ဦးလေးနဲ့လမ်းမှာပပင်းတိုးမိခဲ့တယ်ဗျာသူ့ရဲ့ပျက်စီးနေတဲ့စပွဲကလတ်ထိုင်တွေနဲ့မိဖို့ကြောင့်သုံးပစ္စည်းတွေကိုပစ္စည်းဟောင်းကောက်တဲ့လူကပတ်စံရွာ90တဲ့နဲ့ပဲဈေးနှိမ်ပြီးယူသွားတာပါသူဟာလက်ထဲမှာကြေမွားနေတဲ့ငွေစက်ကူလေးကိုကင်ထားရင်းနေဝင်ချိန်ရဲ့အလင်းရောင်အောက်မှာအစွမ်းကုန်အထီးကျန်စောက်တရားမရဖြစ်နေခဲ့ရှာတယ်သူကျွန်တော်ကားကိုမြင်လိုက်တဲ့အခါအကြည့်ချင်းစုံသွားခဲ့ကြတယ်ဒါပေမဲ့သူ့ရဲ့မျက်ဝန်းထဲမှာတော့အရင်ကလိုတွက်ချက်မှုတွေလောဘတွေလုံးဝမရှိတော့ပဲအဆုံးမရှိတဲ့နောင်တတရားတွေနဲ့အားငယ်စိတ်ပြတ်မှုတွေပဲကြန့်ရှိနေခဲ့တော့တာပေါ့အမှားလုပ်ထားတဲ့ကလေးတယောက်လိုမျိုးခေါင်းကိုငုံထားရှာတယ်ကျွန်တော်ကားကိုမရက်ခဲ့ပါဘူးအရှိန်ကိုတော့မလျှော့ခဲ့ဘူးဗျလီဘာကိုတစ်ချက်တည်းနင်းပြီးဝူးခနဲ့မောင်းထွက်ခဲ့လိုက်တယ်သူ့ကိုဟဲကြားရွာရဲ့အတိတ်ကခေဟောင်းကြီးထဲမှာတင်လုံးဝခြံထားရစ်ခဲ့တော့တာပေါ့အချိန်တွေတရွေ့ရွေ့ကုံဆုံးသွားရင်မျက်စိတမိတ်အတွင်းမှာပဲတစ်နှစ်တာရဲ့နောက်ဆုံးလကိုရောက်ရှိလာခဲ့ပါပြီမြောက်လေတွေတိုက်ခတ်ပြီးကောင်းကင်ကြီးတစ်ခုလုံးအေးခဲနေခဲ့ပေမဲ့ကျွန်တော်ရဲ့နားနေဆောင်လေးကတော့နှွေးထွေးနေစေအပူပေးစနစ်တွေအပြည့်ရှိနေပြီးအရှိန်ဟုန်နဲ့စီကားနေတော့မှာပဲကားသမားတွေနဲ့ခရီးသည်တွေဟာဒီနေရာမှာခဏတစ်ဖြုတ်နားနေထမင်းစားကြရင်တကူလုံးကအေးတံတွေနဲ့ပင်ပန်းနှွမ်းနေမှုတွေကိုမောင်းထုတ်ပြကြတာပေါ့လအနေငယ်အတွင်းလေပတ်ခဲ့ပြီးတဲ့နောက်မှာတော့ဒီအဝေးပြေးလမ်းမကြီးရဲ့ကဏ္ဍမှာကျွန်တော်ရဲ့နားနေဆောင်ဟာနာမည်လုံးဝထွက်သွားခဲ့ပါပြီတန်ရှင်းတယ်ဈေးနှုန်းချိုတာတယ်အစားအသောက်ကောင်းမွန်ပြီးဗိုက်ပြည့်စေတယ်ဆိုင်ရှင်ကလည်းပွင့်လင်းရိုးသားတယ်ဆိုတာကကားသမားတွေအားလုံးရဲ့တင်းကြီးတညွတ်သေးပေးတဲ့ချီးကျူးမှုအကဲထက်ချက်တွေပါပဲစီးပွားရေးအခြေအနေလုံးဝတည်ငြိမ်သွားပြီးတဲ့နောက်မှာတော့ကျွန်တော်မိဘတွေကိုပင်ပန်းလာတဲ့လုပ်ငန်းခွင်အလုပ်တွေထဲကနေလုံးလုံးလျားလျားအနားယူခိုင်းလိုက်တယ်သူတို့အတွက်ဇိမ်ခံပြည်တွင်းခရီးသွားအဖွဲ့တစ်ခုမှစည်ရင်းသွင်းပေးလိုက်ပြီးအေးတန်ကင်းဝေးပြီးနှွေးထွေးတဲ့တောင်ပိုင်းဒေသစီစောင်းခုခရီးထွက်ဖို့ပို့ဆောင်ပေးခဲ့တာပေါ့အစားကတော့မိဘတွေကပတ်စံတွေအလကားထုံးတီးတာပဲဆိုပြီးလုံးဝသဘောမတူကြဘူးကျွန်တော်အတွက်ပဲနောင်ရေးအတွက်ပတ်စံတွေခြံထားပေးခြင်းကြတာဒါပေမဲ့ကျွန်တော်လေရင်လက်မှတ်တွေနဲ့အော်ဒါတွေကိုသူတို့ရှေ့မှာချပြလိုက်ပြီးကျွန်တော်မှာပတ်စံရှာနိုင်တဲ့အရေးချင်းအပြည့်ရှိပါတယ်လို့ပြောလိုက်တယ်ပြီးတော့အဖေနဲ့အမေတစ်သက်လုံးရုန်းကန်လှုပ်ရှားလာခဲ့တာအခုအချိန်မှာတော့ပတ်စံအတွက်စိုးရင်စရာမလိုပဲဘဝကိုပျော်ပျော်ရွှင်ရွှင်ခံစားသင့်ပြီလို့ဖြောင်းဖျလိုက်တော့တာပေါ့နောက်ဆုံးမှတော့မိဘတွေလည်းမငင်းတာတော့ပဲသူတို့ဘဝရဲ့ပထမဆုံးအကြိမ်ဖြစ်လေရင်ပေါ်ကိုဝင့်ဝင့်ကြွားကြွားနဲ့ဂုဏ်ယူစွာတက်သွားခဲ့ကြပါတော့တယ်မိဘတွေကိုပို့ဆောင်ပြီးတဲ့နောက်နားနေဆောင်ရဲ့လုပ်ငန်းဆောင်တာအဝဝကိုကျွန်တော်တယောက်တည်းတာဝန်ယူကင်တွယ်ခဲ့တယ်ကံကောင်းတာကဝန်ထမ်းအဖွဲ့ကအတက်ပညာရှင်တွေဖြစ်ကြပြီးစွမ်းဆောင်ရည်မြင့်မားတာမို့အလုပ်တွေကစနစ်တကျနဲ့အလိုလျောက်ရှိတို့လဲပတ်နေတာကြောင့်ကျွန်တော်မှာအလွန်ကြုံပင်ပန်းခံနေစရာမလိုတော့ဘူးပေါ့ຫນွေဦးပွဲတော်တရုတ်နှစ်တကူကာလနီးကပ်လာတာနဲ့အမျှကျွန်တော်ရဲ့ဝန်ထမ်းတွေကိုအံ့အားသင့်စေမဲ့လက်ဆောင်တစ်ခုပေးဖို့အတွက်ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတော့တယ်ရက်တော်ကြအောင်ပင်ပန်းပန်းနဲ့အလုပ်တွေစူးစမ်းပြီးတဲ့နောက်တရုတ်နှစ်ဆန်းနှစ်18ရက်မှာတော့ကျွန်တော်ငွေသားထုတ်ဖို့ခရိုင်မြို့နယ်တဲကဗန်စီကိုကားမောင်းထွက်လာခဲ့တယ်။ဗန်မန်နေဂျာကအဝေးကလေးကလှမ်းမြင်တာနဲ့ညနာတစ်ခုလုံးအပြုံးတွေပွင့်သွားပြီးစီးကြုံနှုတ်ဆက်ရှာတာပေါ့။ပြီးတော့ကျွန်တော်ကို VIP အခန်းထဲအထိနွေးနွေးထွေးထွေးခေါ်သွားခဲ့တယ်။လွန်ခဲ့တဲ့အချိန်တုန်းကပတ်စံအိတ်ကြီးပိုက်ပြီးလာခဲ့ရတဲ့အချိန်နဲ့တော့ကောင်းကင်နဲ့မြေကြီးလိုကွာခြားသွားခဲ့ပြီလေ။ကျွန်တော်ကငွေသား2သိန်းထုတ်မယ်လို့ပြောလိုက်တယ်။မန်နေဂျာကဘာမှပိုမမေးပဲချက်ချင်းပဲအမြန်ဆုံးစီစဉ်ပေးရှာတယ်။သူ့အတွက်တော့ဒီနေ့ခေတ်မှာ2သိန်းဆိုတာကျွန်တော်ဆိုင်ရဲ့ရပိုင်းစာလှည့်ပတ်ငွေမျှတာဆိုတာကောင်းကောင်းသိနေတာမလို့ပါ။တ
လွင်နေတဲ့ငွေသားထုတ်ကြီးလေးထုတ်ကိုကျွန်တော်ရှေ့ချပေးလိုက်တဲ့အခါစိတ်ထဲမှာခံစားချက်တွေတစ်နေ့တစ်ပိုးဖြစ်လာမိတယ်။လွန်ခဲ့တဲ့ကာလတုန်းကစိတ်နှလုံးလုံးစူဆောင်းထားသမျှကိုအကုန်ပုံအောပြီးမရေရာတဲ့အနာဂတ်ကြီးကိုလောင်းကျေးထက်ခဲ့တာ။အခုတော့အကျိုးမြတ်ရော်ကြေးဝေစုတွေကိုထုတ်ပြီးအတူတူလက်တွဲရုန်းကန်ခဲ့ကြတဲ့ဝန်ထမ်းတွေကိုစုချနိုင်ခဲ့ပြီလေ။ကျွန်တော်ပတ်စံတွေကိုအိတ်ထဲထည့်ကားနဲ့လိုက်ဖို့မဲ့မန်နေဂျာရဲ့စေတနာကိုညှင်းပယ်ပြီးနားနေဆောင်စီကိုတယောက်တည်းပြန်မောင်းလာခဲ့တယ်။အဲဒီညမှာပဲဝန်ထမ်းအားလုံးကိုအစည်းအဝေးခေါ်ပြီးနှစ်ကုန်ခန်းစားခွင့်တွေပေးမဲ့အကြောင်းကြေညာလိုက်တယ်။ဝန်ထမ်းတွေဟာဘာကိစ္စမှမသိပဲစားတောက်ဆိုင်ထဲမှာတိတ်တိတ်ဆိတ်ဆိတ်ထိုင်ရင်ကျွန်တော်ရဲ့စကားကိုစောင့်မျှော်နေကြတာပေါ့။ကျွန်တော်ကအရင်ဆုံးအားလုံးရဲ့စူးစမ်းအားထုတ်မှုကိုကျေးဇူးတင်ကြောင်းပြောလိုက်ပြီးစပွဲပေါ်တင်ထားတဲ့အိတ်ကြီးကိုရှေ့သို့တွန်းလိုက်တယ်။ပြီးတော့ကျွန်တော်နောက်ကိုလိုက်ပြီးပေမင်ပန်းပန်းလုပ်ပေးခဲ့ကြတဲ့သူတွေကိုကျွန်တော်ဘယ်တော့မှမတရားမလုပ်ပါဘူးလို့ပြက်ပြက်သားသားပြောလိုက်တယ်။ကျွန်တော်အိတ်စစ်ကိုဆွဲခွင့်လိုက်ပြီးငွေသားထုတ်ကြီးတွေကိုစပွဲပေါ်ပုံချလိုက်တဲ့အခါဒါဟာခင်ဗျားတို့ရဲ့အလုပ်ပေါ်မူတည်ပြီးခွဲဝေပေးမဲ့နှစ်ကုန်စုချင်းငွေပဲလို့ပြောလိုက်တော့အားလုံးချက်ချင်းစွန့်အားသွားပြီးအဲ့ဒီငွေပုံကြီးကိုမျက်လုံးဝိုင်းသားနဲ့စိုက်ကြည့်နေကြတော့တယ်။မယုံနိုင်လောက်စရာနှစ်ကုန်စုချင်းငွေမှုအားလုံးကြောင့်အမ်းပြီးငွေပုံကြီးကိုပဲငေးနေကြတာဗျာ။ကျွန်တော်အကြီးဆုံးဖြစ်တဲ့ပတ်စံ9000ထုတ်ကိုစပိုမှုကြီးနွားစတာလူစီတွန်းပေးလိုက်ပြီးသူ့ရဲ့စူးစမ်းအားထုတ်မှုအတွက်ကျေးဇူးတင်ကြောင်းပြောလိုက်တယ်။နွားစတာလူကညာလက်တွေတုံရင်နေပြီးမျက်ဝန်းတွေနီးမြန်းလာကအချိန်တော်ကြအောင်ကျေးဇူးတင်စကားတော်မဆိုနိုင်ရှာဘူး။စပွဲထိုးကောင်မလေး2ယောက်စီကိုတော့ပတ်စံ2000စီကမ်းပေးရင်ဒါနဲ့မိဘတွေကိုကြော့လိုက်ကြပါလို့ပြောလိုက်တော့ကောင်မလေး2ယောက်စလုံးပါဇက်ကိုလက်နဲ့အုပ်ပြီးမျက်ရည်တွေဝဲလာကြတော့တာပဲ။သူတို့စိတ်လှုပ်ရှားလုံးလို့တုံရင်နဲ့ခေါင်းတွေကိုအထက်ထက်ညှိပြရှာတယ်။နောက်ဆုံးပကံစီအတော်ကြီးဆန်း MSC ကိုပတ်စံ1000ကမ်းပေးပြီးဒါကိုလက်ခံလိုက်ပါ။နောက်နှစ်ဆိုရင်ခန်းစားခွင့်တွေဒီထက်ပိုကောင်းလာမှာပါလို့ပြောပေမဲ့ဆန်းအမကပမာဏကများလုံးလို့မယူရဲပါဘူးဆိုပြီးအထက်ထက်ညှင်းရှာတယ်။ကျွန်တော်ကသူ့လက်ထဲကိုအတင်းထည့်ပေးလိုက်ပြီးဒါဟာအမစူးစမ်းလို့ရတင်ရထိုက်တဲ့ဆုလက်ပဲလို့အလေးနဲ့ပြောလိုက်တော့မှပဲလက်ခံရှာတော့တယ်။နှစ်ကုန်စုချင်းငွေတွေပေးပြီးတဲ့နောက်ຫນွေဦးပွဲတော်တရုတ်နှစ်တကူကာလအတွက်လာစာပြေးခွင့်ရဲ့9ရက်ပေးမဲ့အကြောင်းထပ်မံကြေညာလိုက်တော့စားတောက်ဆိုင်တစ်ခုလုံးမှာမိုးချင်းတန်လိုမျိုးကောင်းချီအော်ဘာတန်တွေနဲ့လက်ခုပ်တန်တွေချက်ချင်းပေါက်ကွဲထွက်လာခဲ့ပြီးအချိန်တော်ကြာအောင်မရက်နိုင်ခဲ့ပါဘူး။နွားစတာလူကမျက်ဝန်းနီတွေနဲ့နှစ်တကူပြီးရင်အချိန်မှန်ပြန်လာပြီးအလုပ်ဆက်လုပ်ပေးပါမယ်လို့ဂရုပေးသလိုကောင်မလေး2ယောက်နဲ့ဆန်းမတို့ကလည်းဆိုင်ကိုအရောက်ပြန်လာခဲ့ပါမယ်လို့အပြိုင်ဆိုင်ဂရီကဝတ်တွေပြုကြတော့တာပေါ့။ကျွန်တော်လည်းပြုံးပြရင်အားလုံးရဲ့စေတနာကိုကျေးဇူးတင်စကားပြန်ဆိုလိုက်တယ်။နှစ်တကူခီးစဉ်မစတင်ခင်အဲ့ဒီညမှာပဲဝန်ထမ်းတွေကတဆင့်လမ်းကြားတကာစီကိုနှစ်ကုန်စုချင်းငွေသတင်းတွေကတဆင့်စကားတဆင့်နားနဲ့ပြန့်နှံ့သွားခဲ့ပြီးဟဲ့ကြားရွာကပြောင်းရွှေ့သွားတဲ့အိမ်အောင်စုတွေရဲ့လိုင်းပေါ်အထိစကလုံးတစ်လုံးမကြံရောက်ရှိသွားခဲ့တော့တယ်။ရွာသားတွေကစပိုမှုရဲ့နှစ်ကုန်စုချင်းငွေကအများကြီးရတယ်ဆိုတာသိလိုက်ရတဲ့အခါလုံးဝထိတ်လန့်တုန်လှုပ်သွားကြတော့တာပဲ။ကျွန်တော်တစ်ချိန်နဲ့ငွေသားသိန်းချီထုတ်ပေးလိုက်တာဟာသူတို့စိတ်ကူးထားတာထက်အများကြီးတာလွန်နေပါတယ်။ကျွန်တော်တရက်ကိုပတ်စံ1000ကျော်ရှာနိုင်နေဆိုတဲ့သတင်းကသူတို့ကိုတုံလို့စေုံတင်မကပဲရင်ဘက်ကိုဓာတ်နဲ့မွန်းလိုက်တယ်လို့နာကျင်စေခဲ့တယ်။သူတို့ရဲ့ဖြတ်သိမ်းရေးရော်ကြေးငွေတွေကကားဝယ်တာအိမ်ဝယ်တာတွေနဲ့ကုန်လို့အခုဆိုဘဏ်ထဲမှာ2သိန်း3သိန်းလောက်ပဲလက်ကျန်ရှိကြတော့တာလေ။ကျွန်တော်ပေးလိုက်တဲ့စုချင်းငွေကတင်သူတို့ရဲ့စုငွေတစ်ဝက်စာလောက်ရှိနေတာဆိုတော့ဒီလိုနှိုင်းရှင်ချက်ကြီးကတကယ်ကိုရက်ဆက်ပြီးလက်တွေ့ကြလုံးလို့သူတို့ရဲ့နှလုံးသားကိုပြင်းပြင်းထန်ထန်ထိုးဆွဲလိုက်တယ်လို့ပါပဲ။နောက်နာတရားတွေနဲ့မနာလိုစိတ်တွေဟာမျက်ရိုင်းတွေလိုမျိုးသူတို့ရဲ့နှလုံးသားထဲမှာအထင်းကိုမရှိပြန်ပွားလာခဲ့ပြီးအစကတည်းကမျက်စိကန်းခဲ့ပြီလို့ငွေအသေးလေးကိုပဲဖတ်တွေ့ထားပြီးရွှေတောင်ငွေတောင်ကြီးကိုလွှင့်ပစ်လိုက်ပြီလို့ဆိုပြီးကိုပြန်ပြစ်တင်ညီးတွားကြတော့တာပေါ့။ကဘာပေါ်မှာအတုံးဆုံးအယူတွေဖြစ်သွားပြီဆိုပြီးငိုချင်းချနေကြတဲ့အချိန်မှာပဲကျွန်တော်ကတင်ပေးခဲ့ဘူးတဲ့ဟဲအိုတုံးကလိုင်းပေါ်မှာစာတန်းရှည်ကြီးတစ်ခုကိုတင်လိုက်တယ်။သူကအရင်တုန်းကညီးတွားနေတာတွေကအလကားပဲလမ်းကတော့ကိုယ့်ဘာသာရွေးခဲ့ကြတာ။စတုန်းကငါတို့တွေသူ့အပေါ်ရက်ဆက်လုံးခဲ့ကြတယ်။သူကငါသားရဲ့အသက်သခင်ကျေးဇူးရှင်များတရွာလုံးကသူ့ကိုတောင်းပန်ဖို့အကျွေးတင်နေကြပြီလို့ပြက်ပြက်သားသားရေးသားလိုက်တယ်။ပြီးတော့ငါကတော့မနှက်ဖြန်သူ့စီသွားပြီးအမှားဝင်ခံတောင်းပန်မလို့ငါနဲ့အတူလိုက်ချင်တဲ့သူရှိလားလို့မေးလိုက်တာပါ။အိုတုံးရဲ့စကားကြောင့်ဂယုတစ်ခုလုံးရုတ်တရက်သေးမင်းသမျှတိတ်ဆိတ်သွားခဲ့ရတယ်။လူတိုင်းရဲ့စိတ်ထဲမှာလွန်ဆွဲနေကြတာပေါ့။သွားပြီးအမှားဝင်ခံတောင်းပန်ရမလားဆိုတော့လေမျက်နှာပူတယ်။မတောင်းပန်ပြန်ရင်လည်းစိတ်ထဲမှာမလုံးမလဲဖြစ်ပြီးနေမထိထိုင်မသာဖြစ်နေကြတယ်။အကြာကြီးတိတ်ဆိတ်နေပြီးတဲ့နောက်မှာတော့လူတွေတဖြည်းဖြည်းနဲ့အပြိုင်ဆိုင်ပြန်လေတုတ်ပြန်လာကြပြီးပြီးခဲ့တဲ့ဆောင်းတွင်းညတုန်းကအမှားတွေကိုပြင်ဆင်ဖို့ဆုံးဖြတ်လိုက်ကြတော့တယ်။ဒီလိုဆုံးဖြတ်ချက်မျိုးကိုဟဲကြားရွာသားတွေအစကတည်းကချခဲ့တဲ့နာပါ။အခုတော့နောက်ကျလွန်သွားခဲ့ရပြီ။နောက်ရက်မနက်ခင်းမှာတော့နားနေဆောင်မှာຫນွေဦးပွဲတော်ပိတ်ရက်ဆိုတဲ့ဆိုင်းပုတ်လေးကိုချိတ်ဆွဲလိုက်တာမို့ပတ်ဝန်းကျင်တစ်ခုလုံးအလွန်တန်ရှင်းတိတ်ဆိတ်နေခဲ့တယ်။ဝန်ထမ်းတွေလည်းစုချင်းငွေတွေနဲ့အိမ်ပြန်ကုန်ကြပြီမို့ကျွန်တော်တယောက်တည်းဆိုင်မှာကြံခဲ့ပြီးတန်ရှင်းရေးလို့စည်ရင်းစစ်နေတာပေါ့။ကျွန်တော်မှန်တွေကိုလိုက်တိုက်နေတော့ကားမြောင်များဟာကားပါကင်ကျဲကြီးတဲ့ကိုခန်းခန်းနားနားနဲ့မောင်းဝင်လာခဲ့ကြတယ်။ကားတကားတွေပွင့်သွားပြီးရိုးအီနေတဲ့ရွာသား10ကနန်းကျော်လောက်ကားပေါ်ကနေတယောက်ပြီးတယောက်ဆင်းလာကြတယ်။သူတို့မျက်နှာတွေကအနေခက်ပြီးကနာမငြိမ်ဖြစ်နေကြတာပေါ့။အရှိဆုံးကနေအိုတုံးကဥဆောင်လမ်းလျှောက်လာပြီးသူ့နောက်မှာတော့လူကြီးတွေတက်တူရွယ်တူတွေနဲ့တစ်ချိန်ကကျွန်တော်ကိုကဲရဲ့လှောင်ပြောင်ခဲ့ဘူးတဲ့တထေးကြီးတွေပါလာကြတယ်။သူတို့တွေဟာနှစ်တက်ကူလက်ဆောင်ပစ္စည်းတွေကိုကင်ထားကြပြီးခေါင်းတွေကိုငုံထားကကျွန်တော်ကိုတဲ့တဲ့မကြည့်ရဲပဲအရှက်ရမှုနဲ့နောင်နာတွေပြည့်နေခဲ့ကြတယ်။ကျွန်တော်လက်တော့ကိုဝါကိုချလိုက်ပြီးတီနေနဲ့အကြီးနဲ့သူတို့ကိုစိုက်ကြည့်ရင်ဒီနေ့လာကြတာဘာကိစ္စရှိလို့လဲလို့မေးလိုက်တယ်။ဟဲအိုတုံးကအတက်ကိုပြင်းပြင်းရှူလိုက်ပြီးကျွန်တော်ရှေ့ကိုတလန်းတို့ကအောက်ကျပြီးအလေးနဲ့ဥညွှတ်လိုက်တယ်။ပြီးတော့ရွာသားအားလုံးရဲ့ကိုစားအစတုန်းကကဲရဲ့လှောင်ပြောင်ခဲ့တာတွေနဲ့နှိတ်ကိုခဲ့တာတွေအတွက်စစ်မှန်လာတဲ့အမှားဝင်ခံတောင်းပန်စကားကိုဆိုရှာတယ်။သူနောက်ကရွာသားတွေအားလုံးလည်းတင်းကြီးတင်းညွတ်တဲ့ခါကိုညှို့လိုက်ကြပြီးတုံရင်နေတဲ့အတန်တွေနဲ့တောင်းပန်ပါတယ်လို့တိုင်ပင်ထားတယ်လို့အော်ပြောကြတော့တယ်။တကယ်လို့သာလွန်ခဲ့တဲ့6လတုန်းကဆိုရင်ကျွန်တော်စိတ်သက်သာရပြီးအတိုင်းထက်အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်မိမှသိကြပါတယ်။ဒါပေမဲ့အခုအချိန်မှာတော့ကျွန်တော်ကပုံမမြင့်မားတဲ့နေရာမှာရပ်တည်နေပြီးပိုပြီးဝေးဝေးလန်လန်မြင်နေရပြီးမို့စိတ်ထဲမှာအေးချမ်းတည်ငြိမ်မှုပဲရှိတော့တယ်။တစ်ချိန်ကကျွန်တော်ကိုဒေါသထွက်အောင်လုပ်ခဲ့တဲ့သူတွေဟာအခုဆိုကျွန်တော်လုံးသားထဲမှာဘာမှမခံစားရတော့ပါဘူး။ကျွန်တော်နှက်ခမ်းကိုအသားလိုက်ပြီးအရာအလုံးပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်းပြောကအားလုံးကိုမမက်ရက်ခိုင်းလိုက်တယ်။သူတို့ခေါင်းမော့လာတဲ့အခါကျွန်တော်ရဲ့တည်ငြိမ်ပြီးခွင့်လွတ်တဲ့မျက်နှာကိုမြင်လိုက်ရတော့ပိုပြီးတော့အရှက်ရသွားကြရှာတာပေါ့။အသက်ကြီးရဲ့အဖိုးချီကရှေ့ကိုတလန်းတိုးလာပြီးလက်ဆောင်ပစ္စည်းကိုကမ်းပေးတယ်။သူအစကကြောင်အန်းနေမိတာတွေအတွက်တောင်းပန်စကားဆိုရင်ငါတို့ခွင့်လွတ်ဖို့မတောင်းဆိုပါဘူး။စိတ်ထဲမှာအေးချမ်းကျင်လို့လာတာပါ။ဒါပေမဲ့တကယ်ပဲနောက်နိုင်ရမိပါတယ်လို့အမှန်တိုင်းပြောရှာတယ်။ပြီးတော့သူကမျက်နှာပြောင်တိုက်ပြီးဒီနားနေဆောင်မှလူလိုသေးလား။အလုပ်သမားရှာနေသေးလားဗျာ။ငါတို့အလုပ်ကျန်းတွေလုပ်နိုင်ပါတယ်။ဒါစားဘလောက်ပေးကိစ္စ
စ္စမရှိပါဘူးအသက်မွေးဝမ်းကြောင်းလမ်းစာလေးတစ်ခုပဲလိုချင်တာပါလို့လှမ်းမေးပါတော့တယ်ဒါဟာသူတို့ဒီနေ့လာရတဲ့တကယ်ရွေးချက်အစ်စ်ပေါ့တောင်းပန်တာကလည်းအမှန်အသက်မွေးဝမ်းကြောင်းအလုပ်ရှာတာကလည်းအမှန်ပဲသူတို့ကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းကြီးကိုမနာလို့ဖြစ်ပြီးငောင်းတက်ရတာကြောင့်ဒီကျိုးမြတ်ထဲကနေဖယ်စားဖို့လာကြံတာလေကျွန်တော်သူတို့ရဲ့မျှော်လင့်ချက်အပြည့်နဲ့မျက်နှာတွေကိုစိုက်ကြည့်ရင်ခဏလောက်နှုတ်ဆက်နေမိပြီးမှနောက်ဆုံးမှလာတော့ခေါင်းကိုခါရမ်းလိုက်တယ်ပြီးတော့နားနေဆောင်မှာဝန်ထမ်းတွေအလုံးလောက်ရှိပြီးသားမို့ထပ်ပြီးလူမလိုတော့ပါဘူးလို့ပြက်ပြက်သားသားညင်းပယ်လိုက်တယ်သူတို့မျှော်ဝန်းထဲကမျှော်လင့်ချက်အလင်းရောင်တွေချက်ချင်းမေးမိန်သွားခဲ့ရပြီးစိတ်ပြက်အားငယ်မှုတွေနဲ့အထီးကျန်မှုတွေပြည့်နေသွားတော့တာပဲကျွန်တော်ကထပ်လောင်းပြီးအလေးနဲ့ပြောလိုက်တာကဒီနေရာကစီးပွားရေးလုပ်တဲ့နေရာဖြစ်ပြီးပရဟိတကယ်ဆယ်ရေးစခန်းမဟုတ်ပါဘူးကျွန်တော်ရဲ့ဝန်ထမ်းတွေအားလုံးကိုတေးသေးချာချာရွေးချယ်ထားတာဖြစ်ပြီးအားလုံးမှာတန်ဖိုးတစ်ခုကိုဖန်တီးပေးနိုင်တဲ့အတတ်ပညာတွေရှိကြတယ်။လုံအားလျောက်စုလက်ပြန်ရကြတာပါ။တကယ်လို့သာကျွန်တော်ကအတိတ်ကတန်ရောစင်တွေဒါမှမဟုတ်တနာစိတ်တစ်ခုတည်းနဲ့ခင်ဗျားတို့ကိုအလုပ်ခန့်လိုက်မယ်ဆိုရင်အလုပ်ရဲ့အရေးသွေးကိုတတ်မှတ်ဖို့ခက်ခဲသွားလိမ့်မယ်။ဒါစာကမြင့်ပေမဲ့အတတ်ပညာမရှိတဲ့ဝန်ထမ်းတွေကြောင့်လုပ်ငန်းထိခိုက်ရရင်ခင်ဗျားတို့လည်းမကြေမနက်ဖြစ်ကြရလိမ့်မယ်လို့ပြောလိုက်တယ်။ဒီလိုလူမှုရေးမျက်နှာပေးမှုမျိုးကိုဘယ်တော့မှစောင့်ဖွင့်ပေးလို့မရဘူးဆိုတာကျွန်တော်ပြက်ပြက်သားသားသိနေတာကိုကျွန်တော်ရဲ့စကားလုံးတွေကသူတို့ရဲ့လူမှုရေးအကြက်ကိုင်မှုတွေကိုရိုက်ချိုးလိုက်တာဖြစ်ပေမဲ့စကားလုံးတိုင်းကအကျိုးအကြောင်းအချက်လက်ခိုင်လုံလွန်းလာတာမို့သူတို့ဘာမှပြန်မရင်းနိုင်ခဲ့ကြပါဘူး။အဲဒီနောက်မှာတော့ကျွန်တော်လေတန်းကိုအနှဲငယ်ပြောင်းလဲလိုက်ပြီးခင်ဗျားတို့အသက်မွေးချင်ရင်ကျွန်တော်တယောက်တည်းကိုပဲအားကိုးနေစရာမလိုပါဘူးလို့လမ်းစာညွှန်ပြပေးလိုက်တယ်။ဒီအဝေးပြေးလမ်းမကြီးကဒီမြေပြင်ကြီးကိုပြောင်းလဲပစ်လိုက်ပြီးဖြစ်ကြောင်းဟဲ့ကြားရွာဟောင်းရဲ့ပတ်ဝန်းကျင်မှာအခွင့်အလမ်းတွေအများကြီးရှိနေပြီဖြစ်ကြောင်းကျွန်တော်ထောက်ပြလိုက်တာပေါ့။ခင်ဗျားတို့မှာပတ်စံလဲရှိတယ်။ညီလဲရှိတာပဲ။ကိုပိုင်စီးပွားရေးလုပ်ငန်းလေးတွေစတင်ပြီးကျွန်တော်ရဲ့ကုန်ပစ္စည်းပေးသွင်းသူအဖြစ်လက်တွဲလို့ရတာပဲပြလို့အကြံပြုလမ်းညွှန်ပေးလိုက်ပါတော့တယ်။ကျွန်တော်ကတော့နေတိုင်းဟင်းချက်ကုန်ကျန်းတွေကိုအမြောက်များသုံးစွဲနေရတာရွာသားတွေအနေနဲ့ဒါဟာဒါဗန်တယောက်လုပ်ငန်းခွင်ထဲမှာတကယ်ပညာရှင်လိုဟန်ဆောင်နေတာမဟုတ်ဘူးဆိုတာကိုကိုယ်တိုင်မြင်နိုင်ကြပါတယ်ကျွန်တော်ကတိပေးရဲတယ်ခင်ဗျားတို့စီကထွက်တဲ့ပစ္စည်းတွေကအရေးသွေးပြည့်မီပြီးဈေးနှုန်းများတနေတဲ့၍ကျွန်တော်အကုန်လုံးကိုအကျွေးမထားဘဲတင်းကျုံဝယ်ယူပေးမယ်လို့ပြောလိုက်တယ်ပြီးတော့သူများစီမှာအလုပ်ကျန်းလိုက်လုပ်နေတာထက်စာရင်ကိုယ်ပိုင်စီးပွားရေးလေးစတင်လိုက်တာကရရှိမဲ့အကျိုးမြတ်ကအများကြီးပိုများသလိုပိုပြီးတော့လည်းရေရှည်ခံပါတယ်လို့အရှိအတိုင်းပုံပွင့်လင်းလင်းပြောပြလိုက်တယ်ကျွန်တော်ရဲ့စကားလုံးတွေကမိုးကြိုးမုန်တိုင်းလိုပဲသူတို့ရဲ့ရှုပ်ထွေးနေတဲ့အတွေးကဘာကိုရိုက်ခွဲလိုက်ပြီးလူတိုင်းကိုချက်ချင်းနှိုးချသွားစေခဲ့တယ်သူတို့တွေဟာတခြားနေရာမှာအလုပ်ကျန်းလုပ်ဖို့ပဲတွေးမိကြပြီးဒီလိုကိုယ်တိုင်ကုန်ပစ္စည်းပေးသွင်းသူအဖြစ်လောက်ကင်ဖို့ကြတော့တခါမှမစင်စားမိခဲ့ကြဘူးလေအခုတော့သူတို့မျက်ဝန်းတွေထပ်မံတောက်ပလာခဲ့ပြီးအနာဂတ်ရဲ့လမ်းကြောင်းတစ်တွေအတွက်တယောက်နဲ့တယောက်တိုးတိုးတိတ်တိတ်စိတ်လှုပ်ရှားစွာနဲ့စတင်တိုင်ပင်ကြတော့တာပေါ့ဒီအချိန်မှာပဲလူအုပ်ကြီးရဲ့နောက်ွယ်ကနေအိုမင်းရော်တော်နဲ့ပေမန်းနှွမ်းနေနေတဲ့လူရိတ်တစ်ခုထွက်ပေါ်လာခဲ့တယ်ကြီးလိုက်တော့လွန်ခဲ့တဲ့10နှစ်လောက်ကထက်စာရင်အများကြီးပိုပြီးအိုမင်းသွားပြီးသပင်တွေဖြူပွေးနေတဲ့ဝန်တော်ကြီးရဲ့ခင်မွန်းဦးလေးဝန်ဖြစ်နေခဲ့တယ်သူ့လက်ထဲမှာဘာပစ္စည်းမှပါမလာခဲ့ပဲမျက်နှာတစ်ခုလုံးကလည်းနှိမ်ချမှုတွေအားငယ်စိတ်ပြတ်မှုတွေနဲ့ပြည့်နေနေရှာတာသူကျွန်တော်စီကိုတရွေ့ရွေ့လျှောက်လာခဲ့တယ်အကြာကြီးဝေခွဲမရဖြစ်နေပြီးတဲ့နောက်ဆုံးမှကတော့ကျွန်တော်ရှေ့မှာဝုန်းကနေဒူးထောက်လဲကျသွားခဲ့ပြီးငိုတန်ပါကြီးနဲ့တောင်းပန်ရှာတော့တယ်သူကဝန်တော်ကြီးလေးဖြတ်သွားလို့စေကူသားစရိတ်နဲ့စေဘိုးဝါးခတွေကအစမတန်ကုန်ကြနေတဲ့အကြောင်းဒါဖြစ်သူကလည်းအကျွေးတွေပက်လဲဝိုင်းနေပြီးအိမ်ကရော်ချင်းငွေတွေလည်းကုန်သွားတာကြပြီဖြစ်လို့အခုဆိုဘာထွက်ပေါက်မှမရှိတော့တဲ့အကြောင်းအသေးအတန်ပြောပြရှာတယ်ပြီးတော့အရင်တုန်းကကျွန်တော်မိသားစုအပေါ်ကောလာဟာလာတွေအဆိုးဝါးဆုံးရှောက်ဖြန့်ခဲ့တာကိုပြန်ငဲ့ညာပြီးပတ်စံအချို့လောက်ရှော့ရှော့ပေါ်ပေါ်နဲ့ချေးပေးပါအောင်လို့ဒူးထောက်ငွေယိုတောင်းပန်ရှာတာပေါ့သူတို့မိသားစုဒီလိုအခြေအနေဆိုးကြီးနဲ့ကြုံနေရတာကိုကျွန်တော်ကတော့အေးဆက်ဆက်အကြည့်တွေနဲ့ပဲစိုက်ကြည့်နေမိပြီးစိတ်ထဲမှာတနာစိတ်အနေငယ်ညတာမရှိခဲ့ပါဘူးကျွန်တော်သူ့ကိုလုံးဝမထူခဲ့တယ်လို့ကျွန်တော်အနေနဲ့ခင်ဗျားတို့ကိုဘယ်တော့မှပတ်စံချေးမှာမဟုတ်ဘူးလို့ပြက်ပြက်သားသားပဲညှင်းလွတ်လိုက်တယ်ကျွန်တော်ရဲ့သဘောထားကအစွမ်းကုန်တောင်းတင်းခိုင်မာနေခဲ့တာပါပြီးတော့ကျွန်တော်အစတုန်းကဟဲအိုသုံးကိုကူညီခဲ့တာကလူသားချင်းစာနာတဲ့ကိုကျင့်တရားအရာအသက်အန္တရာယ်ဆိုးရင်ရတဲ့ကိစ္စမို့လို့ဗျခင်ဗျားတို့မိသားစုရဲ့ဒုက္ခကတော့ကိုပြုတ်တဲ့ကံကိုပြန်ခံရတာဖြစ်ပြီးခင်ဗျားတို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းရဲ့ရလဒ်ပဲဝန်တော်ကြီးကစိတ်ပုတ်တယ်အပြောဆိုကြမ်းတမ်းတယ်သားဖြစ်သူကလည်းဖဲကစားပြီးလောင်းကစားဆွဲတယ်အင်ကြီးတစီးသွားတာကခင်ဗျားတို့ခံရမယ့်အကျိုးဆက်ပဲလို့ရှင်းပြလိုက်တယ်လူတိုင်းဟာကိုရွေးချယ်ခဲ့တဲ့လမ်းအတွက်ထိုက်တန်တဲ့တန်ဖိုးကိုပြန်ပေးဆက်ကြရစမြဲပဲလေကျွန်တော်ကကဲတင်ရှင်မဟုတ်တလို့သူတို့ကိုယ်တိုင်တူးခဲ့တဲ့တွင်းနဲ့ကြီးကိုလိုက်ဖို့စရာအကြောင်းလည်းမရှိဘူးစကားပြောပြီးတာနဲ့ကျွန်တော်လှည့်ထွက်ပြီးအိမ်ထဲဝင်ကတကားကိုတင်းတင်းကြပ်ကြပ်ပိတ်ပစ်လိုက်ပြီးအတန်တောင်းပန်တိုးရှိုးတန်တွေအားလုံးကိုဖျက်တောက်လိုက်တော့တယ်ကျွန်တော်ရဲ့ဒီလိုလုပ်ရက်ကသွေးအေးတယ်ရက်ဆက်တယ်လို့အပြောခံရမယ်ဆိုတာကျွန်တော်ကောင်းကောင်းသိပါတယ်ဒါပေမဲ့ဒါဟာကျွန်တော်ရဲ့မူဝါဒပဲကျွန်တော်မှာရှင်းလင်းပြတ်သားတဲ့ကလေးစားချေမှုနဲ့ကျေးဇူးဆက်မှုရှိတယ်အာဃာတတွေကိုတော့လိုက်ပြီးမတုံ့ပြန်တော့ဘူးဒါပေမဲ့သူတို့ကိုလုံးဝခွင့်လွှတ်ပြီးခံမှလည်းမဟုတ်ဘူးသူတို့တွေကိုစိုက်ခဲ့တဲ့အစိတ်ပင်ရဲ့အသီးကိုပြန်စားပြီးစောက်တီရမရဖြစ်နေတာကိုဘေးကနေလက်ပိုက်ကြည့်နေပေးတာကပဲကျွန်တော်ရဲ့အကြီးမားဆုံးဂရုဏာပဲဗျာတကားပြင်ဘက်မှာတော့ဝန်တော်ကြီးရဲ့ခင်မွန်းဟာမြေပြင်ပေါ်မှာခွေလဲကြရင်အသေးအတန်ငိုကြွေးကအားကိုးရမယ်ဖြစ်ကြံရခဲ့ရှာတယ်ကျန်တဲ့ရွာသားတွေကတော့ပိတ်ထားတဲ့တကားကြီးကိုကြည့်နေတဲ့သူ့ကိုကြည့်ရင်စိတ်ထဲမှာတနာစိတ်ရောတစ်ချိန်တည်းမှာပဲခန့်ညားယူသည်ထိတ်လန့်မှုတွေပါပြည့်နှက်သွားကြတော့တယ်သူတို့တွေနောက်ဆုံးမှလာတော့အပြည့်အဝသဘောပေါက်သွားကြပါပြီကျွန်တော်ဟာအရင်တုန်းကလိုသူတို့အလိုရှိတိုင်းညှစ်ချင်တိုင်းညှစ်လို့ရမယ့်လူငယ်လေးတစ်ယောက်မဟုတ်တော့ဘူးကျွန်တော်ဟာအဆွဲတကွေးကွေးနဲ့ချင်းတစ်ကောင်ဖြစ်နေပြီလေကျွန်တော်စကားကိုနားထောင်တဲ့သူတွေကတော့အခွင့်အလမ်းရကြမှာဖြစ်ပြီးကျွန်တော်ကိုစန့်ကျင်တဲ့သူတွေကတော့အပိုင်းပိုင်းအဆအကြေမွသွားကြရုံပဲရှိတော့တယ်ဒီလိုနဲ့ပဲကနာမငြိမ်ဖြစ်ခဲ့ရတဲ့ຫນွေဦးပွဲတော်နှစ်တစ်ကူကာလကကုံဆုံးသွားခဲ့ပြီးအရာအလုံးဟာပုံမှန်လမ်းကြောင်းပေါ်ပြန်ရောက်လာခဲ့တယ်ဝန်တော်ကြီးမိသားစုရဲ့ကံကြမ္မာနဲ့ကျွန်တော်ရဲ့ပြတ်သားတဲ့စကားလုံးတွေကပြောင်းရွှေ့သွားတဲ့အိမ်အောင်စုတွေရဲ့နောက်ဆုံးကန်ဆန်းလိုစိတ်လေးကိုပါအပီးတိုင်ရိုက်ချိုးပစ်လိုက်နိုင်ခဲ့တယ်ကျွန်တော်စီကနေအလကားအမျက်ထုတ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်တော့ဘူးဆိုတာသူတို့သိသွားကြပြီလေသူတို့အတွက်တခုတည်းသောထွက်ပေါက်ကကျွန်တော်လမ်းညွှန်ပြသပေးခဲ့တဲ့အဝေးပြေးလမ်းရဲ့လမ်းကြောင်းတိုင်းကျွန်တော်ရဲ့ကုန်ပစ္စည်းပေးသွင်းသူတွေဖြစ်လာဖို့ပဲ28ရက်နေ့မှာတော့နားနေဆောင်ကိုတရားဝင်ပြန်လည်ဖွင့်လှစ်လိုက်ပြီးအလုံးရှုံမဲ့နှစ်တစ်ကိုစီးကြိုလိုက်တယ်သူတို့တွေကလည်းအချိန်ကိုကွက်တိတပြိုင်တည်းစတင်ကြတာဗျာဟဲ့ကြားရွာဟောင်းရဲ့အပြက်စီးမြေကွက်လွတ်တွေပေါ်မှာဟင်းသီးဟင်းရွက်စိုက်ပျိုးမဲ့ဖန်လုံအိမ်တွေကိုအလင်းမြန်ဆောက်လုပ်ကြတော့တာပဲအိုသုံးနဲ့အဖိုးစုတို့ကအရှိဆုံးကနေဥဆောင်ကြတာသူတို့တွေပတ်စံတွေကိုစုကြဘဏ်ကနေချင်းငွေတွေယူကြပြီးလုပ်ငန်းကိုစတင်ခဲ့ကြတယ်ညီပညာရှင်တွေကိုငှားရမ်းပြီးအရေးသွေးမြင့်တဲ့မျိုးစေ့တွေနဲ့ကြက်ပေါက်စလေးတွေကိုယူဆောင်လာကစံချိန်စံညွှန်းပြီးစို
စိုက်ပျိုးမွေးမြူရေးကိုစနစ်တကျလုပ်ကင်ကြတော့တာပေါ့အစတုန်းကတော့ရွာသားအများစုကဘေးကနေကြည့်ုံပဲကြည့်နေကြပြီးပတ်စံကိုအလွယ်တကူမရင်းနှီးရကြသေးဘူးဒါပေမဲ့ပထမဆုံးထွက်ရှိလာတဲ့ဟင်းသီးဟင်းရွက်တွေနဲ့ဒေသချက်တွေကိုကျွန်တော်ကဈေးကောင်းပေးပြီးအကုန်လုံးကိုတိန်းကျုံဝယ်ယူပေးလိုက်တဲ့အချိန်မှာတော့သူတို့တွေအနေအချင်းငွေသားတွေတန်းရသွားကြတာမို့လက်တွေရရှိလာတဲ့စစ်မှန်တဲ့ဝင်ငွေကြီးကလူတိုင်းကိုယူသွတ်သွားစေခဲ့တော့တာပါပဲဘေးကနေစောင့်ကြည့်နေတဲ့ရွာသားတွေလည်းဆက်ပြီးငြိမ်မနေနိုင်ကြတော့ပဲသူတို့ရဲ့ဖြတ်သိမ်းရေးရော်ကြေးငွေတွေကိုထုတ်ပြီးဒီလုပ်ငန်းရှင်အဖွဲ့တွေကိုအလူရက်ဝင်ရောက်ပူးပေါင်းကြတော့တာပေါ့အချိန်တိုလေးတွင်းမှာပဲဟဲကြားရွာဟောင်းတစ်ခုလုံးမှာဟင်းသီးဟင်းရွက်ဖန်လုံအိမ်တွေနဲ့ဝင်းမြူရေးခြံတွေဟာနေရာအနှံ့အကျိတ်နေပေါ်ပေါက်လာခဲ့တော့တယ်ရွာလူကြီးဟောင်းဝင်ချီတောင်မှမျက်နှာပြောင်တိုက်ပြီးအဖွဲ့တွေဝင်လာခဲ့ပြီးလုပ်ငန်းတွေကိုစနစ်တကျညှိနှိုင်းစီမံခန့်ခွဲပေးရတဲ့တာဝန်ကိုယူရှာတယ်ကျွန်တော်လည်းကိုယ်ကတိအတိုင်းတည်ခဲ့ပါတယ်ထွက်ရှိလာတဲ့ကုန်ပစ္စည်းတွေရဲ့အရေးသွေးကစံချိန်မီနေတဲ့၍ဝယ်ယူမှုအားလုံးကိုပတ်စံအကျွေးမထားဘဲတန်းချေပေးခဲ့တယ်ကျွန်တော်ရဲ့နားနေဆောင်ဟာကုန်ပစ္စည်းတွေရဲ့နောက်ဆုံးကုန်ချရာနေရာဖြစ်လာခဲ့ပြီးတရွာလုံးရဲ့စီးပွားရေးပြန်လည်ဦးမော့လာအောင်လှုံ့ဆော်မောင်းနေပေးနိုင်ခဲ့တာပေါ့ကျွန်တော်ရှေ့ကနေဦးဆောင်ပြီးလေယာထွက်ကုန်သမဝါယမအသင်းတွေကိုတီထောင်လိုက်ကစနစ်တကျဝယ်ယူခြင်းငွေရှင်းခြင်းနဲ့အရေးသွေးထိန်းချုပ်ခြင်းတွေကိုတညီတညွတ်ထဲလှုပ်ဆောင်ခဲ့တယ်အတိတ်တုန်းကမတင်မမြတ်ဖြစ်ခဲ့ကြတဲ့ရွာသားတွေဟာအခုဆိုအကျိုးစီးပွားတွေရဲ့မောင်းနေမှုအောက်မှာမကြုံစဘူးထူးကဲစွာစီးလုံးညီညွတ်သွားကြတော့တာပဲသူတို့တွေကျွန်တော်ကိုအရင်လိုနာမည်ပြောင်းတွေနဲ့မခေါ်ရဲကြတော့ပဲရိုးရိုးသေးသေးနဲ့တထေးကြီးဒါပန်လို့ပဲလှမ်းခေါ်ကြတော့တယ်သူတို့ရဲ့မျက်ဝန်းတွေထဲမှာကျေးဇူးတင်မှုတွေနဲ့ခံညားယူသေးမှုတွေပြည့်နေနေခဲ့တာပေါ့သူတို့ကိုဒီလိုအားကိုးရမယ့်အကြက်တဲဒုက္ခကြီးတွေကနေဆွဲထုတ်ပေးခဲ့တာအလကားထိုင်စားရင်ပတ်စံကုန်မဲ့ဘေးဒုက္ခကနေလွတ်မြောက်အောင်လုပ်ပေးခဲ့တာကျွန်တော်ဆိုတာသူတို့ကောင်းကောင်းသိနေကြပြီလေဒီငိမ့်နဲ့ဝင်ငွေအရင်းမြစ်တွေရရှိပြီးနားနေဆောင်လေးဟာတစ်နေ့ထက်တစ်နေ့ပိုမိုစီကားတောက်ပနေတဲ့အချိန်တရက်မွန်းတဲ့ချိန်မှာတော့ဘေးဘက်မှာအိုရှိတဲယူပို့ဆောင်ရေးဆိုတဲ့တစိမ့်ရိုက်နေထားတဲ့စီးပွားရေးသုံးကားကြီးတစ်စီးဟာဖုန်တစ်ထောင်းထောင်းထအောင်မောင်းနေလာခဲ့ပြီးနားနေဆောင်ရဲ့တကားဝမှာဆိုက်ရက်လိုက်ပါတယ်ကားပေါ်ကနေဝစ်စုံပြေဝစ်စင်ထားတဲ့အမှုဆောင်အရာရှိတယောက်ဆင်းလာပြီးကျွန်တော်ရဲ့ရုံးခန်းစီကိုတန်းလျှောက်လာခဲ့တယ်သူတကားကိုတွန်းဖွင့်ဝင်လာတဲ့အခါအမှုအရာကအစွမ်းကုန်မောက်မာစော်ကားလွန်းလာပြီးစကားဆက်လိုက်တာကလည်းပူပေါင်းဆောင်ရွက်ရေးဆိုတဲ့စကားလုံးကြီးနဲ့ပေါ့ဒီမြေကွက်ကိုဈေးပေါ်ပေါ်နဲ့ကျွန်တော်တို့စီရောင်းပြီးကျွန်တော်တို့ရဲ့ကွင်းဆက်စနစ်ထဲဝင်မလားဒါမှမဟုတ်ပိုင်းပိုင်းအဆအချိန်မုန်းခံရမယ့်အချိန်ကိုပဲထိုင်ဆောင်နေမလားဆိုပြီးတော့ပေါ့အမှုဆောင်အရာရှိကအထက်စီးနဲ့စကားပြောရင်းမြေပုံဒီဇိုင်းတွေကိုစပွဲပေါ်ပစ်ချလိုက်တယ်ပြီးတော့ကျွန်တော်တို့ကခမည်းအိမ်ရဲ့ဘေးနာမီတာ900အကွာမှာခင်မီနာနေဆောင်ကြီးတစ်ခုစောက်တော့မှာအလိုလျောက်အယောင်ဆက်တွေဂျပန်စားတောက်ဆိုင်တွေနဲ့ဟိုတယ်တွေအကုန်ပါဝင်မှာဗျကော်ပိုရေးရှင်းကြီးတွေရဲ့ငွေပင်ငွေရင်းကခမည်းစီလာမဲ့ဧည့်သည်တွေကိုမျက်စိတစ်မိတ်အတွင်းမှာချက်ချင်းပြတ်တောက်ပစ်နိုင်တယ်ခမည်း3လတောင်တောင်းခံနိုင်မှာမဟုတ်ပါဘူးလို့ချင်းချောက်တော့တာပဲကျွန်တော်လက်ချောင်းလေးတွေနဲ့စပွဲခုံကိုခက်မှန်မှန်တောက်နေရင်တီတီငိမ့်ငိမ့်ပဲမျက်နှာချင်းဆိုင်စိုက်ကြည့်ကဒါဆိုလဲဘယ်သူနိုင်မလဲစောင့်ကြည့်ကြတာပေါ့လို့ပဲပြောပြီးသူ့ကိုအေးဆေးဆေးပြန်လွှတ်လိုက်တယ်ဒီသတင်းကရွာဟောင်းကလူတွေကြားထဲကိုအလင်းမြန်ပြန့်နှံ့သွားခဲ့ပြီးထိတ်လန့်တုန်လှုပ်မှုတွေကကူးဆက်ရောဂါလိုပဲထပ်မံလွှမ်းမိုးသွားပြန်တယ်အိုးသုံးဆိုရင်ဖန်လုံအိမ်ဘေးမှာစောင့်ကြောက်ထိုင်ရင်တယောက်တည်းစိုးရိမ်ပူပန်နေရှာတယ်အဖိုးစုလဲတုတ်ကောက်ကြီးကိုအားပြုရင်အိမ်ကိုရောက်လာခဲ့ပြီးတုံရင်နေတဲ့အတန်နဲ့ငှာမြည်ဒီလို corporation blue ကြီးတွေရောက်လာရင်တို့ရဲ့ဖန်လုံအိမ်ဟင်းသီးဟင်းရွက်တွေကလုံးဝရောင်းမထွက်တော့ပဲလမ်းဘေးရောက်ကုန်မှလားလို့လာမေးရှာတယ်အချို့လူတွေကလည်းဒီလိုဆိုရင်တော့အစကတည်းကစာချုပ်ဖြတ်သိမ်းပြီးကုမ္ပဏီကြီးတွေဘက်ကိုပဲကူးလိုက်တာပိုကောင်းမယ်ထင်နေဆိုပြီးတိတ်တိတ်ဆိတ်လေးတန်းပြစ်လာကြတာပေါ့ညနေပိုင်းမှာတော့ကျွန်တော်တို့ရဲ့အဓိကအဖွဲ့အားလုံးအစည်းအဝေးခန်းမထဲမှာစုယုံရောက်ရှိခဲ့ကြတယ်လူတိုင်းရဲ့မျက်နှာကတီးတန့်လေးနဲ့နေတာပေါ့စပုံမူကြီးနွားစာတာလူကတတိတို့တွေကိုကာကွယ်တဲ့အနေနဲ့ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေကိုအရင်ဆုံးလျှော့ချလိုက်ရင်မကောင်းဘူးလားလို့မေးတယ်စပွဲထိုးကောင်မလေးနှစ်ယောက်ကလည်းတနေ့နေ့မှာအလုပ်ပြုတ်သွားမှာကိုစိုးရိမ်ပြီးတိုးတိုးတိတ်တိတ်တိုင်ပင်နေကြတာကျွန်တော်အလင်းစလုံးနဲ့ချက်ချင်းပြန်မငင်းပယ်ခဲ့ပါဘူးခေါင်းလဲလိုက်ပြီးဘန်နာရဲ့အစီရင်ခံစာနှစ်ခုကိုပရိုဂျက်တာနဲ့နံရံပေါ်ထိုးပြလိုက်တယ်တစ်ခုကတော့ကျွန်တော်တို့ဆိုင်ရဲ့ဧည့်သည်တွေပြန်လည်လာရောက်မှုနှုန်းဖြစ်ပြီးဒါဟာစက်မှုလုပ်ငန်းတစ်ခုရဲ့ပြန်မြအဆင့်ထက်အများကြီးပိုပြီးမြင့်မားနေတာကိုပြသနေပါတယ်နောက်တစ်ခုကတော့အဲ့ဒီကွင်းဆက်နားနေဆောင်ကြီးတွေရဲ့စိုးဝါးတဲ့အကဲထက်ချက်တွေဖြစ်ပြီးဧည့်သည်အများစုကအေးဆက်ဆက်နိုင်ပြီးလူသားဆန်မှုလုံးဝမရှိဘူးဆိုပြီးဝေဖန်ထားကြတာပါကျွန်တော်ဒီအချက်လက်တွေကိုလက်ညှိုးထိုးပြရင်သူတို့တွေကအဆောက်အုံပမာဏအပိုင်းမှာနိုင်ကျင်နိုင်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ကတော့လူတွေရဲ့နှလုံးသားကိုရရှိခြင်းအဖြစ်အနိုင်ယူမှာလို့ပြောလိုက်တယ်လူတိုင်းခဏလောက်နှုတ်ဆက်သွားကြပြီးတဲ့နောက်သူတို့မျက်ဝန်းထဲကစိုးရိမ်ပူပန်မှုတွေဟာတဖြည်းဖြည်းနဲ့တက်သားခိုင်မာတဲ့ယုံကြည်မှုတွေစီပြောင်းလဲသွားခဲ့တော့တယ်နောက်ရက်မနက်ခင်းမှာတော့ကျွန်တော်ရွာသားတွေအားလုံးကိုအစည်းအဝေးခေါ်ယူပြီးစိတ်လှုပ်ရှားကနာမငြိမ်ဖြစ်နေတာတွေကိုတည်ငြိမ်အောင်လုပ်ပေးလိုက်တယ်ကျွန်တော်လူတိုင်းကိုပြောလိုက်တာကကျေးလက်ရဲ့စစ်မှန်တဲ့လူနေမှုအငွေသက်တွေဟာ corporation ကြီးတွေရဲ့ငွေပင်ငွေရင်းကိုတိုက်ဖြတ်မဲ့ကျွန်တော်တို့ရဲ့အကြီးမားဆုံးအထူးလက်နက်ပဲဗျတို့တွေဘက်ကကုန်ပစ္စည်းအရေးသွေးနဲ့လူတွေရဲ့နှလုံးသားကိုသာတေးသေးချာချာထိန်းသိမ်းထားနိုင်မယ်ဆိုရင်ဘလောက်ပဲကြီးမားတဲ့ဘလူးကြီးတွေရောက်လာပါစေတို့ကိုဘာမှလုပ်လို့မရဘူးလို့ပြောလိုက်ပါတယ်။အိုသုံးကလက်တီးကိုချစ်ပါအောင်ဆုပ်လိုက်ပြီးဒါပန်းတို့တွေမင်းဘက်ကပဲအပြည့်အဝရက်တီပြီးအတူတူတိုက်ပွဲဝင်မှာပါလို့အဲ့နေရာမှာတင်အော်ပြောတော့တာပဲ။အဖိုးစုကလည်းသူ့ရဲ့တုတ်ကောက်ကြီးနဲ့မြေပြင်ကိုတဒုံဒုံထုရင်းတရွာလုံးညီညွတ်စွာနဲ့ပြင်ပရန်သူကိုအတူတူတွန်းလှန်ကြမယ်ဆိုတဲ့ကြွေးကြော်တန်တွေကိုဟစ်ကြွေးလိုက်တာမို့လူထုရဲ့စိတ်တွေလုံးဝတည်ငြိမ်သွားခဲ့ရပြီ။ကျွန်တော်ချက်ချင်းပဲဂျိုးကြားရွာအစင်းမြင့်တင်ရေးစီမံကိန်းကိုစတင်လိုက်တော့တယ်။သုံးထပ်ပါဝင်တဲ့အစင်းမြင့်ဟိုတယ်အသေးစားလေးကိုတိုးချက်ဆောက်လုပ်ပြီးကားမောင်းသမားတွေအတွက်တီးတန့်ဖြစ်တဲ့ရင်မောင်းများနားနေဆောင်ကျန်းမာရေးစောင့်ရှောက်မှုစင်တာကိုတည်ထောင်လိုက်တယ်။ရွာထဲကအတွေ့အကြုံရင်တရုတ်တိုင်းရင်းဆေးဆရာကြီးတွေကိုဖိတ်ခေါ်ပြီးရင်မောင်းတွေရဲ့ခန္ဓာကိုယ်ညောင်းညာပူပန်မှုတွေကိုပြေပြောက်စေမဲ့ရိုးရာအနှိပ်ကူထုံးတွေကိုစီစဉ်ပေးခဲ့တယ်။ဒါအပြင်အခမဲ့ရေနွေးနွေးနဲ့ချိုးလို့ရမယ့်ရေချိုးခန်းတွေအဝတ်လျှော်ခန်းတွေနဲ့ရိုးရှင်းတဲ့အပန်းဖြေနားနေဆောင်တွေကိုပါအကုန်လုံးအတွက်အခမဲ့ဖွင့်လှစ်ပေးလိုက်တာပေါ့။စားတောက်ဆိုင်ကိုလည်းလုံးဝအဆင့်မြင့်တင်လိုက်ပြီးမှန်ကြည့်တက်ထားတဲ့မိဖို့ချောင်ရဲ့အခြေအနေကို24နာရီပတ်လုံးဓာတ်ရိုက်ထုတ်လွှင့်ပြသထားတာမို့ခရီးသည်တွေအနေနဲ့မိမိတို့ရဲ့ကားပေါ်ကနေတင်ဟင်းရတပွဲချင်းစီရဲ့တန်ရှင်းလာတဲ့ချက်ပြုတ်ပုံလုပ်ငန်းစဉ်တစ်ခုလုံးကိုအတိုင်းသားအထင်ရှားမြင်တွေ့နိုင်ခဲ့ကြတယ်။ဒါတင်မကသေးဘူးကျွန်တော်ကအွန်လိုင်းကနာမည်ကြီးဓာတ်ရိုက်ထုတ်လွှင့်သူတွေနဲ့ဆက်သွယ်ပြီးဆိုင်ရဲ့ခောက်ဆွဲတဲ့ပကံလုံးစတင်မွေးဖွားလာပုံလုပ်ငန်းစဉ်တစ်ခုလုံးကိုလူမှုကွန်ရက်ပေါ်မှာဓာတ်ရိုက်ထုတ်လွှင့်ပြသခဲ့တယ်။ပူပြင်းနေတဲ့တန်တဲ့အိုကြီးလက်ဆက်လာတဲ့ကုန်ကျန်းတွေကတဆင့်စကားတဆင့်နားနဲ့အွန်လိုင်းအသုံးပြုသူတွေရဲ့စိတ်နှလုံးကိုချက်ချင်းဖန်ဆားလိုက်နိုင်တော့တာပေါ့။အဲဒီနောက်မှာတော့ကျွန်တော်ကရွာသားတွေကိုယ်တိုင်လက်ရည်နဲ့ရေးသားထားတဲ့စူတောင်းမြစ်တာမွန်ကပ်ပြားလေးတွေပါဝင်တဲ့ပြုတ်ဝက်စံပြဘူးခွန်ထမင်းဘူးတွေကိုပါထပ်မံမိတ်ဆက်ပြီးဈေးကွက်ကိုထိုးဖောက်လိုက်ပါတော့တယ်။
ခရီးစဉ်တစ်ခုလုံးဘေးကင်းချုံးမွေပါစေနေပြင်းနွေးနွေးနဲ့လမ်းခရီးတာယာပါစေဆိုတဲ့ဆုတောင်းစာသားလေးတွေကမရေတွက်နိုင်တဲ့လမ်းသွားလမ်းလာခရီးသည်တွေရဲ့စိတ်နှလုံးကိုနှွေးထွေးစေခဲ့တယ်။ကြိုးကြားရွာနားနေဆောင်ဟာလိုင်းပေါ်တွေမှာလည်းအရှိန်ဟုန်နဲ့နာမည်ကြီးပြီးလူတိုင်းလာရောက်တဲ့ပုံရရမယ့်နေရာတစ်ခုဖြစ်လာခဲ့တော့တာပေါ့။အဝေးပြေးလမ်းမကြီးပေါ်မှာရှာမရှားတဲ့လူသားဆန်နဲ့ကြေးလက်လက်ရအစစ်မှန်ရှိတဲ့နေရာလို့လူတိုင်းကတညီတညွတ်သေးပြောကြတယ်။အချိန်ထဲမှာပဲလမ်းတစ်ဖက်ကလျက်မှာရှိတဲ့ Corporation Blue ကြီးရဲ့ခင်မီနားနေဆောင်ကြီးလည်းပြိုင်တူဖွင့်လှစ်ခဲ့ပါတယ်။ဒါပေမဲ့အခြေအနေကတော့လုံးဝ၆ကပ်နေခဲ့တာဗျာ။ကားမောင်းသမားတွေဟာတန်းစီပြီးစောင့်ရတာတောင်ဒီဘက်ဆိုင်မှာပဲလာစားကြပြီးဟိုဘက်ဆိုင်ကအေးဆက်ဆက်နိုင်တဲ့နန်းတွင်းဟင်းလျာတွေကိုတော့လှည့်တောင်မကြည့်ကြဘူး။သူတို့ဟိုတယ်ကိုလည်းဘယ်သူမှစိတ်မဝင်စားကြပါဘူး။လူတိုင်းကမြေပြင်နဲ့နီးစပ်ပြီးနှွေးထွေးတဲ့အောက်ခြေကြတဘာဝတရားကိုပဲပို့ပြီးနှစ်သက်ကြပါတယ်။ဟိုဘက်ဆိုင်ကခင်မီစကရိယာတွေကလက်ပုံနဲ့နန်းလိုစမ်းပြနေပေမဲ့တို့ဆိုင်ရဲ့နှွေးထွေးလာတဲ့နှုတ်ဆက်စကားတခွန်းကိုတော့ဘလို့မှမရှင်းနိုင်ခဲ့ပါဘူး။ Corporation ကြီးရဲ့အမှုဆောင်အရာရှိတွေဟာဝင်းပြင်ကျဲကြီးထဲမှာရက်နေရင်မျက်နှာကြီးတွေပြာနှမ်းနေခဲ့ပေမဲ့ဘာမှမတတ်နိုင်ခဲ့ကြပါဘူး။သူတို့တွေလုပ်ငန်းကိုတိုးချဲ့ဖို့စ조사ပြန်တော့လေပတ်လေကမြေခွက်တွေအားလုံးဟာလေယာထွက်ကုန်သမဝါယမအတင်းရဲ့လက်ထဲမှာပဲရှိနေတာလေ။ရွာသားတွေကမငှားဘူးဆိုပြီးအသေးပိတ်ငင်းကြသလိုပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အပြင်မြေတလက်မကိုတောင်အပဲ့မခံကြဘူးဗျာ။မြေတူးဆက်ကြီးလုပ်ငန်းခွင်ထဲဝင်လာတာရက်တစ်ပတ်နှစ်ပတ်လောက်ရှိသွားပြီဖြစ်ပေမဲ့စောက်လို့ရေးလုပ်ဖို့မြေနေရာအလုံးလောက်တောင်မရခဲ့ကြပါဘူး။ကုန်ပစ္စည်းထောက်ပံ့ရေးလိုင်းကပြတ်တောက်ဧည့်သည်အဝင်ထွက်က6ကပ်နေတော့ Corporation Blue ကြီးခမများရှေ့တိုးမရနောက်ဆုံးမရအကြက်ရိုက်တဲ့အနေထားတွေပိတ်မိသွားခဲ့ရတော့တယ်။3လအကြာမှာတော့တစ်ဖက်ကုမ္ပဏီရဲ့အဆင့်မြင့်အရာရှိတွေဟာအင်ကိုကိုယ်တိုင်ထပ်မံရောက်ရှိလာခဲ့ကြပြီးအမူအရာကတော့အစွမ်းကုန်အောက်ကျိုးလိုနေခဲ့ပါပြီ။သူတို့တွေလုပ်ငန်းသိမ်းပိုက်မဲ့အကြောင်းကိုလုံးဝမဟုတ်ဝင်ကြတော့ပဲကျွန်တော်တို့ရဲ့ကုန်ပစ္စည်းထောက်ပံ့ရေးကွင်းဆက်ထဲမှာအစိပ်ပိုင်းတစ်ခုအနေနဲ့ပဲပါဝင်ခွင့်ရဖို့လာရောက်တောင်းပန်တိုးရှိုးကြတော့တာပေါ့ကျွန်တော်ကတော့ခေါင်းကြီးပြလိုက်ပေမဲ့ဈေးနှုန်းသတ်မှတ်ပိုင်ခွင့်နဲ့အရေးသွေးစံချိန်စံညွှန်းအားလုံးကိုတော့ကိုယ့်လက်ထဲမှာပဲပြက်ပြက်သားသားစုပ်ကင်ထားခဲ့တယ်ဒီစီးပွားရေးစစ်ပွဲမှာကျွန်တော်ဟာမိခင်ကျေးလက်မြေပြင်ကိုဒိုင်းဖြစ်သုံးကလူတွေရဲ့နှလုံးသားကိုမြည်ပြူဟာအဖြစ်စီမံပြီးအပြည့်အသက်အောင်ပွဲခံနိုင်ခဲ့တာပါပဲစောင်းနှောင်းပိုင်းကာလမှာတော့ကျွန်တော်ရှေ့ကနေဥဆောင်ပြီးဟန်နန်တောင်ပိုင်းအဝေးပြေးလမ်းမကြီးစီးပွားရေးမဟာမိတ်အဖွဲ့ကိုတရားဝင်တည်ထောင်လိုက်တယ်ပတ်ပတ်လည်နားနေဆောင်တွေကလယ်သမားတွေနဲ့ကုန်သည်စီးပွားရေးသမား10ကနန်းကျော်လောက်အားလုံးဝင်ရောက်ပူးပေါင်းခဲ့ကြတာပေါ့ကျွန်တော်ကစီကံချက်တွေကိုတတ်မှတ်ပေးတယ်အရေးသွေးကိုတပြေးညီထိန်းချုပ်တယ်ဝယ်ယူမှုတွေကိုတညီတညွတ်တည်းလှုပ်ဆောင်ပြီးဧည့်သည်တွေကိုလည်းစနစ်တကျခွဲဝေပေးခဲ့တယ်အတိတ်တုန်းကနားနေဆောင်လေးရဲ့ဆိုင်ရှင်အသေးစားလေးဟာအခုဆိုရင်ဒေတာတစ်ခုလုံးရဲ့စီကံချက်တွေကိုတတ်မှတ်ပေးရတဲ့စီကံထိန်းသိမ်းသူအဖြစ်လုံးဝအသွင်ပြောင်းလဲသွားခဲ့ပါပြီအသစ်ဆောက်လုပ်ထားတဲ့ကျေးလက်ဗဟိုစီးပွားရေးဆောင်ရဲ့အမိုးပေါ်ကဝရန်တာမှာရက်နေရင်ကိုယ်ကောက်ပြီးစံတန်းနေတဲ့အဝေးပြေးလမ်းမကြီးကိုကျွန်တော်လှမ်းကြည့်နေမိတယ်။ရင်ကျော်တွေကရကန်းရက်နေတယ်လို့မျိုးအဆက်မပြတ်စီးဆင်းနေပြီးကားမီးရောင်တွေကအဝေးစီတို့ပြေးဝင်နေတဲ့ငကားငွေတန်းဂလက်စီကြီးတစ်ခုလိုချိတ်ဆက်နေခဲ့တာပေါ့။မိဘနှစ်ပါးစလုံးလည်းကျွန်တော်ဘေးနားမှာရက်နေကြရင်မျက်နှာတစ်ခုလုံးဂုံယူဝင်ကြွားမှုတွေနဲ့ပြည့်နေနေခဲ့ပြီးဘာစိုးရင်ပူပန်မှုမှမရှိတော့ပါဘူး။မာစတာလျူကစပိုမှုအဖွဲ့ကိုဦးဆောင်ပြီးဟင်းလျာအသစ်တွေကိုချက်ပြုတ်နေတာမို့ဟင်းနှံတွေကဒီဇိုင်းလုံးမှွေးပြတ်နေခဲ့တယ်။ဝန်ထမ်းတွေလည်းမိမိတို့တာဝန်တီးတီးကိုကြေပွန်စွာထမ်းဆောင်နေကြပြီးမျက်နှာပေါ်မှာတည်ငြိမ်ရိုးသားတဲ့အပြုံးတွေနဲ့ပေါ့။ဂျိုးကြားရွာရဲ့စိုက်ပျိုးရေးဖန်လုံအိမ်တွေကလည်းတပြင်းနဲ့ဆက်နေခဲ့တယ်လို့ချန်ဟိုင်မွေးမြူရေးချမ်းမှာလည်းကြက်တွေဘဲတွေကအုပ်စုလိုက်ပြေးနှံနေခဲ့ပြီးတစ်ချိန်လုံးကဟာလာဟင်းလင်းဖြစ်နေတဲ့တောင်ကုန်းအိုကြီးပေါ်မှာထိုင်စားနေခဲ့ကြတဲ့ဖြတ်သိမ်းရေးအိမ်အောင်စုတွေဟာအခုဆိုရင်အလုံများပြီးဘဝအတိတ်ပဲရှိနေကြတဲ့လယ်သမားအသစ်တွေဖြစ်ကုန်ကြပြီလေနောက်ထပ်တစ်နှစ်ကုန်ဆုံးသွားတဲ့အခါမှာတော့ကျွန်တော်ရဲ့စီးပွားရေးနယ်ပယ်ဟာဒီနားနေဆောင်အသေးစားလေးထက်အများကြီးတာလွန်ကျော်လွန်သွားခဲ့ပါပြီကျွန်တော်ရရှိလာတဲ့အကျိုးမြတ်တွေကိုသုံးပြီးပတ်လေကမြေကွက်ကျဲကြီးကိုထပ်မံဝယ်ယူလိုက်ကစီးပွားရေးပမာဏကိုတိုးချဲ့လိုက်တယ်အခန်းပေါင်း30ကျော်ပါဝင်တဲ့3ထပ်အဆင့်မြင့်ဟိုတယ်အသေးစားလေးကိုထပ်မံတည်ဆောက်ပြီးခရီးသည်တွေရဲ့နေထိုင်ရေးလိုအပ်ချက်ကိုဖြည့်ဆည်းပေးခဲ့တာပေါ့ပြီးတော့ကျွန်တော်ကစောက်လုပ်ရေးအဖွဲ့ကိုကန်ထရိုက်ယူလိုက်ပြီးဝေးပြေးလမ်းမကြီးတစ်လျှောက်ကနားနေဆောင်တွေရဲ့တည်ဆောက်ရေးနဲ့ပြုပြင်မှုမှန်ရေးလုပ်ငန်းတွေကိုပါတင်းကျုံတာဝန်ယူခဲ့တယ်ကျွန်တော်ရဲ့နာမည်ဟာတရုတ်ပြည်တွင်းရဲ့တည်ယူပို့ဆောင်ရေးနဲ့စောက်လုပ်ရေးကဏ္ဍမှာလုံးဝကြော်ကြားသွားခဲ့ပါပြီဖဲကြားရွာကြီးကလည်းကဘာမြေကြီးပြောင်းပြန်လှန်လိုက်တယ်လို့မျိုးမကြုံစဘူးထူးကဲစွာအသွင်ကူးပြောင်းသွားခဲ့ရပြီလေပုံစံအသစ်စတင်သွားခဲ့ပြီးဟင်းသီးဟင်းရွက်ဖန်လုံအိမ်တွေကနေရောင်အောက်မှာပြောင်းလက်တော့ပြောင်းနေခဲ့တယ်လို့ခင်မီမွေးမြူရေးချန်တွေကလည်းတပ်ဝင်လှုပ်ရှားမှုတွေနဲ့ပြည့်နေနေခဲ့တာပေါ့ရွာသားတွေဟာအလုံးမရှိအလကားထိုင်နေခဲ့ကြတဲ့လူတွေအဖြစ်ကနေအလုံးများပြီးဘဝအတိတ်ပဲရှိတဲ့လယ်သမားအသစ်တွေဖြစ်လာခဲ့ကြပြီးအိမ်အောင်စုတိုင်းကတိုက်ရင်သေးစားလေးတွေစောက်ကြကိုပိုင်ကားတွေဝဲကြနဲ့ဝင်ငွေကအရင်ကထက်အများကြီးပိုပြီးတည်ငြိမ်လာခဲ့တော့တာပဲကျွန်တော်ရဲ့နားနေဆောင်ကိုဗဟုပြုပြီးစားတော့ရေးနေထိုင်ရေးနဲ့တည်ယူပို့ဆောင်ရေးတွေပါဝင်တဲ့ကျေးလက်စီးပွားရေးစက်ဝိုင်းကြီးတစ်ခုဟာတိတ်တဆိတ်ပုံဖော်ပေါ်ပေါက်လာခဲ့ပါပြီဒီနေ့ကတော့နားနေဆောင်လေးစတင်ဖွင့်လှစ်ခဲ့တဲ့ဒုတိယမြောက်နှစ်ပတ်လည်နေ့ဖြစ်လို့တကယ့်ကိုအတိတ်ပဲကြီးမားလှပါတယ်မိဘနှစ်ပါးလည်းတောင်ပိုင်းဒေသခရီးစဉ်ကနေပြန်ရောက်လာခဲ့ကြပြီဖြစ်လို့စိတ်သက်တွေအစွမ်းကုန်တက်ကြွနေပြီးမျက်နှာတစ်ခုလုံးလည်းသွေးရောင်ဝင်းလိုနေခဲ့ပြီးကျွန်တော်ကအသစ်ဝယ်ထားတဲ့ကားတစ်ကြီးကိုမောင်းပြီးအဖေနဲ့အမေကိုကြိုးကြားရွာထဲလိုက်ပို့တာပေါ့ရွာရဲ့တိုးတက်စီကားနေတဲ့အခြေအနေကြီးကိုကြည့်ရင်အမေကမထိန်နိုင်တော့ပဲအစတုန်းကလူတွေနှာခေါင်းရှုံးခဲ့ကြတဲ့ဒီမြေကွက်စုပ်ကြီးကအခုတော့ရွှေအိမ်ရွှေနှန်းကြီးဖြစ်လာလိမ့်မယ်လို့အမေတကယ်မထင်ထားခဲ့ဘူးကွယ်ဆိုပြီးရင်ထဲကနေလှိုက်လိုက်လဲတက်ပြင်းချရင်ရေရွတ်ရှာတယ်အဖေကတော့ပြုံးပြလိုက်ပြီးဒါဟာကံကြမ္မာမဟုတ်ဘူးမိမငါသားရဲ့ရေရှည်မျောမြင်နိုင်စွမ်းနဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ကြောင့်ဖြစ်လာတာလို့ပြန်ပြောရှာတယ်ပြီးတော့ကားမောင်းနေတဲ့ကျွန်တော်ကိုလှမ်းကြည့်တဲ့အကြည့်တွေထဲမှာဖုံးကွယ်လို့မရတဲ့ဂုံယူဝင်ကြွားမှုတွေအပြည့်ဖြစ်နေခဲ့တာပေါ့ကားလေးကနားနေဆောင်ရဲ့တကားဝမှာဆိုက်ရက်လိုက်တဲ့အခါဝန်ထမ်းတွေနဲ့ရွာသားကိုယ်စားလှယ်တွေအားလုံးဒီနေရာမှာစုယုံရောက်ရှိနေကြပြီဗျာမာစတာလီယူကဝန်ထမ်းအားလုံးရဲ့ကိုစားစာအိတ်နီလေးကမ်းပေးရင်ကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းကြီးဒီထက်မကပိုမိုကြီးပွားတိုးတက်ပါစေကြောင်းဆုတောင်းပေးရှာတယ်ဟိုတုန်းကလည်းရွာသားအားလုံးရဲ့ကိုစားအမျှော်မြင်ကြီးမားလာပြီးစင်းရဲသားတွေကိုအောင်မြင်အောင်ဦးဆောင်ပေးနိုင်တဲ့တထေးကြီးဆိုတဲ့ဂုဏ်ပြုဆိုင်ဖို့အနီကြီးကိုကမ်းပေးခဲ့ပါတယ်ကျွန်တော်လူအုပ်ကြီးရဲ့အလဲဘဟုမှာရက်နေရင်
ကိုယ်တိုင်လက်နဲ့ဖန်တီးတည်ဆောက်ခဲ့တဲ့စီးပွားရေးအင်ပါယာကြီးရဲ့ဂုဏ်ယူစရာအခြေအနေကြီးကိုမြင်ကြည့်နေမိတယ်ပြီးတော့ကျွန်တော်ကြောင့်ကံကြမ္မာတွေပြောင်းလဲသွားခဲ့ရတဲ့ရွာသားတွေရဲ့နှလုံးသားတွေကိုကြည့်ရင်စိတ်ထဲမှာပြည့်ပြည့်စုံတဲ့အောင်မြင်မှုခံစားချက်တွေနဲ့မဟာဆန်တဲ့တာဝန်သိစိတ်တွေတစ်နေ့တစ်ပိုးဖြစ်ပေါ်လာမိတော့တာပေါ့လွန်ခဲ့တဲ့3နှစ်တုန်းကတော့မြင်းညီတစ်ကြောင်ကကျွန်တော်ကိုကဘာကြီးရဲ့အပြင်ဘက်ကိုလုံးဝမောင်းထုတ်ဆွန့်ပစ်ခဲ့ပါတယ်ဒါပေမဲ့3နှစ်အကြာမှာတော့ကျွန်တော်ဟာကိုယ်ပိုင်လက်နှစ်ဖက်ကိုသုံးပြီးကျွန်တော်အတွက်တီးတန့်ဖြစ်တဲ့ကဘာတစ်ကြီးတစ်ခုကိုအောင်မြင်စွာဖန်တီးတည်ဆောက်ပြလိုက်နိုင်ခဲ့ပြီဒုတိယမြောက်နှစ်ပတ်လည်အောင်ပွဲခံခန်းနာကြီးပြီးဆုံးသွားတဲ့နောက်ညချမ်းချိန်ခါလေးကနားနေဆောင်တစ်ခုလုံးကိုညင်သာစွာလွှမ်းမိုးလာခဲ့ပြီးအဝေးပြေးလမ်းမကြီးရဲ့ဘေးနားမှာနီယွန်ဆိုင်ပုတ်မီးအောင်စုံတွေကနင်းလက်တောက်ပနေခဲ့တယ်လို့ရင်ကြောတွေကလည်းအဆက်မပြတ်စီကားနေသေးပါပဲကားမီးအောင်တွေကစီးဆင်းနေတဲ့ဂလက်စီမြကြီးတစ်စင်းလိုချိတ်ဆက်နေခဲ့ပြီးကျွန်တော်ကိုယ်တိုင်လက်နဲ့ဖန်တီးခဲ့တဲ့ဒီကဘာကြီးကိုလာရောက်ရောင်ပြန်ဟပ်နေခဲ့တာပေါ့ဝန်ထမ်းတွေကတော့အခမ်းအနားရဲ့ကြန့်ရှိနေသေးတဲ့နှွေးထွေးမှုအကျွင်းကြံတွေကိုလိုက်လံတန်ရှင်းရေးလုပ်နေကြပြီးမိဘနှစ်ပါးကတော့ဧကန်းမတွေကဆိုဖာပေါ်မှာမာဆတာလူပိုသုံးတို့နဲ့အတူထိုင်ရင်အိမ်တွင်းရေးအိမ်ပြင်ရေးကိစ္စတွေကိုပြုံးပြုံးရွှင်ရွှင်နဲ့စကားစမြည်ပြောနေကြတယ်စကလုံးတိုင်းမှာလက်တွေ့ကြမှုနဲ့တည်ငြိမ်အေးချမ်းမှုတွေအပြည့်ရှိနေခဲ့တာပေါ့ဗျာကျွန်တော်အမိုးပေါ်ကဝရန်တာမှာရက်နေရင်ညနေခင်းလင်းကြီးလေးကတိုက်ခတ်နေခဲ့တယ်အဲ့ဒီလေပြေထဲမှာအစားအသောက်တွေရဲ့ငွေရနက်နဲ့မိခင်မြေပြင်ကြီးရဲ့ရနံ့တွေပါဝင်နေခဲ့တာမို့စိတ်ထဲမှာလုံးဝတည်ငြိမ်အေးချမ်းသွားခဲ့ရတယ်ဒီအချိန်မှာပဲလက်ထဲကဖုန်းကရုတ်တရက်တုန်ခါလာခဲ့တယ်ဗျကြီးလိုက်တော့အဝေးပြေးလမ်းမကြီးစီမံခန့်ခွဲရေးဌာနကနေပို့လိုက်တဲ့အကြောင်းကြားစာဖြစ်နေပါတယ်ကျွန်တော်ရှေ့ကနေဥဆောင်ခဲ့တဲ့ဟန်နန်တောင်ပိုင်းအဝေးပြေးလမ်းမကြီးစီးပွားရေးမဟာမိတ်အဖွဲ့ဟာနှစ်ပတ်လည်ကျေးလက်ဒေတာပြန်လည်ဥမော့လာစေရေးစံပြပရောဂျက်အဖြစ်သတ်မှတ်ရွေးချယ်ခြင်းခံလိုက်ရတာပါပဲနောက်အပတ်ကျရင်ပြည်နယ်ရုပ်သံလိုင်းကနေအထူးအစီအစဉ်အဖြစ်လာရောက်ရိုက်ကူးထုတ်လွှင့်ပြသတော့မှာတဲ့ဒီသတင်းထွက်လာတာနဲ့အောက်ထပ်မှာကောင်းချီဩဘာသံတွေချက်ချင်းပောက်ကွဲထွက်လာခဲ့တော့တာပဲမိဘတွေလည်းမျက်ဝန်းတွေနီးမြန်းလာပြီးကျွန်တော်လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားရှာတယ်ကျွန်တော်အဝေးကစတိုက်ရှိနေတဲ့ဟင်းသီးဟင်းရွက်ဖန်လုံအိမ်မိုးရေစက်တွေနဲ့တစ်လွင်နေတဲ့ရွာကြီးကိုငေးကြည့်ရင်လွန်ခဲ့တဲ့3နှစ်တုန်းကတရွာလုံးရဲ့ကဲရဲ့လှောင်ပြောင်ခြင်းကိုခံခဲ့ရတဲ့အဲ့ဒီညနေပိုင်းအချိန်ခါကြီးကိုပြန်လည်အမှတ်ရမိတယ်အဲ့ဒီတုန်းကကျွန်တော်လက်ထဲမှာ၄သိန်းနေသောစုငွေလေးကိုကင်ထားပြီးဘယ်သူမှမယုံကြည်ခဲ့ကြတဲ့အနာဂတ်ကြီးပေါ်မှာလောင်းကျေးထက်ခဲ့တာပါအခုအချိန်မှာတော့ကျွန်တော်လက်ထဲမှာမဟာမိတ်အဖွဲ့ရဲ့စီကံချက်တွေကိုကင်ထားပြီးတရွာလုံးကိုရေရှည်ချမ်းသာအောင်မြင်စွာဦးဆောင်ပေးနိုင်ခဲ့ပြီလေချက်သိန်းရေးရော်ကျေးငွေဆိုတာခဏတစ်ဖြုတ်ခံစားရမယ့်ယာယီချမ်းသာမှုမျှတာဖြစ်ပြီးမျောမြင်နိုင်စွမ်းနဲ့ခိုင်မာတဲ့ယုံကြည်မှုကမှသာမြေပြင်ထဲကိုနက်နက်ရှိုင်းရှိုင်းအမြင့်တွယ်သွားမယ့်အနှစ်သာရအစစ်မှန်ဖြစ်ပါတယ်နောက်ရက်မနက်ခင်းမှာတော့မနက်ခင်းရဲ့ပထမဆုံးနေအောင်ကြီးအလင်းတန်းလေးကကားပါကင်ကျဲကြီးပေါ်ကိုဖြာချလာခဲ့ပြီးကျွန်တော်တကားဝမှာရက်နေရင်ကုန်တင်ကားကြီးတွေတစ်စီးပြီးတစ်စီးမောင်းဝင်လာတာကိုငေးကြည့်နေမိတယ်ကားမောင်းသမားတွေကပြုံးပြုံးရွှင်ရွှင်နဲ့ကျွန်တော်ကိုနှုတ်ဆက်ကြပြီးတထေးကြီးတာပန်လို့လှမ်းခေါ်ကြတယ်။နေတန်တွေထဲမှာယုံကြည်ကိုးစားမှုတွေအပြည့်နဲ့ပေါ့မိဘနှစ်ပါးကလည်းလက်လက်ဆက်ဆက်ကြိုးချက်ထားတဲ့စံပြုတ်ပူပူလေးတွေကိုကမ်းပေးရှာတယ်။အငွေ့တထောင်းထောင်းထနေတဲ့အပူရှိန်လေးကလူနှလုံးသားတစ်ခုလုံးကိုနှွေးထွေးသွားစေခဲ့တာပေါ့။ဒီအဝေးပြေးလမ်းမကြီးဟာအရှိစီတို့ဆက်လက်ပြီးဆန်တန်းထွက်ခွာနေအောင်မယ်ဆိုတာကျွန်တော်ကောင်းကောင်းသိပါတယ်။ကျွန်တော်ရဲ့ခရီးစဉ်ကတော့ပြီးဆုံးဖို့အဝေးကြီးလိုပါသေးတယ်။အိမ်ဟောင်းတစ်လုံးကနေစီးပွားရေးဆောင်ကြီးတစ်ခုအထိအားလုံးရဲ့ဝိုင်းပယ်ခြင်းခံခဲ့ရတဲ့အစွန်းရောက်လူတစ်ယောက်ကနေဒေသတစ်ခုလုံးရဲ့ခေါင်းဆောင်ကြီးတစ်ယောက်အထိကျွန်တော်ဟာဘယ်တော့မှကံတရားကိုပဲအားမကိုးခဲ့ပါဘူး။အားလုံးရဲ့ကဲ့ရဲ့လှောင်ပြောင်မှုတွေကြောင့်လောက်ခတ်မသွားခဲ့တဲ့ခိုင်မာလှတဲ့ကိုယ်ပိုင်ပြတ်သားမှုနဲ့အမြင်တိုမှုတွေကြားထဲမှာပိတ်မိမသွားခဲ့တဲ့ကိုယ်ပိုင်မျောမြင်နိုင်စွမ်းကြောင့်သာဖြစ်ပါတယ်။လင်းကြီးလေးကကျွန်တော်ရဲ့ဘေးကနေအနာဂတ်ရဲ့ပဲ့တင်တန်တွေကိုတည်ဆောင်ပြီးဝူးကနေထက်တိုက်သွားခဲ့တယ်။ကျွန်တော်လှည့်ထွက်ပြီးဆိုင်ထဲကိုလှမ်းဝင်ခဲ့လိုက်တယ်။နေအောင်ကြီးအလင်းတန်းတွေကမြေပြင်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့ပြီဖြစ်လို့အရှိကလန်ခီကတော့ပွင့်လင်းဖြောင်ဖြူနေခဲ့ပြီးအရာအလုံးဟာလည်းအကောင်းဆုံးဖြစ်လာဖို့မျှော်လင့်နိုင်ခဲ့ပါပြီဗျာ။ဒီမှာပဲစသိမ်းပါပြီရှင်။အဆုံးထိအားပေးခဲ့တာကျေးဇူးတင်ပါတယ်။ကြာရင်မန်လေးရေးခဲ့ကြပါဦး။ချစ်တယ်နော်။အားပွား